မင်္ဂလာပါရှင်ကျမတို့ရဲ့စီအော်ဒီယိုဘို channel ကနေပြီးတော့ချစ်ရတဲ့ပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားစရာချစ်စလက်ငါများစွာကိုရွေးချယ်ပြီးတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်ချစ်စလက်ငါလေးကသူသိပါစေဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အစီအစဉ်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေအသစ်တော့ဇလန်းတွေတင်တိုင်းသိရှိဖို့အတွက်ဖေးနာနုတီဘေလေးကိုလည်းတပါးနဲ့နှိပ်သွားပေးပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်ပရိသတ်ကြီးချစ်ရတဲ့ပရိသတ်ကြီးဒီတစ်ခါနားဆင်ရမယ့်ချစ်ဇလန်းကောင်းလေးကသူသေးပါစေတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ဖြစ်လို့အခုပဲတူလိုက်ပါပြီးတော့စေမျောနာဆင်ကြည့်ရအောင်လားရှင်မိုးတွေတဲကြီးမဲကြီးရွာနေပါတော့လေအေးချမ်းမှုမရှိပါပပြန်ထမှာမျက်ရည်များနဲ့ပူလောင်နေသေးမှာဘယ်သူမှသိမြင်မဟုတ်ကို့အနားမှာရှိတယ်လို့မထင်သူရဲ့ဘေးမှာအရာရာကိုဆွန့်လွတ်ပြီးနေတာကိုကမိုက်မဲလွန်တာပါတကားကိုတွန်းပွင့်တာကြားလိုက်တာကြောင့်မောက်ပြန်လာပြီဆိုတာကျမသိလိုက်ပါပြီပပြန်တက်ကမျက်ရည်များကိုမြန်မြန်တုပ်ပြလိုက်ပြီးအောက်ထပ်ကိုပြေးဆင်းလာလိုက်တယ်မင်းငါပြန်လာတာကိုမသိဘူးလားမိတောင်းမှမှာတယ်မောင်မိအတမချလိုက်လို့ပါမင်းပြောလိုက်ရင်စင်ကြေတွေကြီးပဲငါချိုးမှုရှိရှင်တွေးဆက်ပေးတာပြီးရင်ထမင်းပါစားမယ်မိအားလုံးပြင်ပေးထားပါတယ်ရှင်တွေကိုဓာတ်ပူအောင်လဲလှုပ်မထားနဲ့အောင်ငါတကုတ်ကုတ်ဖြစ်ရင်မင်းမလွယ်ဘူးစိတ်ချပါမောင်မိတခြားလှုပ်ထားပါမယ်မိပြန်သာပြောနေရတဲ့မှာမျက်နှာကတော့မကောင်းဒါကိုသူမြင်၍နည်းနည်းလေးပြောလိုက်တာနဲ့မင်းမျက်နှာဘာဖြစ်တာလဲမကျင်တတ်တာလားမကျင်နိုင်ရင်လည်းပြောချက်ချင်းကွာရှင်းပေးလိုက်မယ်မောင်ရဲ့မိကိုအဲ့လောက်ထိပြောဖို့လိုလားမိကမောင်ဘာပြောဘာမှပြန်မပြောနိုင်ပါဘူးအလကမာယာရီရှိုးနေပြီသူပြောချင်တာပြောပြီးအပေါ်တက်သွားတယ်မိတယောက်မျက်ရည်လေးများကျလျက်ကြံ့နေခဲ့တော့တယ်တကယ်တော့မင်းနဲ့မောင်ကလင်မယားဆိုပေမဲ့သူကလည်းကိုယ့်ချစ်လို့ယူထားတာမဟုတ်ကိုယ့်ဘက်ကလည်းအစကမချစ်ခဲ့ပဲယူခဲ့ကြတယ်မင်းနဲ့မောင်လက်ထပ်ဖြစ်မယ်ဆိုတာမိတကယ်လုံးဝမမျှော်လင့်ခဲ့တာပါမတင်မဲ့ပဲဖြစ်ခဲ့တဲ့မိရဲ့အမှားကြောင့်မောင်ရဲ့ဘဝကိုချုပ်ကန်တယ်လို့ဖြစ်ခဲ့တယ်ကျမအပေါ်မောင်မကြည့်ပြတာအပြစ်မဟုတ်ပါဘူးလို့တွေ့ရင်ဖြေသိမ့်ခဲ့တယ်မိအတွေ့များကိုဆက်တန်းလိုက်ပြီးမောင်အတွက်ရေချိုးဖို့ပြင်ဆင်လိုက်တယ်မောင်ရေချိုးပြမကြပါထမင်းစားဖို့အောက်ဆင်းလာခဲ့တယ်မိလေးထမင်းဝိုင်းပြင်ပေးပြီးထိုင်ကုန်လေးမှာထိုင်နေမိတယ်မင်းထမင်းပြင်ပေးပြီမလားငါမျက်စိရှိရနေသွားတော့မင်းမျက်နှာမြင်ရင်ငါစားလို့ဝင်မှာမဟုတ်ဘူးမာယာများတဲ့မိမမောင်ရဲ့စကားတွေကြောင့်မိရဲ့ပားပြန်ထက်မျက်ရည်ပေါက်ကလေးများခုန်ဆင်းလာခဲ့တယ်မောင်ရှိမှမျက်ရည်မကျခြင်း၍အမျက်ပြေးထွက်လာခဲ့တယ်မိခန့်နဲ့ရောက်တော့မှထိန်ထားသမျှမျက်ရည်လေးကိုသွန်ချပြီးငိုနေမိတယ်မောင်ရဲ့မိကိုဘာလို့ရဲဆက်ရတာလဲမိမအပြစ်ဆိုလို့မောင်နဲ့လက်ထပ်မိတဲ့အမှားပဲရှိတာပါမောင်ရဲ့မိလေမိဘဝကိုဆုံးရှုံးခဲ့တာပါမိဘဝရဲ့အစာအလုံးကိုဆွန့်လွတ်ခဲ့တာပါမောင်ရဲ့မိကရှေးဟောင်းသုတေသနပညာနဲ့ကျောင်းပြီးတော့သူမဝါသနာအရာတိုးတွေကလုပ်ပြီးသူမခရီးသွားစဉ်ကြုံတွေ့ရသမျှကိုလည်းစာများပြန်လေရှိသားလေးရှိတယ်သူမဒီအလုပ်ကိုလောက်ကရန်မိဘများနဲ့အတိုက်ခံလုပ်၍ဝါသနာကိုအောင်မြင်အောင်လှုပ်ဆောင်ခဲ့တယ်မိဘများကမိကိုစီးပွားရေးလုပ်ငန်းကိုသာလုပ်ကိုင်စေချင်ခဲ့တယ်နောက်ဆုံးမှသာမိရဲ့ဝါသနာကိုခွင့်ပြုခဲ့ကြတယ်မိနဲ့မောင်စတင်တွေးဆခဲ့တဲ့မှာအလုပ်ကိစ္စဖြင့်မောင်ရဲ့တငယ်ချင်းလည်းဖြစ်စီးပွားရေးလုပ်ဖို့ကိုင်မဖြစ်တဲ့ကိုရဲဝေမိတ်ဆက်ပေးခြင်းဖြင့်တည်လာခဲ့တယ်မိဒါကိုရဲ့တငယ်ချင်းစာမင်းတော်သူကအခုမှနိုင်ငံခြားကပြန်ရောက်တာမကြသေးဘူးသူ့လုပ်ငန်းတွေကိုထပ်ပြီးတိုးချဲ့ဖို့ပြန်လာတာလေဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်မိနာမီကမိနာဦးပါကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်မင်းတော်မင်းကငါပြောထားတဲ့ခိုက်ကမေးပဲငါအကူကြီးတောင်းထားတယ်မင်းကမင်းပကံကိုဆင်ပြီးမင်းအလုပ်လုပ်ဖို့အတွက်ခိုက်လုပ်ပေးလိမ့်မယ်ငါပကံကိုသွားရင်မင်းလိုက်မလားဆဲဝေမင်းတော်ငါလိုက်ရင်ဒီဘက်ကအလုပ်တွေလေဟင်းကုန်လိမ့်မယ်မင်းရဲ့သွားနေပါငါဒီမှာစီစဉ်စရာရှိတာစီစဉ်ပေးမှနောက်ကလိုက်ခဲ့မယ်မမေနာအောင်ကတယောက်တည်းလိုက်ရတာအဆင်ပြေပါမလားကျမအဆင်ပြေပါတယ်ဒါလုံနေကြသွားနေကြပါကျမအတွက်ပြဿနာမရှိပါဘူးဒါဆိုမမေနာဦးလေပြင်ဆင်စရာရှိတာပြင်ပြီးမနေ့ပြန်လောက်ခရီးထွက်မယ်ဒါနဲ့သွားမှာဟာဘာနဲ့သွားမှာလဲကားလက်မှတ်ဖြတ်ပြီးပဲသွားမှာပါကျွန်တော်ကားနေဆိုမမေနာဦးအတွက်အဆင်မပြေမှာဆိုလို့ပါဟုတ်ကဲ့ဒါဆိုမနေ့ပြန်ခရီးထွက်တာပေါ့တကယ်တော့ဒီခရီးဟာသူမဘဝကိုအပြောင်းလဲနဲ့ကြုံတွေ့စေခဲ့ပါတယ်နောက်တနေ့မနက်ခင်းမှာသူတို့နေရာလုံးခရီးထွက်ခဲ့ကြတယ်ကားပေါ်မှာလောက်ကိစ္စမှလွှဲ၍အကြပါအကြောင်းမှမပြောပြတိပင်ရိပ်တွေတဖြည်းဖြည်းစီစီရီများလာတာကြောင့်ပကံကိုရောက်ပြီးဆိုတာမိအလိုလိုနေရင်တိတ်နေတယ်ပကံရောက်ပြီဆိုတာနဲ့သူမအဖွားများနဲ့မင်းမင်းကိုတတိယမိတယ်ကာရက်ပြီးမချ
သူတို့ဟိုတယ်ဘက်ကိုရှောက်ပြီးတော့အခန်းကပြီးအနားယူကြတယ်အလုပ်လုပ်မဲ့ဆက်တွေမှာလည်းဟိုတယ်မှာတာတဲဖို့စီစဉ်ထားတယ်သူတို့ရောက်ပြီးနောက်တစ်နေ့မှာပဲအလုပ်စလုပ်ဖြစ်တယ်ရှာဒီကနေမေတို့မြင်းလဲငှားသွားမယ်လမ်းဆောင်မယ်ဆိုအချိန်ပိုးကုန်လိမ့်မယ်ရှာပါတယ်မေအဆင်ပြေတယ်လို့လုပ်ပါကျွန်တော်ကမရောက်ဘူးသေးတော့ရှင်းမြေအကြောင်းမသိသေးဘူးဒါဆိုမေတို့မြင်းလဲနဲ့ပဲတွားကြတာပေါ့သူတို့နှစ်ယောက်လုံးမြင်းလဲပြနေရဆုံးရှောက်ချစ်ဖြစ်ပြီးညနေဆောင်မှဟိုတယ်ကိုပြန်လာခဲ့ကြတယ်ပြန်ရောက်ပြီးမကြပါမေအပြင်ပြန်ထွက်လာခဲ့တယ်ရှာလေပါရမဟုတ်မေကိုကြည့်ရင်ဖေးသွားလေတေးချင်လာတာကြောင့်မေရဲ့အနောက်ကနေလိုက်လာမိတယ်တိတ်မကြပါဘူးမေကခြံလေးတစ်ချံနဲ့ဝင်သွားတယ်ခြံလေးကတိတ်မကျဲပြင်အောင်အိမ်အိုးလေးတစ်လုံးအတေးချံစွာရှိနေတယ်အိမ်ဘဝနာမှာထိုင်းနေတဲ့အသက်ကြီးကြီးအမျိုးသမီးတအုပ်ကိုရှာလှမ်းမြင်နေရတယ်မေလေအိမ်လေးတဲ့ကိုဝင်သွားတယ်အမေနေကောင်းနေနော်နှုတ်ဆက်တကားတန်ကိုကြားတာနဲ့ဖားပြတဲ့မြည်ရည်လေးများဆေးကြလာတဲ့အဖွားများကိုကြည့်ပြီးမေစိတ်မကောင်းဖြစ်မိတယ်အမေရေသမီးပြန်လာပြီလေမငုံနေတော့နော်သမီးရေအမေမှာခင်တွေ့စရာဆိုလို့သမီးနေသမီးမောင်လေးမင်းမဲရှိတာအမေသမီးကိုလွမ်းနေသမီးရေသူမတို့ကိုချန်ပီယံနေလမ်းကျင်းနေတဲ့ရှာတယောက်စိတ်မကောင်းဖြစ်မိတယ်ဒါပေမဲ့သူထင်မိတာကမင်းနဲ့အဖွားများကိုသားမိတင်ပြီးမိကိုစင်းရဲသူလေးလို့ထင်မြင်မိခြင်းဖြစ်တယ်သူရဲ့ထင်မြင်ချက်ဟာနောက်ရက်ပိုင်းအတွင်းအမုံများဖြစ်စေခဲ့တယ်မိလေအဖွားများကိုနေသိမ့်ပြီးဟိုတယ်ကိုပြန်လာခဲ့တယ်နောက်နေ့ရှာမင်းအောင်အရေးကြီးဧည့်သည်များနဲ့ချိန်ထောက်၍မိကိုပါခေါ်သွားခဲ့တယ်ရှာမင်းအောင်ဧည့်သည်များနဲ့စကားပြောပြီးနေပါတောက်ရကတော်တော်များလာတယ်မိလေရှားဟိုတယ်ထိမနေရအောင်ပြန်ခေါ်လာခဲ့တယ်ကိုရှာတတိထောင်းလေပြန်ရောက်နေပြီကိုရှာနိုင်ပါတယ်စိတ်ရဲ့မိနေတော့ကြောင်သွားတယ်ပြောနေတာကသူပြန်ပြောတော့ဖေကစိတ်မှမသိမိလေသူ့ကိုကြီးကိုမနိုင်တော့၍ဝိတာကောင်လေးကိုခေါ်ပြီးအခန်းထဲကပို့စေလိုက်တယ်မိလေသူ့အခန်းကိုပြန်ရန်လက်ထွက်မဲ့အချမ်းရှားရပနံနဲ့အပေါ်ကိုအင်ကြီးမြင်ပြီးတက်တောင့်တသားပြောင်းချုပ်ပေးလိုက်တယ်သူမှပြန်ထွက်ခါနေရှာတယောက်မိရဲ့လက်ကိုလှမ်းဆွဲလိုက်တာကြောင့်မိလက်ပြီးတော့သူ့အပေါ်ပြုတ်ကျသွားကဘာစကားမှမပြောဘဲမိရဲ့နှကမ်းပါလေးနဲ့မျက်နှာကိုကြမ်းတမ်းစွာနှမ်းဆိုင်လိုက်တယ်မိလေအသားများတုံကကြောက်လန့်၍တွန်းထုတ်နေတယ်ရှားရဲ့နှကမ်းမှာစကားသံအချို့ကိုလည်းမိချနေရတယ်စိတ်ရဲ့ကိုမင်းကိုချစ်တယ်အယမ်းလွှမ်းနေသူစကားကိုသာမိခဏခဏကြားနေရတယ်သူမခွန်အားရှိသမျှသူ့ကိုယ်ကြီးကိုတွန်းဖက်နေကရုံးထွက်ရန်ကြိုးစားနေမိတယ်ဒါပေမဲ့ရှားရဲ့အနံတွေကလျှော့သွားခြင်းမရှိသူညာကမိရဲ့ဘွားကရှားနဲ့အတူအကျွေးပန်းဘွားသူရောက်ခဲ့ရတယ်ရှားရနာတဲ့ငိုတဲ့အဆက်မပြတ်ကြားနေရတာကြောင့်မျက်လုံးကိုအာရုံပြဖွင့်ချလိုက်တယ်မြင်လိုက်ရတဲ့မြင်ကွက်ကြောင့်ရှာကားမှုနေတာတောင်ပေးရောက်သွားမှမသိသူဘေးမှာမျက်ရည်ရွှဲလျက်အဝတ်စားကင်းမဲ့နေတဲ့မိကိုတွေ့ရတာကြောင့်သူစိတ်တွေခြောက်ခြားကညအပြင်များကိုပြန်ဆင်းစားနေမိတယ်ဒါပေမဲ့သူမမေ့တဲ့ကဝိတာကောင်လေးသူ့ကိုလိုက်ပို့တည်ထီတာမှတ်မိပြီးတော့အချပါမှာစဉ်းစားမရဖြစ်နေတယ်သူ့ဘာမှာစဉ်းစားမရတဲ့အစုံမိကိုသားမေးရဆုံးဖြတ်လိုက်တယ်မင်းငါခါနေဘလူဆောင်နေတာလေအခုမင်းပုံစံကရောဘာလဲငါ့ကိုသူများတွေထင်လွယ်အောင်လှုပ်နေတာလားရှင်မေသူ့ရဲ့မေကွန်းကြောင့်မျက်ရည်များအစမပြတ်စီးကြလာတယ်ဒီမှာမင်းကငါမေးနေတာငိုခိုင်းနေတာမဟုတ်ဘူးရှင်တကယ်မမှတ်မိဘူးလားရှာငါ့ဘာကိုမှတ်မိရမှာလဲဘာလဲမင်းကညာတော့ငါမှုပြီးမင်းနဲ့စီးကြော်ခဲ့တယ်ပြောမလို့လားရှင်မိမဘာပြန်ပြောရမလဲမသိအောင်ကိုဝန်နေလာမိတယ်သူမစိတ်ထဲမှာလဲသူ့ကိုသူသာအပြစ်ပြောနေမိတယ်ဝမ်းနေတဲ့စိတ်ကြောင့်လားရှက်တဲ့စိတ်ကြောင့်လားပဲမသိမျက်ရည်များကအဆက်မပြတ်ကြားလျက်ပင်ဘာလဲငါပြောတာမှန်နေလို့မင်းမပြန်ပြောစရာစကားမရှိတော့ဘူးလားရှစ်ဘလို့ပြောလိုက်တာလဲဘယ်မိန်းကလေးကမှသူ့ရဲ့ဂုဏ်သိက္ခာကိုအကြခံပြီးအပြစ်ဘဝပြတ်ချင်ပါလေညာကလည်းစင်မဲကြည့်ပြဆိုတဲ့နာမည်ကိုခေါ်ပြီးမိကိုထွက်ပေါက်မရှိလွတ်လပ်မရှိအောင်စင်မဲလှုပ်ခဲ့တာအခုကျမရဲ့ဂုဏ်သိက္ခာရောဘဝကိုပါစင်မဲဖျက်ဆီးခဲ့တာဘာငါအမေကိုဖျက်ဆီးခဲ့တာဟုတ်လားမဖြစ်နိုင်တာမပြောနဲ့တကယ်လို့ဖြစ်ခဲ့တယ်ဆိုရင်လေအဲ့ဒီအတွက်မင်းကငါဘယ်လောက်ပေးရမလဲကဲဟာမေသူ့ရဲ့စကားများကြောင့်သူ့ရဲ့ပါကိုရှိုင်းလိုက်မိတယ်ဒေါသများထွက်ကဘေးရဆောင်းလာမှမသိတဲ့စကလုံးများထွက်လာမိတယ်ဘယ်လောက်ပေးရမလဲဟုတ်လားကျမရဲ့ဆုံးရှုံးသွားတဲ့ဘဝကိုရှင်ဘာနဲ့မှလျှော်ပေးလို့မရဘူးကောင်းပြီဒါဆိုငါဘက်ကဘာလုပ်ပေးရမလဲရှင်ကျမကိုလက်ထပ်ယူပါဘာငါကမင်းကိုယူရမယ်ဟုတ်လားငါဘဝမှာကြည်ပြားလွယ်ပြီး
ဘယ်မိမကိုမှလက်မထက်နိုင်ဘူးဒါဆိုကျမဘက်ကလည်းရှင့်ကိုတရားဆွဲပြီးထောင်ချရလိမ့်မယ်မိမငါနဲ့ဖြစ်ခဲ့ပါတယ်ဆိုတဲ့တက်တွေရှိလို့လားဒါတော့ရှင်တော်တော်ညံ့သွားပြီရှာဟုတ်တယ်ခံနိုင်မှာ CCTV ရှိတယ်ဆိုတာရှင်မသိဘူးလားအဲ့ထဲမှာရှစ်ဘက်ကစာပြီးစီးကြော်တာကိုတရက်ခွင်မှာပြစေချင်တာလားမင်းတော်တော်ရှုံးမှာပါလားရှင်ကျက်တယ်လို့ထင်နိုင်ပါတယ်ရှာဒါပေမဲ့မိန်းကလေးတယောက်မှာအမားတဆက်ရှိခဲ့ရင်ပဝန်းကျင်ရဲ့တတွေးကွက်မှာမျိုးမဲ့ဖြစ်တော့မိအရောက်မခံနိုင်ဘူးဒါကြောင့်ရှင့်ကိုဒီလိုတွေပြောနေမိတာပါမိစိတ်ထဲမှာတော့ခန့်စားရတာတွေပြည့်လျက်ပါလက်တွေမှာတော့ရှင်ကျက်တယ်လို့ထင်နိုင်တယ်တော်တော်ရှုံးပါတယ်မိမငါစီကနေမင်းဘာမှရှာဖို့စိတ်မကူနဲ့တော့မေနှောက်ဦးငါမှတော့သူတို့သားမိကိုကြည့်ပြီးတနာခဲ့မိတာတရားငါ့ကိုအပိုင်ဖမ်းခဲ့တာကိုမေသူ့ကိုလက်ထက်ခိုင်းတာမေအတွက်ဆိုတာထက်ဒီတရင်ကိုသာဖေဖေနဲ့မေမေတို့သိခဲ့ရင်သူတို့ရဲ့လုပ်ငန်းတွေမှာအမေရောင်ပုံရိပ်တွေကျဆင်းလာပြီးဖေဖေရဲ့စီးပွားရေးပါထိခိုက်လာနိုင်တာကြောင့်မေသူ့ကိုယူခိုင်းမိတာပါကောင်းပြီငါမင်းကိုလက်ထက်မယ်ဒီဘက်ကမှာပဲအခုလက်ထက်မယ်ဒီလိုလို့ရမလားကျမမိဘတွေကိုအတိပေးပြီးမှလက်ထက်မယ်ဘာမိမိဘတွေကိုအတိပေးမယ်ဟုတ်လားမင်းငါခန်းနဲ့ဖြစ်တယ်ဝါရောမိမိဘတွေကိုအတိပေးခဲ့လို့လားရှင်ရုံမှလားကြည်လားငါပြောတာမှားနေလို့လားဟုတ်ပါတယ်ရှင်မမှားဘူးကျမပဲမှားခဲ့တာပါမိဘဝမှာဒီလိုအဖြစ်မျိုးနဲ့ကြုံတွေ့ရမယ်မှသိရင်မိဒီခီကိုသွားမှာမဟုတ်ဒီခီနဲ့အလုပ်ကြောင့်မိဘဝကိုဆုံးရှုံးလိုက်ရတာမိနစ်စာဘက်ကမှာပဲလက်ထက်လိုက်ကြပြီးရှန်ကုန်ကိုပြန်လာခဲ့တယ်ရှားတော်မင်းနဲ့လက်ထက်ပြီးတဲ့ကမိကိုစောင်းတယ်လို့ရွေးတယ်လို့စကားများနဲ့အမြဲတမ်းမှုပြီးမိကိုလည်းအိမ်ထဲမှာပဲထားပြီးဘဲမှာတောက်ခွင့်မပေးလှောက်အိမ်တွေကငှက်တကောင်လိုပဲသဘောထားခဲ့တယ်မိရဲ့မိဘတွေကိုလည်းမိလက်ထက်တဲ့အကြောင်းသွားပြောမယ်ဆိုတိုင်းလည်းမသွားခိုင်းခဲ့ပါမနက်စောစော9 နာရီလောက်ထားပြီးမိသူ့အလုပ်သွားဖို့အစင်နဲ့ထားပြီးလုပ်ပေးရတယ်မိကိုယ်တိုင်ချက်ပြုတ်ပြီးမှသူ့ကိုသွားနှုတ်လိုက်တယ်မောင်ထားတော့လေရေချိုပြီးဆင်းခဲ့တော့အောက်မှာအစင်နဲ့ဖြစ်ပြီးရှာမေးအတန်ကြတော့လေဘာမှပြန်မပြောပဲရေချိုကန်နဲ့ဝင်သွားလိုက်တယ်မိလေသူ့အတွက်ဝတ်စားထုတ်ပေးခဲ့ပြီးပြန်ထွက်လာခဲ့တယ်ခဏနေတော့ရှာအုပ်ဆန်လာပြီးမနက်စာစားတော့နေတော့မောင်ဒီနေ့မိအပြင်ခဏသွားမလို့ဘာလို့ဖို့လဲမိအပြင်မထွက်တာကြာပြီအဲ့ဒါကြောင့်ခဏထွက်မလို့ပါမသွားရဘူးမင်းနဲ့ယူထားပြီးရန်ကုန်ပြန်ရောက်တာ2 ပတ်ပဲရှိသေးတယ်လေဘယ်မှာကြာသေးလို့လဲအိမ်ထဲမှာနေရတာမိပြင်းနေပြီပြီးတော့မိမိနဲ့ဖေဖေကိုလည်းသွားတွေ့ချင်လို့ပါမင်းမိဘနဲ့သွားတွေ့စရာမလိုဘူးအိမ်ထဲကနေလေအပြင်မထွက်ရဘူးဒါတော့မှတသက်ရှုံးပါတာမိလက်ထပ်ပြီးဆိုတာမိရဲ့မိဘတွေကိုအခုတည်းအတိမပေးရသေးဘူးနောက်မှတည်သွားရင်ဘလောက်တောင်စိတ်မကောင်းဖြစ်ကြမလဲဆိုတာမောင်နားလေပေးတဲ့နဲ့ဘာငါရှုံးပါတယ်ဟုတ်လားနားလေပေးရမယ်ဟာဒီအခြေအနေဖြစ်လာအောင်မင်းကိုယ်တိုင်ပဲဖန်တီးခဲ့တာမဟုတ်ဘူးလားတော်မင်းနာအောင်ပြောပါဦးမိဖန်တီးခဲ့တာမဟုတ်ဘူးမောင်ရဲ့အမှားလည်းမကင်းပါဘူးဒါကိုမင်းအပြည့်လို့မစွနိုင်ဘူးမောင်အေးလေမင်းကတတိဖြစ်ခြင်းပြီးငါ့ကိုအပိုင်ဖန်ပြီးယူပြီးဆိုတော့မင်းအပြည့်ကလွတ်အောင်ပြောပြီးပေါ့မောင်ကိုအပိုင်ဖန်တယ်လို့ပြောရအောင်မောင်ကဘလောက်များမိတက်ချမ်းသာနေလို့လဲမိအကြောင်းကိုဘလောက်များသိလို့လဲမိမိနဲ့ဖေဖေကမိကိုချစ်လွန်လို့ဒီအလုပ်ကိုခွင့်ပြုပေးခဲ့တာမောင်အမေကိုဘာတခုမှမမေးဘူးပဲမိကိုမစွတ်ဆွဲနဲ့မိတို့တော်တော်နဲ့ပြန်ပြောလိုက်တော့လေရှာကနှကလေးတစ်ချက်မိကဘာမှပြန်မပြောပဲထွက်သွားတယ်ရှားရဲ့ကြော်ပြန်ကိုကြည့်ရင်မိမျက်ရည်များကျနေမိတယ်ရှာလေအလုပ်ရောက်တော့မိပြောလိုက်တဲ့စကားများနားထဲမှာပြန်ချနေမိတာကြောင့်မိရဲ့အကြောင်းကိုရဲဝေကိုမေးရန်ဖုန်းဆက်ခေါ်လိုက်တယ်ရဲဝေမင်းကဘယ်မှာလဲအိမ်မှာဘာဖြစ်လို့လဲမင်းကိုမေးစရာရှိလို့စုံနေကြဆိုင်ကိုလာခဲ့โอเคလာခဲ့မယ်လေစားတာကိုတော့မင်းစင်ရမှာနော်အေးပါကွာမြင်မြတ်သာလာခဲ့ရဲဝေလေးစားနေဖုံပြောပြီးထွက်လာခဲ့တယ်ဆိုင်နေရောက်တော့ရှားရှိတဲ့ခုံမှာဝင်ထိုင်လိုက်တယ်ကဲမြင်မြတ်လာလို့ခေါ်ရတဲ့အကြောင်းလေးပြောအောင်ငါမင်းနောက်နဲ့ပတ်သက်ပြီးသိချင်တာလေးတွေရှိလို့ဟာမင်းယူထားတဲ့မိမအကြောင်းကိုမင်းကမသိဘူးလားငါမသိလို့မင်းကိုခေါ်မိတာပေါ့သူနဲ့ငါဘာကြောင့်ယူပြစ်တယ်ဆိုတာမင်းလည်းသိနေတာပဲအေးပါကွာငါလည်းသိပါတယ်သိရင်လေသူ့အကြောင်းငါ့ကိုပြောပြအောင်ငါလည်းမင်းနဲ့ခင်မေမေသိမကြသေးဘူးသူကတော့ဂိုက်လောက်တာဝါသနာပါလို့လုပ်ပေမဲ့သူ့အိမ်ကသဘောမကျဘူးသူလည်းနောက်တော့ရအောင်ပြောရင်နဲ့သူမိဘတွေကခွင့်ပြုလိုက်တာသူမိဘတွေကပကံရပဲလားရှာမင်းအဲ့ဒါတော့တော်တော်လွန်သွားပြီကိုယူထားတဲ့မိမကိုဖေရမှတ်တော့မသိဘူးလားမင်းပြောလေခံရမှာပဲသူ့ကိုလက်ထပ်ထားပြီးတဲ့ကရန်ကုန်ကိုခေါ်လာပြီးသူမိဘတွေကိုလည်းအတိမပေးရသေးဘူးသူကသွားတွေ့မယ်ပြောတော့ငါလည်းသူ့ကိုစိတ်ဒုက္ခပေးချင်တာနဲ့မသွားခိုင်းဘူးသူကမင်းအဲ့ဒီလိုထားတော့ဘ
ဘာမှပြန်မပြောဘူးလားတပတ်လောက်ထိတော့မပြောဘူးအခုမနက်မှပြန်ပြောတာသူပြောတာနဲ့ငါလည်းဒေါသထွက်ပြီးရှံဖြစ်ခဲ့သေးတယ်မင်းသူမိဘတွေစီဘယ်တော့တည်ပြီးမှလဲအတည်ပြီးဖို့နေနေတတသူမိဘကဘယ်ဟာလဲဆိုတာတောင်သိချမသိဘူးငါထင်တာတော့သူမိဘတွေကပကံအားလိုပဲထင်တယ်မပြတ်နိုင်ဘူးမင်းရဲ့ရန်ကုန်မှာပဲနေတာခရီးထွက်တော့မှသာနေဘက်တွေစင်တာငါလည်းသူ့ပကံမှာတော့ကသူ့အမေအိမ်သွားပြီးသူတို့သားမိနေအောင်စကားပြောနေတာတွေငါကြားခဲ့တယ်ရှယ်ဝေငါတော့မထင်ဘူးဘာလို့လဲငါသိတဲ့လောက်ကတော့မင်းရဲ့မိသားစုကတာမန်ထဲရတော့မဟုတ်ဘူးမင်းပြောချင်တာကမေးရငါတက်ချမ်းသာတယ်ပေါ့အဲ့ဒါတော့ငါလည်းသိချမသိဘူးရှာရှယ်ဝေမင်းနဲ့ပတ်သက်ပြီးနည်းနည်းလောက်စုံစမ်းပြီးငါစုံစမ်းပြီးလို့ရှာပါတယ်ဒါပေမဲ့မင်းကိုယ်တိုင်မိကိုမေးကြည့်ပါလားသူ့ကိုပေါ်တင်ပြီးတော့ပိုကောင်းတာပေါ့ငါသူနဲ့စကားမပြောချင်ဘူးအေးပါကွာကျေးဇူးပဲရေဝေရှားပါတယ်ကွာငါလည်းပြန်လိုက်အောင်မေရှာလေရှဲဝင်နေစကားပြောပြီးအလုပ်ကိုပြန်လာခဲ့တယ်လမ်းမှာမင်းရဲ့အကြောင်းစဉ်းစားနေမိတယ်သူစဉ်းစားရင်လည်းလမ်းဘက်ကိုတစ်ချက်ကြည့်လိုက်မိတယ်မြင်လိုက်ရတဲ့ပုံရိပ်တစ်ခုကြောင့်သူ့စိတ်ထဲမှာအံ့ဩသွားခဲ့တယ်သူကားပေါ်မှာဆင်းပြီးလမ်းလျှောက်ခဲ့တယ်သူတွေ့လိုက်တာကကြည်ပြကိုပေါ့ကြည်ပြသူခေါ်လိုက်တဲ့အတန်ဟာတိုးနေပြီမင်းတပတ်လူကရှင်းရှင်းလင်းလင်းကြားလိုက်တယ်ကိုကြည်ပြဘယ်လိုလုပ်ပြီးဒီရောက်နေတာလဲကိုချစ်သူရှိတဲ့နေရာလိုက်လာတာပေါ့ကိုကကြည်ပြကိုတွေ့တာမပြောဘူးလားပြောပါတယ်ကြည်ပြကိုမင်းကိုအရေးကြီးပြောပြစရာရှိတယ်ဘာပြောမို့လဲကိုနိုင်ငံခြားမှာတော့ငါပြောခဲ့တဲ့ဟာလားကြည်ပြစကားကြားပြီးကြည်ပြနဲ့ပြောခဲ့တာကိုနားရပြန်ကြားလာမိတယ်ကြည်ပြကိုမနေ့ပြန်ကြားရင်မြန်မာပြည်ခဏပြန်စရာရှိတယ်ပြန်လာရင်ကိုနဲ့ကြည်ပြလက်ထက်ရအောင်ကိုရဲ့ပြန်လာမှပြောတာပေါ့ကြည်ပြအကိုကိုဘာမှညှင်းဆရာမှမရှိတာရှာအတွေးတွေဆက်ပြလိုက်တယ်အဲ့တော့ငါပြောခဲ့တဲ့ဟာနဲ့ဆိုင်တယ်ကြည်ပြအခုဘယ်မှာတဲလဲကိုမနေ့ပြန်လာခဲ့မယ်လေဦးလေးမှာပဲတဲတယ်ကြည်ပြစောင့်နေမယ်မနေ့ပြန်ကြရင်ဆက်လာခဲ့နော်ကိုရှာကြည်ပြကိုနှုတ်ဆက်လိုက်ပြီးထွက်လာခဲ့တယ်အလုပ်သွားချက်စိတ်လည်းမရှိတော့ပါသူမနေ့ပြန်ကြရင်ကြည်ပြကိုဘယ်လိုပြောရမလဲစဉ်းစားရင်စိတ်ညစ်လာတာကြောင့်ဘာလို့သာမှောင်လာခဲ့တယ်သူကစိတ်ညစ်ညစ်နဲ့တောင်းနေသေးမှာဘယ်လောက်ကြာနေပြီလဲမသိတတိယတော့မိုးတောင်ချုံနေပြီကတော့ဆွဲကစိုင်းထဲမှာထွက်လာခဲ့တယ်မိတယောက်တနေ့လိုအိမ်ထဲမှာအလုပ်လုပ်နေရတာကြောင့်ပြင်းလာတယ်တီဗီဖွင့်ချင်နေမိတယ်သူမချိန်နေရင်အိတ်ချင်လာ၍ခုံပေါ်မှာပင်အိတ်လိုက်တယ်ရှာအိမ်ထဲကိုကားမဝင်လာတော့လဲမေမနိုးပါရှာကားပေါ်ကရိုင်တိုင်တိုင်နဲ့ဆင်းလာပြီးမေကိုအခေါ်တယ်မေနှောက်ဦးဒေါ်မေနှောက်ဦးမင်းငါခေါ်နေတာမကြားဘူးလားမေလေအိမ်နေရာမှာစွညံတများကြောင့်ကြပြထပြီးအိမ်ရှိကိုပြေးထွက်လာတယ်မောင်ဘာလို့ဒီလားအိုးနေတာလဲမင်းကြောင့်ငါဘွားစောက်ထိုးတွေဖြစ်ကုန်ပြီမင်းကြောင့်မောင်မူးလာတာလားဟုတ်တယ်မူးလာတယ်အဲ့ဒါမင်းကြောင့်မင်းကိုပြပြောမနေနဲ့အိမ်ထဲရင်ဝင်မေကပြောရင်ရှားကိုတွေ့လည်းရဲ့အိတ်ကနေဒီခေါ်လာတယ်မင်းငါ့ကိုမတွေ့နဲ့မင်းလက်တွေကိုရှွန်းနေမင်းကိုလည်းရှွန်းနေသွားငါနားမလာနဲ့ရှားသူ့ကိုတွေ့ထားတဲ့မင်းလက်များကိုဖြုတ်ချကတွန်းပြလိုက်တယ်တွန်းလိုက်တဲ့အချိန်များ၍မိဘေးမှာထိုင်ကုန်ဆောင်နဲ့တိုက်မိကနှစ်ဖူးမှာသွေးများကျလာခဲ့တယ်အာမင်းနှစ်ဖူးမှာသွေးများကိုလက်ပြစမ်းကြည့်ကခဏကိုပါကျမ်းမြေပေါ်သို့ကျသွားပြီးလောကကြီးနဲ့ခဏအဆက်သွယ်ပြတ်သွားတယ်ရှာလေမင်းရဲ့အတန်ကြားပြီးလှည့်ကြည့်ရာကျမ်းမြေပေါ်လင်းနေတဲ့မင်းကိုမြင်ပြီးမူးတာနာတွေပေပြောက်သွားမှမသိမင်းရဲ့ခဏကိုလှုပ်ရခေါ်နေမိတယ်မေဟာမေရှာလေမင်းကိုပွေချပြီးအခန်းထဲခေါ်ခဲ့တယ်ပြီးမှဆရာဝန်ကိုဖုံးဆက်ခေါ်လိုက်တယ်မင်းရဲ့နှစ်ဖူးမှာပေးနေတဲ့သွေးတွေကိုပိတ်စာပြူလေးနဲ့တုပ်ပေးနေမိတယ်မေကတော့တတိမိနစ်တော့ဘာမှမသိသူစဉ်းစားနေမိတဲ့ကမေပေါ်မှာသူ့လိုရကမှားနေပြီလားပေါ့သူ့အချိန်ဆရာဝန်ဆောင်လာပြီးရှာကဆရာသူ့ကိုကြည့်ပေးပါအောင်သူတတိမိနေတယ်ဆရာဝန်ကမေရဲ့ကောင်ကိုတည်တည်ချာချာဆေးတဲ့ပတ်တီးဆေးပေးနေတယ်ပြီးမှရှားကိုစိတ်မပူပါနဲ့ဘာမှမဖြစ်တော့ပါဘူးအနာစင်ကြောင့်ရေလက်သွားတာရေကျော်ပြီးအိပ်ပျော်နေတာပါတက်တာသွားမှာပါရှားလေးဆရာဝန်စီကစကားနားထောင်ပြီးမှစိတ်သက်သာတော့တယ်မိတကူကိုပြစ်သွားရင်သူ့ပြက်မကင်းဘူးဆိုတာသူသိနေတယ်ဆရာပြန်သွားတော့ရှာမေကိုစောင့်ကြည့်နေတယ်မကြပါသူပါအိပ်ပျော်သွားခဲ့တယ်နေရာကြီးဖြော့လေးကမျက်နှာပေါ်ကြားရလာတာကြောင့်မိမျက်လုံးလေးများကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးထမလို့လှုပ်လိုက်တယ်ဒါပေမဲ့သူမဘေးနားမှာအိပ်ပျော်နေတဲ့ရှားဝတ်ကြည့်ပြီးစိတ်ထဲကနေစကားများပြောနေမိတယ်မောင်ကဒီလိုလေးအိပ်နေတော့လေတကယ်ကိုအပြစ်ကင်းတဲ့ကလေးတစ်ယောက်လိုပါပဲလားသူမစားရမျက်နှာကိုအကြကြီးကျင်းနေမိတယ်သူမကျင်းနေတော့ရှာလှလှရှာပြက်လာကမျက်လုံးများဖွင့်လာတယ်သူမလည်းရှားကိုစိုက်ကြည့်မိတာကြောင့်စိတ်ထဲဆက်မိတယ်လို့ဖြစ်သွားပြီးအိမ်ပေါ်မှာဆေးပြီးထားမလို့ပြင်လိုက်တယ်
မတင်မဖဲရှောင်းစရာစကလုံးအချို့ကိုကြားလိုက်ရတယ်ညာတော့အတွက်တောင်းပန်နေရှားပါတယ်မောင်မိလေဘာမှမဖြစ်တာအဆိုလေပြီးတာပဲလေငါကတော့ငါမှအတွက်တောင်းပန်ပေးပြီမေဆာကတော့ပြောနေတာပါဒါပေမဲ့သူတက်ပြောလိုက်တဲ့စကားကြောင့်မိဝန်းနေမိတာအမှန်ပါမောင်အလုပ်သွားရမှာမလားသွားတော့လေမင်းမပြောလေငါ့လုံငါသေးတယ်မင်းနာမှာရှိနေမယ်လို့များထင်းနေတာလားမထင်ပါဘူးမောင်မင်းသူ့ကိုစကားပြန်ပြောရင်ကောင်းမှမူးလာတယ်သူ့ကိုတော့မပြောပါရှာခန်းထဲမှာထွက်လာပြီးအလုပ်သွားရင်ပြစ်စင်နေတယ်မကြပါဘူးသူမေခန်းထဲပြန်ဝင်လာတယ်ငါနေ့လေအိမ်မှာပဲထမင်းပြန်စားမယ်မင်းတေချာလောက်တာပါနေမကောင်းဘူးဆိုပြီးငါ့ကိုထမင်းအငတ်ထားမယ်မကြမ်းနဲ့မေချက်ထားလိုက်ပါမယ်ရှားပြောပြတာနဲ့ပြန်ထွက်သွားတယ်မေလေနေ့လေစားချက်ဖို့မိဖို့ကြောင့်လည်းဆင်းလာခဲ့တယ်မေခေါင်းမနေတော့လေသူပြန်လာရင်အစင်းနဲ့ဖြစ်အောင်မြင်မြချက်ပြက်ကအစင်းနဲ့ပြန်ထားလိုက်တယ်ရှာမင်းအောင်အလုတ်သွားရထွက်လာတော့လေစိတ်ကအလုတ်သွားချက်သိမရှိခြေပြားနဲ့ချိန်ထားတာကြောင့်စိတ်လွတ်ရှာမင်းနေတယ်ခြေပြားကိုဘယ်လိုရှင်းပြရမလဲဆိုတာကိုစဉ်းစားရမရခြေပြားသူ့ကိုမုန်းနေလေအမုန်းကမိဖြစ်ကြောင်းစိတ်ဆုံးဖြတ်ခါခြေပြားဦးလေးအိမ်ကိုလာခဲ့လိုက်တယ်သူခြေပြားကိုတွေးလိုက်ပါပြီခြံနေရတန်းလေးပေါ်မှာတိုင်ကစာအုပ်လေးဖတ်လို့ပေါ့ခြေပြားကိုလာပြီလားဒီနားမှာလာထိုင်လေရှာခြေပြားကိုငေးကြည့်နေမိတယ်ပြီးမှခြေပြားရှင်ခြေပြားကိုပြောစရာရှိတယ်ပြောလေကိုပြောလိုက်ရင်ခြေပြားကိုမုန်းတော့မယ်ဆိုတာကိုသိပါတယ်ဒါပေမဲ့ခြေပြားကိုချစ်နေတယ်ဆိုတာကိုတော့ရှုံပေးပါရှုံပါတယ်ကိုရဲ့ခြေပြားကိုဘာပြောမို့လဲကိုပြောလေကိုလက်ထပ်လိုက်ပြီခြေပြားကိုတောင်းပန်ဖို့တော့မထိုက်တန်ပါဘူးရှင်ခြေပြားမှာအံ့ဩမှုနဲ့တူဘာဖြစ်မှမဲရည်များစီးကြလျက်ကိုခြေပြားကိုနောက်နေတာမလားအဲ့လိုမျိုးတော့မနောက်ပါဘူးခြေပြားမရှုံဘူးကိုတကယ်ပြောနေတာပါခြေပြားကိုမညာပါဘူးခြေပြားရှုံဖို့ခက်နေတယ်ဆိုတာကိုသိပါတယ်ကိုယ်တိုင်လည်းလက်မခံနိုင်ခဲ့ဘူးဒါဆိုကိုကသူ့ကိုဘာလို့လက်တက်ခဲ့တာလဲကိုရဲ့အမကြောင့်ပါဒါပေမဲ့ကိုအမားဆိုတာထက်သူကိုယ်တိုင်ကကို့ကိုမှားအောင်ကြံစီခဲ့တာကိုတစ်ပတ်လူကိုဘာမှသိချမသိပဲနဲ့တော့မဆွဆွဲပါနဲ့အောင်သူ့မှာလည်းအခက်ခဲရှိလို့နေမှာပါခြေပြားကိုပြောနေတာဘာတိတ်ပဲလဲခြေပြားသူ့ကိုမုန်းနေရမှာမဟုတ်ဘူးလားသူကကိုနဲ့ခြေပြားကိုကွဲအောင်လုပ်တဲ့သူလေကိုခြေပြားပြောတာနားထောင်ပါခြေပြားလိုနိုင်ငံခြားမှာနေပြီးခြေပြက်လာတဲ့သူတောင်ဂုံတိတ်ခါကိုတန်ဖိုးထားရင်သူ့လိုမြန်မာနိုင်ငံမှာမွေးမြန်မာနိုင်ငံမှာကြီးတဲ့သူကဂုံတိတ်ခါကိုတန်ဖိုးမထားပဲနေမလားကိုရေဒါခြေပြားတင်လို့ပါသူသာဂုံတိတ်ခါကိုတန်ဖိုးထားတဲ့မင်းကလေးဆိုအဲ့ဒီညကဘာမှဖြစ်ခဲ့စရာအကြောင်းမရှိဘူးကိုမင်းကလေးတယောက်ကိုအဲ့လိုမပြောသင့်ဘူးခြေပြားလည်းမင်းကလေးတွေကတယောက်ပါပဲကိုချစ်သူကိုဆုံးရှုံးလိုက်ရပြီမေခြေပြားသူ့ကိုမမုန်းပါဘူးအမကသူတယောက်တည်းကြောင့်ဖြစ်လာတာမဟုတ်ဘူးလေလက်ဝါတောင်တပတ်တည်းတီလို့မမြည်ဘူးကိုခြေပြားကိုအပြစ်မြင်နေတာလားဒါမှမဟုတ်စီမဆောင်ထိန်းနိုင်ခဲ့တဲ့ကိုမျောလင့်ချက်မေးအောင်ပြောနေတာလားခြေပြားကိုကဘာမျောလင့်ချင်သေးတာလဲဒါဆိုခြေပြားကိုဆုံးလောက်လိုက်ရတော့မလားကိုကအိမ်အောင်တဲ့ဖြစ်နေပြီလေပြီးတော့ခြေပြားသူများအိမ်အောင်ရေကိုမဖြတ်စည်းချင်ဘူးဘာလဲကိုကသူနဲ့ကြွားရှင်လိုက်ရင်တကူလက်ဖြစ်သွားတာကြောင့်လားမဟုတ်ဘူးကိုတီထောင်ပြီးသားအိမ်အောင်တကူကိုပြန်ပြဖို့ဆိုတာမလွယ်ဘူးကြာရင်ကိုလည်းသူ့ပေါ်ကြည့်ပြလာမှာပါခြေပြားထင်တယ်လို့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးခြေပြားကိုနောက်ဆုံးအနေနဲ့မေမေခြေပြားကိုချစ်သေးလားကိုတကယ်ပဲပြန်လက်မခံနိုင်တော့ဘူးလားခြေပြားကိုမချစ်ချင်တော့ဘူးပြန်လေလက်မခံနိုင်ဘူးကောင်းပြီလေခြေပြားဘက်ကအဲ့လိုပြောတာကိုဝမ်းမနေတော့ပါဘူးဒီပြဿနာတွေကိုဖန်တီးလိုက်တာမင်းနာဦးသူ့ကိုမုန်းနေခြေပြားဘာမှဆက်မပြောမိပါသူမကြောင့်တိတ်ဆောက်ပြီးသားအိမ်အောင်ရေကိုမဖြတ်ချင်ပါကိုမချစ်နိုင်တော့ဘူးလို့ပြောတာကကိုခြေပြားစီပြတ်မလာအောင်တမင်ပြောတာပါကိုခြေပြားအမြဲချစ်နေမှာပါရက်ဆက်လိုက်တာကတ်ကြမရဲ့ဘာလို့များဒီလိုဖန်တီးလိုက်ရတာလဲခြေပြားပြန်မှာဘာမှမပြောတော့လဲရှင်နေမှာတော့မိတောင်ပောက်ကွဲတယ်လို့ကိုလေသူ့ကိုအကောင်းမြင်ပေးကြည့်ပါတနေ့ကျရင်တော့အေးချမ်းတဲ့ဘဝလေးရှားလာမှာပါကိုကတော့အေးချမ်းရောက်လာမယ်လို့ဘယ်တော့မှမထင်ဘူးကိုပြန်တော့မယ်ကိုကြည်ပြားကိုပဲချစ်တယ်ရှာမင်းအောင်ကြည်ပြားကိုပြောချင်ရပြောပြီးပြန်လာခဲ့တယ်အတွေ့ထဲမှာတော့မိနာအောင်ခမကြောင့်ကျုပ်စိတ်ဆင်းရဲရတယ်ကြောက်ချစ်တဲ့ကြည်ပြားနဲ့လည်းဝေးပြီကျုပ်စိတ်ဆင်းရဲတယ်လို့ခမလေးပြက်ခန်းစားစေရမယ်မိချက်ပြုတ်ပြီးတာတောင်မှခေါင်းမွေးနေသေးတာကြောင့်အိယာထဲမှာမှိန်နေလိုက်တယ်ညာခေါင်းပေါက်ထားတဲ့အစိတ်ကြောင့်တစစ်စစ်ပို့ပြီးနာကျင်လာတယ်စေးရုံသားစိတ်ထားတဲ့ခြံတကားကိုရှာမင်းအောင်ဒေါသတွတ်တွတ်နဲ့ဝင်တိုက်ပြီးခြံထဲကိုအချိန်ပြင်းပြင်းနဲ့မောင်းဝင်လာခဲ့တယ်မိလေးအတန်ကြာပြီးလန်ကမင်းနေတဲ့မျက်လုံးကိုဖွင့်က
အောက်တက်ကိုဆင်းပြေးလာမိတယ်မိဘလောက်လန်သွားတယ်မသိအောင်ကိုပြေးစင်လာချိန်အသားများပါတုံရင်နေတယ်ရှားကိုတွေးတော့မှသာတပြင်းချစိတ်အေးရတော့တယ်မောင်ရဲ့တကားမပွင့်ချင်လေဟောတာပေးပေါ့အခုတော့ဘာဖြစ်လဲဘာလဲမင်းလန့်သွားလို့လားဟုတ်တယ်မင်းနေလန့်သွားတယ်မင်းကလာရောက်နေမသိတော့သေးပါဘူးသူမကိုရွှဲကစကားပြောပြီးအပေါ်ကိုတက်လာခဲ့တယ်မေလေးတော့မှလိုက်လာခဲ့တယ်အင်ကြီးထုတ်ထားပြီးပေးရင်ထမင်းဝိုင်းမှာပြင်ထားမေသူ့အတွက်အင်ကြီးထုတ်ပေးပြီးတော့ထမင်းဝိုင်းပြင်ပေးလိုက်တယ်မကြပါဘူးရှာပွဲမှာထိုင်ကထမင်းစားတယ်ထမင်းဘက်ကတဝက်လောက်ရောက်တော့ရှာစားနေတဲ့ထမင်းကိုစမစားတော့ပါမင်းထမင်းကောင်းမချက်တတ်ဘူးလားမင်းချက်ထားတာမင်းပြန်စားကြည့်အောင်မေကျူးစားပြီးချက်ထားတာပါမောင်မကြရင်အသက်ပြန်လောက်ပေးမယ်မင်းကကိုရွှဲနေတာလားမင်းနာအောင်ရှာပါဇက်ကလည်းပြောရင်စကားပေါ်ကပကံတွေကိုဆွဲမော့ပစ်လိုက်တယ်မေရှာလုံးနေတာကိုကြည့်ပြီးလန့်နေရတယ်မင်းကကိုဘာမှမရွှဲနဲ့ငါမင်းတက်ပို့ပြီးရွှဲတတ်တယ်မမဟိုဘေးမှာရွှဲလို့လေမောင်မကြရင်ပြန်လုပ်ပေးမယ်လို့ပဲပြောမိတာပါမင်းကငါ့ကိုပြန်ချစ်ပါလားမင်းနာကိုရှာမင်းရဲ့ပကုံကိုလှုပ်ရမေးနေတယ်မေလေအစောရရမှာကောင်းကင်နေပြီသူချလာနေတော့လက်ပါလာတာကြောင့်မေရပို့ပြီးမူးနောက်လာကကျမ်းမြေမော်ပြလေကျသွားတယ်ဒါပေမဲ့တတိမမေအောင်လေအားတိတ်ပြီးနေရတယ်ရှာမေးလေကျသွားတာကိုကြည့်ပြီးခက်တီတီဧကံပဲထွက်လာခဲ့တယ်တော့မထူပေးပါရှာတယောက်ဧကရဏီက15မိနစ်လောက်ကြာတဲ့ထိမေထွက်မလာခဲ့ပါသူထပြီးသွားကြည့်ပြန်တော့မေရအဲ့နေရာမှာပဲနေစေပဲမေလေနေတာတွေ့ပြီးစာမြမြပွဲကြီးခန်းနဲ့ခေါ်လာတယ်ဆရာဝန်ခေါ်ဖို့တောင်းတော်တော်စစ်စားနေမိတဲ့မနစ်ကတကားခေါ်ပြီးအခုတကားထက်ခွန်ရပြီးအောင်မေမတက်နိုင်တော့ပါဘူးနောက်ဆုံးဆရာဝန်ကိုဖုန်းဆက်ခေါ်လိုက်တယ်ဖုန်းဆက်ပြီးမကြဆရာဝန်ရောက်လာခဲ့တယ်ဆရာဝန်ပြောတဲ့စကားကြောင့်သူနေနဲ့တော့ဒေါသဖြစ်မိပြီးစိတ်ထဲမှာလည်းမိကိုအပြစ်တင်မိတယ်လူနာမနေရမှာခေါင်းပေါက်ထားတာတနေခိုင်းတဲ့နေအခုလူနာကမနေ့ကလည်းကောင်းထိအခုလေပင်မလွန်တာကြောင့်မိလေးသွားတာကျွန်တော်သူ့ကိုတေချာဂရုစိုက်လိုက်ပါမယ်ဒါနဲ့ကောင်မလေးမှာစိတ်ပစီမှုပါရှိနေတယ်ခဏဖြစ်နေရင်ကြာလာရင်မလူလားအပ်တဲ့ဒေါသရောဂါတွေဖြစ်လာနိုင်တယ်ဟုတ်ကဲ့တေချာဂရုစိုက်လိုက်ပါမယ်ဘာစိတ်ပစီမှုလဲငါ့ကိုစိတ်ဆင်းရဲအောင်လုပ်တော့ကြတော့ဘာမှမဖြစ်ပဲမင်းဆက်ပြီးခန္ဓာရည်ရှေ့အောင်ပြတ်ထားမင်းလည်းငါခန်းစားရလို့ခန်းစားစေရမယ်ရှားမင်းတော်စိတ်ထဲမှာမေကိုဒေါသထွက်နေမိတယ်မေကတော့တတိမရသေးပါသူအစကတော့မေကိုထိုင်ဆောင်ပေးနေသေးတယ်ညောင်းတာကြောင့်အောက်ဆိုင်ပြီးတော့သူ့ရဲ့အလုပ်တွေကိုလုပ်နေတယ်သူအလုပ်လုပ်နေသည်မှာဘလောက်ကြာသွားသည်ကိုတတိမထားမိမေအိပ်ပျော်ရမှနိုးလာတယ်ဘေဘီတစ်ချက်ကြည့်လိုက်တော့အတော်ပဲမှောင်းနေပြီသူမနေ့လေတွေကတတိမိသွားတော့စဉ်းစားမိတယ်သူတတိထားမိတယ်သူ့ပင်နာမှာဘသူမှမရှိတာကိုသူတို့လည်းဘာပဲပြောရှာတော့မြင်ချင်မိတယ်မေးရပေမှာဖုန်းလာတဲ့အတန်ပင်ငါဖုန်းမှမရှိတာရှားရဲ့ဖုန်းတင်နေဟယ်လိုဒါနောက်ရဲ့ဖုန်းမဟုတ်ဘူးလားကွနောက်ဆိုတာကရှားမနောင်ကိုပြောနေတာဟုတ်ပါတယ်ရှင်သူဖုန်းချန်ခဲ့လို့ပါဒါနဲ့အခုဖုန်းပြောနေတာကသူ့ရဲ့ဇနီးပါဟေးသူ့ရဲ့ဇနီးဟုတ်လားဟုတ်ပါတယ်ဒါဆိုသမီးကအန်တီချွေးမလေးပေါ့ရှန်အခုပြောနေတာကရှားရဲ့မေလားဟင်ဟုတ်တယ်သမီးရဲ့နောင်ကဘာမှမပြောပြဘူးလားသမီးကိုသူနဲ့သမီးကအဲ့လိုပြောပြရလောက်တဲ့ထိမရှင်းသေးပါဘူးဖះရေလက်ပဲထပ်ပြီးနေပြီဘာမှမသိသေးဘူးဆိုတော့အန်တီမနေ့ပြန်ချက်ချင်းပြန်လာခဲ့မယ်သူ့ကိုလည်းပြောထားလိုက်နော်သမီးဟုတ်ကဲ့အန်တီမိဖုန်းပြောပြီးဖုန်းချမလို့လို့တော့ရှာတကားကိုဆွဲပင်ပြီးဝင်လာတယ်ရှာမိလက်ထရဖုန်းကိုကြည့်ပြီးမင်းငါဖုန်းကိုဘာလုပ်တာလဲဖုန်းလာနေတာမောင်မရှိတာနဲ့ကန်လိုက်မိတာပါဘာမှမလုပ်ပါဘူးပြီးတာပဲခုနကဖုန်းဆက်တာမောင်မေမနေ့ပြန်လာခဲ့မယ်တဲ့မိမိရဒီကိုလာစရာအကြောင်းမရှိပါဘူးမိမိကိုဘာပြောလိုက်တယ်လဲဘာမှမပြောလိုက်ပါဘူးမိကိုဘယ်သူလဲမင်းနေလို့ဖြေတာတခုတည်းပါဘာမင်းဘာဖြေလိုက်လဲဘာဖြေရမှာလဲမောင်ရဲ့မိကမောင်ရဲ့ဇနီးမို့လို့ဇနီးလို့ပဲဖြေလိုက်တာပါဟာသွားပြီဒါဆိုငါလက်ထက်တာမိတို့သိပြီပေါ့မိသူ့ရဲ့စကားကိုနားမလဲပါဘာဖြစ်လို့လဲမောင်မိနားမလဲဘူးငါမိဘတွေကိုမသိစေချင်တာငါကမင်းနဲ့အချိန်ကာလတစ်ခုပဲကွာဆင်းမှာမို့ပဲအခုတော့မင်းကြောင့်ငါမိဘတွေသိတာပြီသူတို့သိရင်ငါ့ကိုကုရှင်းခိုင်းမှာမဟုတ်ဘူးအဲ့တော့မင်းပြောတယ်မလားမင်း့ကိုမောင်ကကွာမယ်ဒါဆိုဘာလို့လက်ထက်ခဲ့သေးလဲမင်းအချက်ကိုင်ခဲ့လို့လေငါထောင်နေတော့မဝင်နိုင်ဘူးအဲ့ဒါကြောင့်ဒီလမ်းကိုရွှေ့ခဲ့တာမင်းသူ့ကိုဘာပြန်ပြောရမှမသိဖြစ်သွားတယ်အော်မေကသူ့ကိုအချက်ကိုင်ခဲ့တာလေလား
မင်းရဲ့တိတ်ခါတရားကြောင့်ဒီလိုလုံးရတာကို तू မသိဘူးပြောရလိုက်တာရှင်မေးလေကွာရှင်းပေးပါမယ်မောင်အကြကြီးစောင့်စရာမလိုတော့ပါဘူးတကူတော့ရှိတယ်ဘာလဲနင်းနာကြီးလားမောင်စရာဘာနင်းနာကြီးမှမတောင်းဘူးမေကြောင့်မောင်နင်းနာခဲ့တယ်ဆိုရင်မေဘက်ကမောင်တဲ့စေသားမကပြန်ရနိုင်နေမင်းကိုမစောကားပါနဲ့တော့မေပြောခဲ့တဲ့တကူဆိုတာမောင်တစ်ချိန်ချိန်ကြာရင်သိလိမ့်မယ်မေစကားမင်းတိပါကွာရှင်းဖို့မနေ့ပြန်မောင်မေမရောက်ခင်မေကွာရှင်းစာချုံမှာလက်မထုတ်ပြီးထွက်သွားခဲ့တယ်မေစကားပြောတော့ရှားဘီရိုထဲမှာဘေးထဲကဝေထားလည်းမသိတဲ့ကွာရှင်းစာချုပ်ကိုထုတ်ပြီးတယ်မေအံကိုသွားတယ်သူမနဲ့လက်ထပ်ထားတာတပတ်ကျော်ကြာသာရှိသေးတယ်သူတာကိုဝေထားမယ်လို့မထင်ခဲ့ရော့ဒီမှာစာချုပ်အခုလက်မထုတ်ထားလေနောက်ကျလာနေရင်တရဝဲကွာရှင်းမိတာဖြစ်လိမ့်မယ်မင်းတရွက်ငါလက်မထိုးပြီးခဲ့တာဒီမှာမေလက်မထိုးထားတဲ့တရွက်စားတော့ကျင်းနေသွားတယ်သူပြချင်တာဖြစ်လိုက်ရတဲ့အတွက်ဒါပေမဲ့သူ့ရဲ့ကြံနေတဲ့တရွက်မှာတော့လက်မထိုးထားပါကိုယူရမယ့်အရွယ်ဆိုတော့ဖေးချင်းထိုးထိုးမိကတော့လက်မထိုးပြီးချင်းသူမပြင်ဆင်နေယူကထွက်သွားမလို့ပြင်ဆင်နေတယ်ဒါကိုရှားချင်နေရင်မိမနဲ့ရောက်မှသွားပါလားအခုတော်မှောင်းနေပြီရှားပါတယ်မောင်မိသွားတော့မယ်မိတယောက်ထွက်လာရတယ်တကယ်တော့မောင်ပေါ်သူစိတ်ကမပြတ်နိုင်ပါဒါပေမဲ့မတက်နိုင်ဘူးလေမောင်မုံနာခံနေရတဲ့ဘဝတက်ဆိုင်ရင်ဒါမှတော်ပါသေးတယ်နောက်နေ့မနက်ရှာမင်းအောင်ရဲ့အမေချက်ချင်းရောက်လာခဲ့တယ်အိမ်ထဲရောက်တာနဲ့အတန်သာချားဝတ်တဲ့ချွေမကိုမေးတော့တယ်နော်မင်းစနီရောဘယ်မှာလဲမေမေပြန်တွေးချင်လို့ချက်ချင်းလိုက်လာတာသူမရှိတော့ဘူးမေငါချွေမကမရှိတော့ရအောင်ဘယ်သွားလို့လဲဒါသူနဲ့ကွာဆင်လိုက်ပြီနောက်မင်းပြောတာဟုတ်ရဲ့လားမေမေနဲ့ညာကဖုံပြောပါသေးတယ်ညပဲကွာဆင်လိုက်တာပါမေမေပြီးတော့သူ့ကိုချွေမလို့ခေါ်စရာမလိုတော့ဘူးနောက်မင်းရောမေမေကလက်ထပ်ပါလို့ပြောတော့ကဟိုရှိတီရှိနဲ့လက်ထပ်လိုက်တော့လေမေမေမသိလိုက်ရဘူးအခုကွာရှင်းနေဆိုတာလေမေမေဘာမှမသိရပါလားမေဘာတွေလုံနေတာလေတာသူ့ကိုလက်ထပ်လိုက်တယ်ဆိုတာသူသားကိုချင်းချောင်းလို့မေမေတာရဲ့ပိုင်ဆိုင်မှုတွေကိုမြင်ပြီးတာကိုပိုင်ဖန်တာတာပြောလို့တာမေမေနားထောင်နေရတာညတော့ကချွေးမလေးနဲ့ဖုံပြောတာသူ့တန်ကယူသားတဲ့သူတယောက်ရဲ့အတန်ပါပဲမေမေကတမ်းပဲကြားဘူးတာနဲ့သူ့ကိုရှုံးနေတာလားမေမေရှုံးတာမယုံတာထက်အခုအမေချွေမကိုတွေ့ချင်နေမရှိတော့ဘူးလို့ပြောပြီးပြီလေမေမေကမင်းတို့လက်ထပ်ထားတာသိကြလားဟုတ်ဒါဆိုရင်6လမပြည့်သေးတဲ့၍ကွာရှင်းတာတရားမဝင်သေးဘူးအဲ့တော့မေမေချွေမကိုပြန်ခေါ်လာပါတောင်းမခေါ်နိုင်ဘူးမေမေသူများသားသမီးကိုလွယ်လွယ်ရှုပ်ပြီးလွယ်လွယ်ကွာလို့ရလားမေမေကတော့ကွာရှင်းစာချုပ်ကိုသဘောမတူဘူးမေမေကလေဗျာသူကတော့ထွက်သွားပြီပဲဘယ်လိုပြန်ခေါ်တော့မှလဲချွေးမလေးရဲ့မိဘတွေစီမေးကြည့်ရမှာပေါ့ဒါသူမိဘတွေကိုမသိဘူးမေမေနောက်မင်းကကိုယူထားတဲ့မိမရဲ့မိဘအထိန်တူတောင်မသိပဲနဲ့ဘယ်လိုလက်ထပ်ထားတာလဲမေမေမသိပါဘူးမေမေသိအောင်လို့ဒါအစအဆုံးပြန်ပြောပြမယ်ဒီလိုမေမေကရှားမင်းအောင်လေမိနာဦးနဲ့ပကံကိုစသွားတဲ့လက်ထပ်ပြခဲ့ပုံများကိုသူ့အမိကိုရှင်းပြလိုက်တယ်တာရဲ့ချွေးမလေးနေရာမှာမေမေဆိုလေသူ့လိုပဲလှုပ်ခိုင်းမိမှာပဲမိန်းကလေးတယောက်အတွက်တိတ်ကအရေးကြီးဆုံးပဲအခုသူသားနဲ့ကွာရှင်းလိုက်ပြီမေသူ့မှာအမေးဆက်မရှိဘူးအဲ့တော့ကသာလက်မထက်ခင်ရင်တော့တက်တလုံးအမေးဆက်နဲ့ဖြစ်နေမှာမေမေကချွေးမလူချင်းနေတဲ့သူဆိုတော့အကောင်းဘက်ကပဲမြင်မှာပေါ့တာကတော့သူ့ကိုလက်မခံနိုင်ဘူးမေမေလည်းအခုမှခီးကရောက်တာဆိုတော့နားလိုက်အောင်တာလည်းအလုပ်သွားတော့မယ်မေအိမ်ကထွက်သွားပြီးဟိုတယ်မှာခဏတဲနေတယ်ပတ်ဆက်လို့ရမယ်ဆိုတာမတွေးနိုင်သေးပါရှားတော့သူဘယ်တော့မှမေးနိုင်မှာမဟုတ်လက်ထပ်ပြီးတပတ်ကြောသာကြည်တယ်အိမ်အောင်ကြီးသူမတယောက်တည်းမှာကြုံတွေ့ရပါလားသူမအိမ်အောင်ကြတာကိုမေမေတို့မသိသေးဘူးကွာရှင်းနေဆိုတာလေပို့နေသေးတယ်မေမေတို့စီလည်းမသွားချင်သေးပါသူမကွာရှင်းထားတာမေမေတို့သိတယ်မလွယ်ပါအခုကြီးနဲ့မမတို့ကလည်းသူမကိုအပြစ်ပြောလိုက်မယ်သူမမိဘတွေစီပြန်မသွားချင်တော့ပါသူမအလုပ်ကိုသာယုံပြဆိုင်ရကြိုးစားရတယ်ဒီတကတော့သူမပကံကိုမသွားတော့ပဲပုံတောင်ပုံညာပါခီးထွက်ခဲ့တယ်အဲလည်းညွန့်လေလုံရတစ်ဘက်ကလည်းသူမရဲ့စာတမ်းအတွက်လိလာမှတ်သားနေခဲ့တယ်ပုံတောင်ပုံညာဒေတာကကမ္ဘာဦးလူသားတွေရဲ့အယိုးကိုစတွေ့တဲ့နေရာဖြစ်တာကြောင့်ကြာနေပြီးစာတမ်းပြုစုနေခဲ့တယ်မိတယောက်ဒီဒေတာကိုရောက်နေသေးမှာနှစ်လကျော်ရှိပြီဒီနေ့တော့မိစာတမ်းအတွက်စုရဲရောက်တော့ခေါင်းများချလေး၍မူးလာတယ်လေးလာနေတဲ့ရများကိုပင်စိတ်မဝင်စားနိုင်တော့ပါသူမနေတဲ့အိမ်ကိုပင်ပြန်လာခဲ့တယ်သူမနဲ့တူအိမ်ငားနေတဲ့မဖြူကမိကိုမျက်နှာနဲ့ထွက်ကြတယ်မေဒီနေ့ပြန်လာတာစောလာချီလားဟုတ်တယ်မဖြူမိကောင်းနေမှုလို့ပြန်လာတာဒါဆိုလေနားလိုက်အောင်နော်မဖြူတမယာကြီးဖြုံးမေကျေးဇူးပါမဖြူရပါတယ်မေရတယ်ဒ
တဲ့အိမ်နေတူတူနေတဲ့သူတွေပဲကိုမပြုတ်မီးပေါ်ချောင်းနဲ့ဝင်သွားပြီးခဏနေတော့တမယာယူခွက်ကိုပြန်ထွက်လာခဲ့တယ်မေရှော့တောက်လိုက်အောင်ဟုတ်မဖြူမေလေးဖြူပေးတဲ့တမယာရီကိုမောတောက်လိုက်တယ်ဒါပေမဲ့ခေါင်းမနေတရားမပြောင်းမေတက်တာရဲ့လားဟင်မဖြူမတက်တာဘူးပုံမူးလာပြီဒါဆိုလေစေးကန်းသွားရအောင်မဖြူလိုက်ခဲ့ပြီမေဟုတ်မဖြူမေနဲ့မဖြူစေးကန်းကိုရှောင်းလာခဲ့တယ်ဆရာဝန်ကတော့မေရဲ့ယောဂကိုစသက်ပြီးပြုံနေတယ်ဆရာမေဘာဖြစ်တာလဲဟင်ယောဂဖြစ်တာမဟုတ်ပါဘူးကိုဝင်ရှိချင်းဆိုတော့မူးတာအနာဖြစ်တာပါစင်ကိုဝန်မဖြူလဲအောင်နေတယ်မေကိုအပြိုးလို့သာထင်တာခဲ့တယ်မေပြောရမှာလားဝမ်းနေရမှာလားမသိပါမေတီကလေးကိုမွေးရင်ကလေးမှာအဖေခေါ်စရာမလိုပါဘူးဖျက်ချဖို့ပြန်လဲလောကထဲမရောက်လာသေးတဲ့အပြစ်မေတဲ့ကလေးကိုမလုပ်ရနိုင်မေမှာမိခင်စိတ်ရှိပါတယ်ဒါကြောင့်ဒီကလေးကိုမွေးဖို့ဆုံးဖြတ်လိုက်တယ်အိမ်ပြန်ရောက်တော့မဖြူသူကိုစားပြီးမြင်မြန်တော့လေမေနေ့မှအိမ်တော်ရှိတာလားရှိတယ်မဖြူဒါပေမဲ့ကွာရှင်းပြီဒါဆိုကလေးကဘယ်လိုလုပ်မလဲမေတယောက်တည်းမွေးမှာပေါ့မေသူ့ကိုမပြောပြတော့ဘူးလားမပြောတော့ပါဘူးမဖြူရဲ့သူနဲ့မေကဘာမှဆိုင်တော့တာမဟုတ်ဘူးလေမဖြူမှာမေကိုချစ်ပြီးတနာနေမိတယ်မေကတော့ကလေးကိုမွေးဖို့ဆုံးဖြတ်ထားတယ်မှအသေးချပဲမေနေတကယ်ပဲကလေးပေစီကိုမဆက်သွယ်တော့ဘူးလားမဆက်သွယ်ချင်ပါဘူးမဖြူရဲ့သူကအစတွေကမှမေကိုအပြစ်မြင်နေတာသူစီပြန်သွားရင်လေကလေးကိုအကြောင်းပြပြီးပြန်ကတ်တယ်ထင်းနေအောင်မေဒါပေမဲ့မေရဲ့ကလေးကမွေးလာပြီးရင်အဖေးဆိုတာလိုအပ်လာမှာပဲလေမဖြူကတော့မေကိုပြန်သွားစေချင်တယ်မေလည်းပြန်ဖို့စဉ်းစားမိတယ်ဒါပေမဲ့သူစီတော့မဟုတ်ဘူးဒါဆိုမေရဲ့မိဘတွေစီပြန်မလားမဟုတ်ဘူးမဖြူမေတရားစာနာလုပ်လို့ပြင်ရင်ပြည်ဘက်ကိုခဏသွားမယ်မေရဲ့ကိုကပေါ်ပါလည်းမဟုတ်အခုသွားမှကလည်းနီးတဲ့ခရီးမဟုတ်ဘူးဘိုက်တဲ့ကလေးလည်းဂယုဆိုင်အောင်ကလေးကိုတည်တည်ကြကြဂယုဆိုင်ပြီးသွားမှာပါမဖြူမေကိုဒီမှာရှိတော့ကုညီပေးတာတွေကျေးဇူးတင်ပါတယ်မလိုပါဘူးမေရဲ့ဒါနဲ့ခရီးကပဲနေသွားမှလဲနည်းနည်းတော့လိုအောင်မယ်ဒီကအလုပ်တွေပြီးမှသွားမှာပါအဲ့မှာမေသွားမယ်နေကြရင်မဖြူလိုက်ပို့ပေးမယ်ဟုတ်မဖြူမေလည်းမဖြူနဲ့စကားပြောပြီးသွားမဲ့ခရီးအတွက်စဉ်းစားနေမိတယ်ကလေးကိုလည်းတနာနေမိတယ်လောကကြီးထဲမှာမျက်နှာငယ်ရမယ့်သူမှကလေးအတွက်စိတ်မကောင်းပါမေလေးတွေ့ရင်ရှားကိုစိတ်ထဲမှာတတိယနေမိတယ်လို့သူနဲ့ရှားတို့ရဲ့ကလေးကိုအဖေအမေနဲ့ဆော့ဆော့လင်းလင်းရှေ့စစ်ချင်မိတယ်ရှားလည်းမေနဲ့ကွာရှင်းပြီးတဲ့ကမေရသူချင်းမှပြန်စားခိုင်းတာကြောင့်သူမကိုပကံမှာသွားပြန်စားခဲ့တယ်ဒါပေမဲ့ရှားမတွေ့ပါပကံမှာမိသွားခဲ့တဲ့အိမ်လေးကိုသူသွားစားခဲ့တယ်အဖွာဒီအိမ်မှာမင်းနာကိုရှိလာခမမရှိဘူးကွယ်ဒါနဲ့မောင်ရင်ကသမီးရဲ့အသေးလားကျွန်တော်ကသူနဲ့လက်ထပ်ထားတဲ့သူပါဒါဆိုသမီးလေးကအိမ်အောင်ကြပြီပေါ့ဒါကြောင့်မို့လို့ဒီကိုမလာတော့တာကိုအမှန်တော့သူ့ရဲ့မိဘဖြစ်တဲ့အဖွားတို့စီကိုအကြောင်းမကြပေးခဲ့တဲ့အတွက်တောင်းပန်ပါတယ်တောင်းပန်စရာမလိုပါဘူးမောင်ရင်ရဲ့အဖွားကသူ့ရဲ့အုတ်ထိပ်သူမဟုတ်ဘူးသမီးရဲ့သားအဖွားတို့ကိုအုတ်ထိပ်ပေးတာဒါဆိုသူ့အဖွားကိုဟိုတကကဘာလို့အမေးလို့ခေါ်တာလဲသမီးကသူ့မိဘအရှင်တွေနဲ့မနေတာကြာလာတော့အခြားတက်ကြီးတဲ့သူတွေကိုသူ့အမေလိုပဲဆက်ဆံတာပေါ့ကွယ်သူ့မိဘအရှင်တွေကရောပကံမလာအဖွားမဟုတ်ဘူးစံကုန်ပါပဲမိဘတွေရောမောင်နှမတွေရောသူ့မိဘလေးစားကျွန်တော်ကိုပေးပါလားအဖွားအဲ့တော့ဖွားလည်းမသိဘူးဟုတ်ကျေးဇူးတင်ပါတယ်ကျွန်တော်ပြန်လိုက်ပါအောင်မေဖွားအေးရှားမင်းနာပကံမပြန်လာတဲ့ကစဉ်းစားနေမိတယ်မိကသူတင်တယ်လို့စိတ်ရတဲ့အဖွားကြီးအိမ်မှာမဟုတ်မိပြောခဲ့တဲ့တကားတချို့ကိုပြန်ချရောက်နေမိသေးတယ်မောင်အမေထက်ဘယ်လောက်များချမ်းသာနေလို့လဲသူမကဘယ်လိုတိုင်းဝိုင်းကလဲဆိုတာစဉ်းစားရမရပါအခုချက်ချင်းပဲမိကိုခေါ်ပြီးမေးပြလိုက်ခြင်းနဲ့မိကိုပကံမှာပြန်စားတာမတွေ့တော့မေမေရဆူတယ်နေတိုင်းလူပြန်စားခိုင်းတယ်ရှားလေအလုတ်ကသာအာယုံပြန်စား၍လောက်ကင်နေတယ်ဒီနေ့မနက်မှာတော့သူ့ရုံကန်ကိုဧည့်သည်တယောက်ကြောင်းလာတယ်တခြားသူမဟုတ်ကြည်ပြပါကြည်ပြအကုတ်စီလာတာလားဟုတ်တယ်ကြည်ပြအကုတ်ကိုလာနှုတ်ဆက်တာကြည်ပြပြန်တော့မယ်တစိမ့်တွေကြည့်ပဲရှိတဲ့ဒီနိုင်ကမှာမနေချင်တော့ဘူးကိုကြည်ပြပြောရင်မျက်လုံးအိမ်ထဲမှာမြေရီတို့ရှင်ဝဲနေတယ်အခုချက်ချင်းကြီးပြန်လာလားဟုတ်တယ်ကိုအခုခဏဝင်လာတာကိုလိုက်ပို့ပေးမယ်လေမလိုက်ပို့ပါနဲ့တော့ကြည်ပြပါသာသွားလိုက်ပါမယ်အခုရေကြည်ပြကဘယ်လိုလုပ်ပြီးအခုမျက်နှာကြည့်ရင်ထွက်သွားနိုင်မှာလဲကြည်ပြရင်ထဲမှာမကြည့်အောင်ခံစားရပါတယ်ကြည်ပြသူ့ဘဝမှာပထမဆုံးအခြေကိုကမင်းပါပဲကိုရနေရောက်ကြတဲ့မိနာဦးတာဝင်မဆုပ်ရင်ဒီလိုခံစားကြရမှာမဟုတ်ဘူးဒါတွေအားလုံးသူ့ကြောင့်မိနာဦးမင်းကငါပြန်တွေ့လေဒီတသက်ပြန်ပေါင်းမှာမဟုတ်ဘူးမိမိကြောင့်သာ
မင်းကငါပြန်စားနေတာငါနဲ့ပြန်တွေ့တဲ့နေ့ကမင်းအတွက်ငရဲကြတဲ့နေ့ပဲမေနာဦးရှာသူ့ရဲ့စိတ်ထဲမှာပဲဒေါသထွက်နေတော့တယ်မေအစင်းနဲ့ပြရင်သွားရအောင်ဟုတ်မဖြူဖြည်းဖြည်းလားချောကြအောင်မေမဖြူရဲ့မချောကြပါဘူးနေ့တိုင်းစင်းနေကြကိုဟုတ်ပါပြီမေရဲ့လာသွားရအောင်မေတို့အပြင်ထွက်ဖို့ပြင်နေတော့အိတ်စိတ်ကိုကားတစ်စီးရောက်လာတယ်မင်းနဲ့ပြူလေဧည့်သည်လာတယ်လို့ထင်မိတယ်ဒါပေမဲ့ကားပေါ်မှာဆင်းလာသူအတွင်မှာမေအတော်အော်သွားရတယ်ကိုကိုကြီးမေလေးရေကိုကိုတို့ညီမလေးကိုလိုက်စားနေတာကြားပြီးပကံသွားမယ်ဆိုပြီးထွက်သွားတာဘယ်တော့တော့ကြားပြီလေကိုကိုကြီးတို့ကမေလေးကိုဘာလို့လိုက်စားတာလဲမေလေးကအခုအလုပ်ကိစ္စနဲ့သွားတာမိမိနဲ့ဖေဖေတို့ကိုပြောခဲ့တာပဲမေလေးအခုဖေဖေကိုစေးရုံတင်ထားရတဲ့ဆန်းဖေဖေဘာပြက်လို့လဲလေပြက်ချင်တယ်လို့ပြက်သွားတာအခုမိမိလေးစိတ်တကြပဲနေမကောင်းဘူးမေလေးကိုကိုနဲ့ဆန်ကုန်ပြန်လိုက်ခဲ့မေလေးပြန်လိုက်ခဲ့မယ်မေပြေဘက်ကိုဂေးမဆက်ဖြစ်ခဲ့ပဲဆန်ကုန်ကသာပြန်ရောက်လာခဲ့တယ်ပြန်ရောက်ချင်းပဲမိမိကမေလေးကိုတွေ့တော့ဖတ်ပြီးငိုတယ်မိမိကိုနေသိမ့်ပေးရင်ရှာနေလက်ထပ်ပြီးကွာဆင်းခဲ့တဲ့အကြောင်းကိုဘယ်လိုပြောပြရမလဲစဉ်းစားနေမိတယ်ဒါပေမဲ့အခုတော့ပြောလို့မဖြစ်သေးမိမိနေပြန်ကောင်းလာတော့မှပြောပြရန်ဆုံးဖြတ်လိုက်တယ်မိအိပ်ပြန်ရောက်တော့မမကြီးကိုရှာနေမိတယ်မတွေ့တဲ့အစုံကိုကိုကြီးကိုသာမေးကြည့်လိုက်တယ်ကိုကိုကြီးမမကြီးရောဘယ်မှာလဲမတွေ့ပါလားမင်းလေးရဲ့မမကလုပ်ငန်းအတွက်တက်ဖက်ကကုမ္ပဏီစာချုပ်သွားချုပ်တယ်ဖေဖေစေးရုံတက်နေတော့မမကြီးလေးပင်မမှာပေါ့ဟုတ်တယ်အဲ့ဒါကြောင့်မင်းလေးကိုလိုက်စားနေတာမင်းလေးကကိုဖေဖေလုပ်နေတဲ့ကုမ္ပဏီမှာဖေဖေအစားဆက်လုပ်ပေးမင်းလေးလုပ်လို့အဆင်ပြေပါမလားတခါမှလည်းမလုပ်ခဲ့ဘူးအစောပိုင်းတော့ကိုကိုကြီးနဲ့မမကတင်ပေးမယ်နောက်တော့မင်းလေးကဆက်လုပ်ပေးပေါ့ကိုကိုကြီးနဲ့မမတို့ဘာသာလှုပ်လေရှားနေတာပဲမရလို့မင်းလေးကိုလိုက်စားပြီးပြက်ခေါ်လာတာပေါ့အဲ့မှာမင်းလေးကျိုးစားပြီးလုပ်ပါမယ်မင်းကဂေးတွေထွက်ပြီးစာတန်းတွေပြည့်စုံရှေးဟောင်းသမိုင်းများကိုသာလေ့လာရင်နေလာခဲ့တာဖေဖေတို့အလုပ်ကိုနည်းနည်းမှစိတ်ဝင်စားခဲ့ပါစကုလည်းဖေဖေနေမကောင်းတာကြောင့်သာပြီးကိုအစအသည်မပြတ်ပဲဒီကိုပြန်ရောက်လာခဲ့ခြင်းဖြစ်တယ်မေအိမ်မနေရတဲ့မှာစိတ်ပင်ပန်းလာတယ်ကိုဝန်းကလည်းတပြေပြေရှင်းလာရင်မိမိတို့သိလာမှကိုလည်းစိုးရိမ်မိတယ်ရှာဝတရိယာနေမိတယ်ကိုမုန်းတီးနေတဲ့လူကိုခဏခဏတရိယာနေမိတဲ့မိရဲ့စိတ်ကိုမိကိုယ်တိုင်နားမလဲတော့ပါဆရာကိုရီးယားကုမ္ပဏီကမြေအတွက်စာချုပ်ချုပ်ဖို့လာတယ်အခန်းထဲကိုခေါ်ခဲ့လိုက်ပါဟုတ်ဆရာမင်္ဂလာပါကျမ Green House ကုမ္ပဏီကတာဝန်ခံအနေနဲ့လာတာပါနာမည်ကမီလိုင်းဦးပါဟုတ်ကဲ့ကျွန်တော်နာမည်ကစားမင်းအောင်ပါဒီစာချုပ်အတွက်လိုအပ်တဲ့အချက်လက်တွေကိုညှိကြတာပေါ့အဆင်ပြေတယ်ဆိုရင်စာချုပ်တစ်ပါးလေးချုပ်ကြတာပေါ့စာချုပ်တဲ့အတိုင်းဆိုမမီလိုင်းဦးတို့ဘက်ကတာဝန်ခံတယောက်ကကျွန်တော်တို့ကုမ္ပဏီမှာရှင်းပေးရလိမ့်မယ်ရပါတယ်ရှင်ကျမကိုယ်တိုင်လာမှာပါဒါဆိုစာချုပ်ကိစ္စအဆင်ပြေပြီကျမလည်းပြန်လိုက်ပါအောင်မေရှင်ဟုတ်ကဲ့မီလိုင်းဦးစာချုပ်ချုပ်ပြီးအိမ်ကိုမြန်ပြန်လာခဲ့တယ်ကိုကိုကြီးဖုန်းလက်ဆက်ပြီးမေလီရောက်ပြီးပြောတော့တွေးချင်နေမိတယ်မေနာဦးမေလိုက်ဦးမြင့်မြတ်ဦးတို့ကမောင်နှမ3ယောက်ရှိတာမေလေးကငယ်ဆုံးဒါပေမဲ့အိမ်မှာမနေခရီးတွေထွက်စောက်သွားနေတာကြောင့်မေလေးကိုတွေ့ဖို့မလွယ်မေလိုက်နဲ့မြင့်မြတ်တို့ကတော့ဖေဖေအလုံးနဲ့သာလုံးပန်းနေရတဲ့အခုလည်းမေလေးပြန်ရောက်တဲ့တဲ့ကြားတွေကတွေးချင်နေတယ်မမကြီးပြန်လာပြီလားပြန်လာပြီမမကြီးကမေလေးကိုတရိယာနေတာအဲ့ဒါကြောင့်စာချုပ်ချုပ်ပြီးချင်းမြန်ပြန်လာတာမေလေးလေမမတို့ကိုတရိယာပါတယ်တရိယာနေတာပြောတာလေးလာတော့ခီးသွားတာတကောက်တော့ပြန်မလာဘူးမမကြီးရဲ့မေလေးရန်ကုန်ကိုပြန်လာပါသေးတယ်လာတွေ့ဖို့မဖြစ်တဲ့မေလေးရဲ့အခြေအနေကြောင့်မှမေလေးရဲ့ပြဿနာတွေကိုမေမေနဲ့မမကြီးတို့ကိုမသိစေချင်လို့ပါသူမစိတ်ထဲမှာပြောနေမိတယ်မမကြီးလေအခုပြန်ရောက်နေပြီလေဟုတ်ပါပြီမမကြီးဖေဖေရောတက်တာလာရင်နည်းနည်းတော့တက်တာလာပြီဒါပေမဲ့နှက်ကူလို့တော့ပြန်မကောင်းတော့တော့ဘူးမေလေးတယောက်နောက်နေ့ဖေဖေစီသွားလိုက်တယ်မေမေကိုလည်းခုနကတည်းချော့နေရသေးတယ်မေလေးကိုဖပ်ပြီးငိုးနေလို့မေမေနဲ့ဖေဖေကသူတို့ရဲ့အငယ်ဆုံးသမီးလေးကိုတတိတွေရနေတာမေလေးကတော့ဖုံးတော့မဆက်ဘူးနောက်နေ့ကျမှပဲအတူးချပြီးပိုးချစ်တော့မယ်မေလေးမမကြီးတို့ရှိမှပြောတယ်လို့စကားတွေပြောနေရပေမဲ့စိတ်ထဲမှာတော့ဝမ်းနေစရာအပြင်မေလေးရန်ကုန်ပြန်ရောက်တော့အင်ရကမောင်ကိုလမ်းဆောက်ထွက်လာခဲ့တယ်တယောက်တည်းကံရီပင်ကိုငေရင်ဖြည်းဖြည်းချင်းရှောင်းလာတယ်လက်တစ်ဖက်ကလည်းသူ့ရဲ့ဘိုက်ပေါ်အသားလေးတင်ထားလျက်တစ်ဖက်ကငေးချင်နေမိတယ်ရှာအလုပ်ကနေပြန်လာရာအင်ရပတ်လန်အတန်းကမောင်ရဲ့ပြန်လာခဲ့တယ်ကမောင်ကနေကမောင်ကိုလှမ်းကြည့်မိလိုက်တော့ကံရီပင်ကိုငေးနေတဲ့မိကိုသူမြင်သွားတယ်ကဘောဟာဆင်းပြေမိစီကိုရှောင်းလာခဲ့တယ်သူမိအနာရောက်တော့မိလက်သွားတယ်သူ့ရဲ့ဆူရှက်ရှာ
ဒေါသနဲ့ကြည်တဲ့အကြည့်တွေကြောင့်မိဘပြောရမှမသိပါမင်းကိုပြန်တွေ့တာနဲ့တော့ပဲတခါတည်းပြောထားခဲ့ရမယ်ငါအမေကမင်းကိုစားတွေ့ရင်လေပြန်မောင်မို့ပြောတဲ့အခါမင်းဘက်ကညင်းပေးပါမောင်အမေကိုမေမမြင်ဘူးသိလည်းမသိဘူးဖုန်းလေတခါတည်းပြောဘူးတာမင်းနဲ့ဘယ်လိုလုပ်တွေးမှလဲမင်းမသိပြီမေငါအမေကမင်းကိုကွာလိုက်တဲ့ညကလေးကမင်းကိုလိုက်စားနေတယ်အဲ့ဒါကြောင့်မိမိနဲ့တွေ့ရင်ပြန်ပေါင်းဖို့ကိုညင်းပေးပါမင်းလိုမိမမျိုးကိုငါဘက်ကတော့ပြန်မပေါင်းနိုင်ဘူးမောင်မင်းကိုစော်ကားတာတွေများနေပြီနောက်တခါဆိုမိလေတိကမှမဟုတ်ဘူးမိလေနောက်ကိုငါ့ကိုမောင်းလို့မခေါ်ပါနဲ့နာခါလို့ကောင်းပြီဖေတော့မှမခေါ်တော့ဘူးအဲ့လိုပြီးတော့ဘာကြောင်ပဲဖြစ်ဖြစ်ရှင်လည်းမသက်ဆိုင်စေရဘူးရှင်လည်းလာမပတ်သက်အောင်နေပါငါ့ဘာလို့လာပတ်သက်ရမှာလဲဝေးသေးရှာရှင်တကားကိုစင်အောင်ဒါမရပါစေနဲ့ရှာရှင်ပြောလိုက်တဲ့စကားအတွက်တနေ့နောက်ထပ်ကောင်းရမှာပါကျမပိုင်ထဲကကလေးကိုရှင်ပက်တော့မှသိခွင့်ရမှာမဟုတ်ဘူးရှားအိမ်ပြန်ရောက်တော့ထုံးစံတိုင်းမိမိကသူ့ချွေးမကိုရှာဖို့သာပြောတော့တယ်နောက်ချွေးမလေးတဲ့ဘာမှမကြားဘူးလားမိမိကျွန်တော်ဒီနေ့သူနဲ့တွေ့ခဲ့တယ်ဟုတ်လားဒါဆိုတခါလေးခေါ်ခဲ့လေဒါသူနဲ့အတူမနေနိုင်ဘူးပြန်လဲမပေါင်းနိုင်ဘူးမိမိသူ့ကိုသွားခေါ်လဲသူကပြန်မပေါင်းဘူးတားသူ့ကိုမခေါ်ရင်မိမိဘာသာစုံစမ်းပြီးပြန်ခေါ်မယ်မိမိရဲ့သဘောပဲကြိုက်တာလို့သူလုံးဝတာနဲ့ပြန်ပေါင်းမှာမဟုတ်ဘူးဒေါ်နေစီသူချီမကိုပြန်ရှာဖို့စီစဉ်ဆွဲတယ်နေ့တိုင်းလေးလိုက်စားနေမိတယ်ဒါပေမဲ့တရေပိမရှာရပါမိလိုက်ကိုလေရှာမင်းနောက်ကိုကုမ္ပဏီအလုပ်လုပ်နေသေးမှတက်လာကြောပဲရှင်းနေတယ်ဒီနေ့သူမအလုပ်ကနေအစောကြီးပြန်ရောက်လာခဲ့တော့မိရဲ့အမူအရာကတမျိုးပြနေတာကိုတတိထားမိရမိကိုဘာဖြစ်တာလဲလို့မေးနေမိတယ်မိရဲ့ဘိုက်ကိုလည်းတတိထားမိလာတယ်မိလေးဘာဖြစ်နေတာလဲမမကြီးကိုပြောမေလေးဘာမှမဖြစ်ပါဘူးမေလေးမလိမ့်ပါနဲ့တကုတ်ကုတ်ဖြစ်နေတယ်ဆိုတာမမကြီးသေးတယ်ဟိုမေလေးမှာကိုဝင်ရှိနေတာပါဘာမေလေးကဘလို့ဖြစ်ပြီးမေလေးပကံကိုသွားတော့ကအိမ်အောင်ချခဲ့တာပါဒါဆိုမေလေးဟာမမကြီးနဲ့မေမေတို့တောင်မှမသိပဲလက်တက်ခဲ့တာပေါ့မတိမတ်ပဲဖြစ်သွားတာပါအခုမေလေးယောက်ျားရောသူနဲ့မေလေးကွာရှင်းလိုက်ပါပဲဘာမေလေးရဲ့ဒီလောက်ရေးကြည့်တဲ့ကိစ္စကိုဘာလို့အကြောင်းမကြပဲနေရတာလဲမေလေးပြောချင်ပါတယ်ဒါပေမဲ့ချမ်းမပြဿနာလေးတွေရှိတော့မပြောပြခဲ့ဘူးအခုဒီကိစ္စသာမေမေသိသွားရင်ဘယ်လိုလုပ်မလဲကလေးဖေကရောဘာလို့လုပ်လဲသူကနိုင်ငံခြားကပြန်ရောက်တာမကြသေးဘူးဟိုတယ်နဲ့စောင့်ရည်လုပ်ငန်းလုပ်တယ်သူနဲ့မေလေးကဘယ်လိုလုပ်ပြီးတွေးကြတာလဲမမကြီးရဲ့မေလေးလောက်ကအိတ်လန်းညွန်လေသူကပကံသွားတော့ကိုင်ငါလာမေလေးမမကြီးကိုအဖြစ်ပြက်တွေကိုအစားဆုံးပြပြလိုက်တယ်ဒါဆိုကလေးရှိတာသူမသိသေးဘူးပေါ့ကလေးကိုဘယ်လိုလုပ်မှလဲမေလေးဘာသာမွေးမှာပေါ့မေလေးရဲ့ကိုဘကစင်ရမွေးတယ်ပညာမတက်လို့ဆိုလဲထားပါတော့အခုတော့ဂရင်းဟောက်ကုမ္ပဏီရဲ့သမီးရဲ့ငယ်ဆုံးဘာမှမဖြစ်လိုအပ်ချက်မရှိတဲ့သူကအဖေမရှိပဲကလေးဝင်မေးဆိုရင်ဘယ်တဲ့တော့ပါမလဲဘယ်လိုမြင်မလဲပုံဝန်းကျင်ကလေပုံဝန်းကျင်ကဘယ်လိုမြင်မေလေးကတော့ဒီကလေးကိုမွေးမှာဒါဆိုရင်လေကလေးပေကိုရှာပြီးတော့ပြန်ပေါင်းဖို့ပြောမေလေးနဲ့ပြီးခဲ့တဲ့တလားလောက်ကတွေ့သေးတယ်သူကပြန်မပေါင်းနိုင်ဘူးတဲ့မေလေးလည်းလုံးဝပြန်မပေါင်းဘူးလို့ပြောခဲ့ပြီးအခုဘာတွေပြောနေကြတာလဲဘဲကကလေးလေမေလေးနဲ့မမကြီးပြောနေတာကိုမေမေနဲ့ကိုကိုကြီးတို့ကြားသွားခြင်းဖြစ်တယ်မေမေတမင်းငယ်ခုနမေမေကြားတာတွေကတကယ်လားဟုတ်မေလေးရဲ့ကိုကိုကြီးကဘာမှစမပြောနိုင်မှဖြစ်လာမှတော့ဘာတတ်နိုင်မှလဲအားလုံးမေမေပြပါတမီးမွေးထားပြီးဘာလို့ခွဲပြုတ်ပေးခဲ့မိတဲ့မေမေမှာပါမေမေပြမဟုတ်ပါဘူးမေမေရဲ့မေဒီလိုနဲ့မျိုးနဲ့ရေဆိုင်ရမှာကြိုးတွက်ထားပြီးသားပါဖြစ်လာသမျှရေဆိုင်ဖို့ကြိုပြီးအားမွေးထားခဲ့တယ်ဒါပေမဲ့လေတကယ်ကြုံတွေ့ရတော့မေမေကိုမျက်နှာပူလာတယ်မေမေတို့ကတော့ဒီမှာပဲနေပြီးတော့ကိုဖေဖေကုမ္ပဏီအလုပ်တွေကိုပဲလောက်ကိုင်းတော့တယ်မင်းရဲ့ဝါသနာအရာအိမ်မက်ဖြစ်တဲ့ခိုင်းနဲ့စာနာပြုစုမှုကိုဆွန့်လွတ်ခိုင်းနေမေလေးသဘောတူပါတယ်ကလေးရဲ့နောင်ရေးစဉ်းစားရတော့မယ်မင်းရဲ့ကိုယ်ဝန်ကအခုဆိုလေးလကြော်ကြော်ရှိပြီဒါပေမဲ့မေဖေဖေရဲ့အလုပ်တွေကိုကြွညံ့ကြဲလောက်ကင်ပေးနေတယ်မေလေးရေမေလေးရှင်းမမကြီးဘန်ကောက်ကိုသွားရမယ်3လလောက်ကြာမယ်ဒါဆိုဒီကအလုပ်တွေကရောမေလေးနဲ့လွဲတာခဲ့မယ်ကိုကိုကြီးကိုလွဲပေါ့မေလေးမှမလုံနိုင်တာမေလေးရဲ့မမကြီးအားလုံးစစ်စစ်ပြီးမှသွားမှာမေလေးကကျန်တာကိုနည်းနည်းပါးပါးကုလို့ရုံပဲအမမေလေးလုပ်ပေးပါမယ်မေလေးဝတကမမကြီးနဲ့စာချုပ်ထားတဲ့အလုပ်ကိစ္စကိုမှတ်မိလားဟုတ်မှတ်မိတယ်လေမမကအဲ့ဒီကုမ္ပဏီမှာ
တာဝန်ခံအနေနဲ့တပတ်သုံးကသွားပြီးစစ်ဆေးပြီးလက်မှတ်ထိုးရတယ်အဲ့ဒါကိုမေလေးကဆက်လုပ်ပေးတာမမကြီးဟိုဘက်ကိုဖုန်းဆက်ထားလိုက်မယ်မမကြီးစင်ပြေတယ်လို့လုပ်ပါဒါဆိုစီစဉ်ခဲ့တော့မယ်မမကြီးပြန်သွားလိုက်အောင်မယ်ဟုတ်တက်တာဘေဘီလေးရေပြောကမေရဲ့ဘိုက်ကလေးကိုပုတ်သွားသေးတယ်မေလေးလေးပြုံးပြီးကြံနေခဲ့တယ်ရှေးဝေးမေလေးခုမှပဲပြန်ပေါ်လာတော့တယ်ဖေပြောက်နေတာလေငါမင်းနေရတွေလိုက်ကြည့်နေတာဒါပေမဲ့အစင်မပြေပါဘူးကွာအော်တာနဲ့မင်းရဲ့တော့ကမိမိမအကြောင်းစုံစမ်းခိုင်းထားတဲ့ကိစ္စလေမလို့တော့ဘူးရှေးဝေးငါနဲ့သူကွာရှင်းပြီးသွားပြီရှာမင်းတကယ်ပြောနေတာလားဟုတ်တယ်မင်းကငါတို့ကြောင့်စုံစမ်းခိုင်းတဲ့နေကပဲကွာရှင်းလိုက်တာမင်းတို့ယူထားတာ6လမပြေသေးဘူးနော်ဟုတ်တယ်ဒါပေမဲ့နှစ်ယောက်လုံးလက်မှတ်ထိုးပြီးသွားပြီငါစီမှာရှိတဲ့တရွက်ကတော့ငါလက်မှတ်မထိုးရသေးဘူးရှာငါမိမမင်းနောက်ဝက်ကြောင်ကိုစုံစမ်းတော့သူကတော်တော်ချမ်းသာတဲ့မိသားစုရဲ့အငယ်ဆုံးသမီးတဲ့ကျန်တာတွေတော့စုံစမ်းလို့မရဘူးသူ့ပုံစံနဲ့ဟုတ်ပါမလားရေဝေရဟုတ်မဟုတ်တော့မသိဘူးအဲ့လိုတော့ကြားတာပဲထားလိုက်ပါတော့ကွာသူ့အကြောင်းမကြားချင်တော့ဘူးသူ့ကြောင့်ချီပြနဲ့ငါလည်းဝေးရပြီသူ့ကိုငါမုန်းတာပဲသေးတယ်အေးပါကွာမင်းဒီနေ့စီဝေမရှိဘူးလားမရှိဘူးဒါပေမဲ့ Green House Company ကတာဝန်ခံတက်လာမယ်ဆိုလို့စောင့်နေတာ10နာရီလာမယ်လို့ပြောတာအခု10နာရီထိုးတော့မယ်ရှောင်းမလာသေးဘူးဒါဆိုငါလည်းပြန်တော့မယ်မေဒီနေ့တာဝန်ခံအနေနဲ့ကုမ္ပဏီကိုလာခဲ့ခြင်းဖြစ်တယ်မိုးပြရောင်ပိုက်ပေါ်အင်ကြီးလေးဝတ်ပြီးကရီပါချင်းညပါလေးကိုစီးပြီးလာခဲ့တယ်မျက်နှာမှာဘာမှမလိမ့်ထားတော့လေဝင်းမနေတယ်ဆရာ Green House Company ကတာဝန်ခံတက်ရောက်ပါပြီအတဲဝင်လာလိုက်ပြီးရင်အေးတစ်ခွက်ပါရှုခဲ့ဟုတ်ဆရာကောင်မလေးထွက်သွားပြီးခဏနေတော့ရှားရဲ့အခန်းရဲ့အခန်းထဲကိုမေဝင်လာခဲ့တယ်မေလေးဒီကုမ္ပဏီကရှားရဲ့ဟာမှမသိခဲ့ပါအခန်းထဲရောက်တော့မှမေရောရှားပါတရားရောက်ကိုတရားရောက်ကြည့်ပြီးအံ့ဩနေကြတယ်ပူအောသူကတော့ရှားပဲမေကိုကိုဝင်နဲ့ပြတ်တွေ့တော့လှောင်တယ်လို့မျက်လုံးများနဲ့ကြည့်ပြီးမေကပိုင်ဖမ်းတဲ့နေရာမှာတော်တယ်နော်ရှင်ဘာပြောတာလဲရှားအပိုင်ဖမ်းနေပြောရအောင်ရှစ်စီကဘာများယူခဲ့လို့လဲမေဘာမှမယူခဲ့ပေမဲ့ငါဘက်ကအများကြီးစုံရှုံခဲ့တယ်အဲ့ဒါရှစ်ကိစ္စမင်းနဲ့ဘာမှမဆိုင်ဘူးဟုတ်ပါတယ်မင်းနဲ့မဆိုင်ဘူးပဲထားပါတော့ငါနဲ့ခွာပြီး6လမပြည့်သေးဘူးအခြားလူနဲ့ကိုဝန်တက်လောက်ရပြီဆိုတော့မင်းရဲ့မူလာစရိုက်လေးငါသိရပါပြီမင်းမျက်ရည်များဝိုင်းလာတယ်သူကလေးမှမသိပဲမေကိုဆွဆွဲနေတဲ့ရှားကိုမေမုံမိတယ်မင်းနဲ့သူချစ်ချိုက်လို့ဖြစ်ခဲ့တာမဟုတ်ပေမဲ့သူနဲ့တူနေခဲ့ပူတဲ့ချက်များကိုမေသူ့ကိုရှင်းခုန်ခဲ့တယ်အခုတော့မေသူ့ကိုမုန်းလာမိတယ်မေရဲ့ကိုဝန်ကအခြားလူနဲ့ရှားတာပါလို့ရှင့်ကိုဘသူကပြောလေမေရဲ့တိတ်ခါကိုခဏခဏမစော်ကားပါနဲ့ဒါဆိုငါနဲ့ရတာလားရှားစိတ်ထဲမှာဒါငါကလေးလားဆိုတဲ့အတွေ့ဝင်လာမိတယ်ဟုတ်တယ်ကျမဘဝမှာယောက်ျားတစ်ယောက်နဲ့တညာတာမှားခဲ့ဘူးတယ်အဲ့ဒီတစ်ယောက်နဲ့ပဲလက်ထပ်ခဲ့တာရှာမင်းအောင်ဆိုတဲ့ရှင်ပဲရှင်နဲ့ရတဲ့ကလေးဒါပေမဲ့ကျမပဲပိုင်နေရှင်နဲ့မဆိုင်တော့ဘူးမေကပြောလဲပြောရင်မျက်ရည်များပါကျလာတယ်ငါနဲ့ရတဲ့ကလေးဆိုရင်ငါနဲ့လေပတ်သက်တာပဲဟင်းရှင်စကားရှင်ဒီပါကံမောင်ပေါ်မှာရှင်ပြောခဲ့တဲ့စကားရှင်မမိပါပေါ့ဘာကြောင့်မှမပတ်သက်ပါဘူးဆိုတာမင်းကမပတ်သက်နေဆိုတော့လေငါဘက်ကအနေသားချင်းမင်းရင်နဲ့မကောင်းပါရှာတီလို့ပြန်ပြောမယ်လို့မထင်ထားပါအနည်းဆုံးတော့သူတီလို့ပြန်မပြောသင့်ပါရှာလည်းပြောပြီးသွားမှပြောတာလွန်သွားလားလို့ပြန်စဉ်းစားနေမိတယ်မိလေးတောင်ကန်နေရမှာလက်မတိုးပြီးပြန်လာခဲ့တယ်လမ်းရောက်မှသူမရဲ့ပိုင်လေးကိုလက်နဲ့ကိုင်ရင်ငိုနေမိတော့တယ်မိပိုက်ကလေးကိုလက်ပြက်ကိုင်ရင်မျက်ရည်များအစမပြတ်ကျလာပြန်တယ်မျက်လုံးမှာလည်းမျက်ရည်များနဲ့ပြည့်ပြီးမြင်ကွင်းဝင်ဆဲဆဲလင်းလင်းမမြင်ရတော့ပါနားထဲမှာရှားရဲ့စကားလုံးများကအတက်တက်ပြန်ကြားနေမိတယ်သူကလေးမှသိသွားတာတောင်တကြမှမတုံလို့ပဲသူ့ဘက်ကလည်းမပတ်သက်ဘူးလို့ပြောလိုက်တဲ့အတွက်မိရပူပီနာကျင်မိတယ်မိစိတ်တွေတာပဲမောကျလာတယ်ပုံဝန်းကျင်ကိုလည်းမမြင်နိုင်တော့ပဲပြက်လဲကျသွားတယ်မိနာဦးတတိထောင်းလေသူမကိုခေါ်တဲ့တန်လေးကိုတော့ကြားလိုက်သေးတယ်ဘသူဆိုတာကိုတော့မသိလိုက်ပါအမှန်တော့ရှားနဲ့သူပြောတာလွန်သွားတယ်လို့တွေကမေရဲ့နောက်မှာလိုက်လာခဲ့ခြင်းဖြစ်တယ်မေကိုသူနေတဲ့ဆေးရုံအမြတ်ခေါ်လာခဲ့တယ်ကံကောင်းကျင်တော့မေပိုက်ရထားတဲ့ဆေးရုံဖြစ်နေတယ်ဆရာဝန်နာမြေလူနာရဲ့ချက်လက်တွေဖတ်ရင်လူနာနဲ့ဘာတော့လဲသူရဲ့ခင်မမှာဒီအချက်လက်တွေမှာကလေးပင်နာမြေမဖြစ်တာဝရှင်ခင်မဆိုတာဟုတ်ရလားရှားစိတ်တွေမှာအတော်ပင်ဒေါသထွက်မိတယ်သူတယောက်တက်ရှိတင်စားရှင်းနေသေးတာကိုကလေးပင်နာမြေမဖြစ်တာ၍မေကိုပြစ်တယ်မိတယ်ဟုတ်ပါတယ်သူစိတ်ဆိုးနေတော့ကမဖြစ်ခဲ့တာပါဒါနဲ့လူနာကဘာဖြစ်တာလဲဆရာမ
ဆေးပစ္စည်းမှုများလို့ဖြစ်တာပါကိုဝန်စားချိန်မှာဒါမျိုးကဖြစ်တတ်ပါတယ်ကလေးပါထိခိုက်နိုင်တယ်ဟုတ်ကဲ့ကလေးကဘယ်လောက်ရှိပြီလဲလေးလကျော်ပြီဟုတ်ကျေးဇူးတင်ပါတယ်ဒါနဲ့ဆေးရုံကပဲတော့ဆင်းရမှာလေအခုဆင်းလို့ရပါတယ်တက်နိုင်သမျှတော့စိတ်ချမ်းသာအောင်ထားပါရှားနေပြီဆေးရုံမှာပြန်ဆင်းလာခဲ့ပြီးမိကိုပြန်လိုက်ဖို့ပေးရန်ကားပေါ်ရောက်လာခဲ့တယ်သူတို့နှစ်ယောက်လုံးတယောက်မှစကားမပြောပြတာကြောင့်ရှားပဲစပြောခဲ့တယ်မင်းအိပ်ပေးမှလဲပြန်လိုက်ဖို့ပေးမယ်ရှားတယ်ရှင့်ကုမ္ပဏီကိုပဲမောင်းမင်းကိုလိုက်ဖို့ချင်တယ်လို့တော့မထင်နဲ့လမ်းမှာခုနကလိုတခုခုဖြစ်ရင်ငါကလေးထိခိုက်မှဆိုလို့ဘယ်မှာလဲရှင့်ကလေးမင်းပိုက်တယ်မလေးအဲ့ဒါကျမကလေးရှင့်ကလေးမဟုတ်ဘူးအဲ့ကလေးကငါနဲ့ရတာဆိုငါနဲ့လေဆိုင်နေရှင့်ကိုကျမပြောပြီးသားရှင့်နဲ့မပတ်သက်ဘူးဆိုတာငါတော့ငါစကားကိုပြန်ရုပ်သိမ်းနေအဲ့ဒီတော့အဲ့ဒီကလေးငါနဲ့ဆိုင်နေရှင့်ကိုကျမပြောပြီးသားရှင့်နဲ့မပတ်သက်ဘူးဆိုတာငါတော့ငါစကားကိုပြန်ရုပ်သိမ်းနေအဲ့တော့အဲ့ကလေးကငါနဲ့ဆိုင်နေရှင်းနဲ့ကျမကွာရှင်းပြီးသားဘာမှလာမပတ်သက်နဲ့မင်းနဲ့မကွာရှင်းရသေးဘူးဆိုရင်ရောမသိဘူးဘာမှလာမပြောနဲ့ရှင်းအောင်မုန်းနေငါလည်းမင်းအောင်မုန်းနေဒါပေမဲ့ကလေးကိုတော့ရှားတဲ့နေနဲ့ပြန်ယူရမှာပေါ့ငါစိတ်မှာရှိတဲ့ကွာရှင်းစာချုပ်မှာလက်မှတ်တကူမထိုးရသေးဘူးလေမင်းကိုပြန်ခေါ်ထားလို့ရတယ်နော်ရှင်းတော်တော်အကျင့်မကောင်းတဲ့လူရှင်းအောင်မုန်းနေမင်းသူ့ကိုပြောရင်မျက်ရည်များကျလာပြန်နေကဲပြောမင်းရဲ့အိမ်ကိုမပြောဘူးရတယ်မပြောနဲ့လေရှာမင်းကိုဘာမှစက်မမိပဲကားဝတ်စင်ပြမောင်းလာခဲ့တယ်မိဘေးမှာစီရင်လန့်လာတယ်လက်ကလေးကသူမရဲ့ဘိုက်ကလေးကိုဖေးထားမိတယ်ရှက်ကားကိုဖြည်းမောင်းမှာကျမနဲ့ကလေးကိုတေးအောင်တတ်နေတာလားရှာလေမိပြောမှာကလေးကိုပြန်တတိဝင်လာပြီးဖြည်းမောင်းလာခဲ့တယ်မင်းပြန်ချင်လေကလေးမွေးပြီးမှပြန်အခုမပြန်ရဘူးဒီမှာလေမမွေးဘူးနေလည်းမနေဘူးပြန်မယ်ပြန်လို့ရရင်ပြန်လေရှာတယောက်ပြောပြီးချင်းကားပေါ်မှာဆင်ကမိကိုပွေးချီကသူခန်းနဲ့ခေါ်သွားတယ်မေမယုံရေးပါသူ့ဘဝပြောကြပဲကလေးတကုတ်ကိုပြင်မှာစိုးရိမ်မိတယ်ရှာခန်းနဲ့ရောက်တော့မှမိကိုကလေးမော်တင်ပေးလိုက်တယ်မိလေသူ့လက်ကလွတ်တာနဲ့ရှာရက်ကိုထွေးရိုက်တယ်ရှင်တော်တော်အချင်းမကောင်းတဲ့လူရှုံးပါတယ်လူမင်းကြိုက်တယ်လို့ထင်အချိန်တန်ငါကလေးရရင်ပြီးရောရှားလို့စကားပြောနေတော့ဒေါ်နေစီဝမ်းသာအရာပြေးဝင်လာခဲ့တယ်နောက်ဒါအမေချွေမလေးလားဟုတ်တယ်မေမေကခဏပြန်လိုက်ရှာခိုင်းနေတော့မရှာရအောင်အပြေးခေါ်လာတာဝတ်တာလိုက်တာတာရင်အမေချွေမကိုအခုမှပဲတွေ့ရတော့တယ်မိမတော့ရှားတဲ့ဒေါ်နေစီကိုကြည့်ပြီးငိုနေမိတယ်တမီးဘာလို့ငိုနေတာလဲမေတို့နဲ့မနေချင်းလို့လားဒေါ်နေစီရဲ့အမေကြောင့်မေတယောက်ဘာပြန်ဖြစ်ရမှမသိပါသူ့အပေါ်ချစ်ခဲ့ချင်တာကြောင့်သူမငင်းနိုင်မှာမဟုတ်ပါဘူးအန်တီအိုးဘယ်အန်တီလဲမေလို့ခေါ်နောက်ခေါ်တယ်လို့ပဲဟုတ်ကဲ့ရှားလဲသူ့အမေချွေမအပေါ်တဲတဲလို့ဖြစ်လာတာကြည်ရင်နဲ့အမြင်ကတ်လာတယ်မေတယောက်ရှားတော်ကြီးမှလိုက်နေတာကိုမေတို့အကြောင်းကြားရပြီအောင်မေမမကြီးမေရင်ဘယ်လိုပြန်ဖြစ်ရမေစဉ်းစားရမရပါစိတ်လေတော့ညစ်တယ်ရှားရဲ့အမေတော်နေစီရလဲသူမကိုဖူးဖူးမမတက်ချစ်စားတယ်ရှားတော့သူကိုအရှင်တိုင်းကြွပဲမဆိုင်ရှားရှင်ပြကနာထွက်ပြီးဘာလို့မလို့လဲဒီတိုင်လုံးစရာလေးရှိလို့ဒါငါခန့်တော့မင်းလုံးစရာရှင်ရဲ့အပြစ်မှာသွားလို့အပြစ်မှာလုံးလို့မှမရှားတာကျမရေချိုးချင်လို့အဲ့ဒါအင်းကြီးလဲမို့မင်းပါသားမဲ့လဲတာပဲလေငါနဲ့ပါဆိုင်လို့လေရှင်စကားကိုကမပြောနဲ့ရှင်ရှိတော့ဘလို့လဲမလဲကလေးတောင်မွေးရတော့မင်းအခုမှဆက်နေတာလားရှားပြောလိုက်မှမေရပို့ပြီးဆက်လာမိတယ်မျက်နှာမှာလည်းထားစရာမရှိလောက်အောင်ပူတယ်မင်းနဲ့သူကလက်ထပ်ပြီး9ရက်ကျော်တိတ်နေအတူနေခဲ့တော့လေရှင်နေမှုမရှိခဲ့ပါမင်းဘက်ကသာတစ်ချက်ရင်ခုန်ခဲ့ဘူးလားဒီကြတယ်ရှာလေးလာကျော်လောက်မတွေ့ပဲရှိသေးတယ်ကိုဝန်ဆောင်နေဆိုတော့လေမိမိရဲ့ခန္ဓာကိုယ်ကိုတော့သူ့အာမမြင့်စေချင်တာကြောင့်ရှားကိုပြန်ထွက်ခိုင်းမိတယ်အိုးဆင်းရလေကျမပါသားကလေးမွေပါမွေဆဲပြန်ထွက်တော့မိပစကလည်းပြောရင်လက်ကပါရှားကိုဆွဲလျက်အပြင်တိုးပို့ပြခဲ့တယ်ရှားသမားကိုကြည့်ပြီးဒေါသမထွက်ရဲပဲရဲချင်းတယ်လို့ဖြစ်သွားတယ်သူ့ကိုပြန်သားရှားအောင်ပို့ပြီးတော့တကားလောချလိုက်တယ်မိကိုကြည့်ပြီးရှင်းနေမိတယ်ရှားလည်းတကားပြန်ပွဲပြီးသူ့ကလေးပေါ်မှာမှောက်အိမ်နေလိုက်တယ်မိရတော့သူတယောက်တည်းစီတဲ့အထင်နဲ့ရှေးကိုဖြည်းဖြည်းချင်းချုံနေတယ်မိချိုးတာကြာလာတော့ရှားဒေါသထွက်လာတယ်မိကိုစိုးရင်လားကလေးကိုစိုးရင်လားတော့မသိမိရေချိုးတာမပြီးသေးဘူးလားငါကလေးကိုရှေမိုးတရားလုံးနေတာလားငါကလေးတခုခုဖြစ်လို့ကတော့မင်းတော့ရှားရဲ့အော်တန်ကြာမှမိလေးသူရေချိုးတာတော်တော်ကြာနေပြီဆိုတာသတိရလိုက်တယ်ကြပြကြရရေချိုးကထွက်လာလိုက်တယ်ရေချိုးကရှိမှတပတ်ကြီးကြီးကိုင်ကမတ်တရနေတဲ့ရှားကိုမြင်ပြီးမိလက်သွားတယ်ရှားလေမိထွက်လာတာနဲ့
မိရဲ့ကိုဘောကိုတပတ်တင်ပြီးချုံပေးလိုက်တယ်။ပါဇက်ကလည်းပွားစီပြောလျက်မင်းဒီလောက်တောင်အကြကြီးချိုးရလားကိုဝန်ဆောင်တွေကရှေးအကြကြီးချိုးရင်ကလေးမွေးရင်ခြေပေါင်ပြီးမွေးတတ်တာမသိဘူးလားကလေးမိဖြစ်တော့မယ်ဘာမှလေးလာထားတာမရှိဘူးရှားဆိုရင်စိန်နဲ့သူ့ဘာသာပြောသွားတာမိဘာမှပြန်မပြောမိမိပြက်လေဟုတ်ပါတယ်ကလေးမိဖြစ်တော့မယ်အခုချိန်ဒီလည်းဘာမှနားမလဲဘူးသူစုပွနေတော့ချမ်းနေကြကဝမ်းနေလာပဲမျက်ရည်များစေးကြလာမိတယ်မေကလေးကိုအဲ့လိုပြစ်စစ်ချင်လို့မဟုတ်ပါဘူးမေမသိလို့ပါနောက်တခါတတိထားပါမယ်မင်းကငါဘာမှမပြောရသေးဘူးမျက်ရည်ကစာလာပြီရှင်ကမျက်ရည်ကြောင်ပြောတာကိုကြားမှာပေါ့တော်ပြီအင်းကြီးလေးတော့အေးပတ်တော်မယ်ရှာမျက်လုံးများကမင်းရဲ့ဘိုက်ကိုကြည့်ပြီးပြောလိုက်တာကြောင့်ရှာရဲ့စိတ်ကိုသိနေတယ်လို့ပဲရှာတယောက်မင်းရဲ့ဘိုက်လေးကိုကန်ကြည့်ချင်မိတာအမှန်ဒါပေမဲ့မိခွင့်မပြုမှာသူကြိုသိနေတယ်သူမင်းရဲ့ပေါ်ပြောခဲ့တာတွေမင်းမဟုတ်သေးပါဒါကြောင့်အောင်ဤနှိခဲ့တယ်မေကိုကြီးမေလေးရဲ့မနေ့ကတည်းကအိမ်ပြန်မလာလို့အိမ်သားတွေအကုန်စိတ်ပူနေကြတာဟိုအဲ့ဒါကလေမင်းရဲ့စကားတွေထစ်နေတာကြောင့်ဒေါ်နင်းစီကပဲဝင်စင်ပြလိုက်တော့တယ်ကျမသမီးလေးရဲ့ရောက်ခမပါတားလေးနဲ့သမီးလက်ထက်တုံးကကျမလည်းမသိခဲ့ရပါဘူးကွာရှင်းလိုက်တယ်ဆိုတော့ကလည်းကျမချက်ချင်းလိုက်ရှာနေခဲ့တာပါအခုသမီးလေးကိုပြန်တွေ့တော့တားကိုယ်တိုင်ပြန်ခေါ်ခဲ့ပေးတာပါအခုလေတားနဲ့သမီးတို့ကိုပြန်ပေါင်းစစ်ချင်တာကြောင့်ဒီဟာသမီးရဲ့မိဘတွေစီခွင့်လာတောင်းတာပါအမကတော့သမီးကိုသူ့ဘာသာကြိုက်တာလုပ်ဖို့ခွင့်ပြုထားပါတယ်အရင်တည်းကလည်းသူ့ကိုပြောမနာလို့လွတ်ထားပေးမိရကအခုလိုအချိန်လေးတည်းဖြစ်လာတာပဲလေမိလေးနဲ့လက်ထပ်ထားတဲ့သူကဘာလို့လိုက်မလာတာလဲသူအလုပ်ကိစ္စအစည်းအဝေးရှိလို့ကိုကြီးဘယ်ကုမ္ပဏီကလဲမိလေးဟိုမမချင်းနဲ့လုပ်ငန်းစာချုပ်ချုပ်ထားတဲ့ကိုကုမ္ပဏီကပါတော်ပါသေးရဲ့မိလေးရဲ့ချွေးမလေးအတွက်မပူပန်ကြပါနဲ့အတ္တရသမီးရန်လေးတယောက်လို့ချက်မှာပါအတ္တိမကတာဝေရှိတော့သမီးလေးလူချင်းနေတာသမီးရစုံတင်မဟုတ်တော့ဘူးအတ္တိမြေးပါရတော့မယ်ဟုတ်တယ်နော်မွေးရင်တော့မေလေးလိုသမီးမျိုးမမွေးမိအောင်အမကတော့ဆူတောင်းနေအမေနဲ့တူပြီးနေတကာလှည့်ပြီးရှောက်သွားနေမှာဆိုလို့အမကလေသမီးလေးကလိမ့်มาပါတယ်မေမေကလေမေကအိမ်မကတ်တာကလွယ်ရင်ဘာစိုးလို့လဲနှက်ကလေးစုဟာပြောနေတဲ့မေလေးကိုကြည့်ပြီးအားလုံးရဲကြတယ်မေလေးကကိုတိုင်းပိုက်ချင်းနေတီကိုမေ့ပြီးကလေးတယောက်လို့စူပုတ်နေတယ်မေလေးမေမေတို့စီကနေပြန်လာပြီးအပြန်မှာသမီးယောက်ကမနှစ်ယောက်ဈေးဝင်ဝဲကြတယ်ရှာကမေကိုမုန်းတယ်လို့ရှာမေမေကတော့သမီးတယောက်လို့ဂရုစိုက်ပြီးချက်တယ်သမီးတရဲ့ရင်လေးဝတ်ချစ်လာဟုတ်မေဒါလေးဆိုရဲ့ချစ်စရာလေးနော်သမီးဟုတ်ကဲ့မေဖြည်းဖြည်းသမီးကိုဝန်ဆောင်တယ်အဲ့လိုမျိုးမရှောက်ရဘူးဟုတ်မေဝတ်ချစ်မှာသမီးရဲ့တစ်တယောက်တွေးလိုက်လို့ဒေါ်နေစီမေပြတဲ့ဘက်ကိုကြည့်လိုက်တော့အိုးဖះသူနဲ့သမီးကမိတ်ဆွေတွေတဲ့လားသူနဲ့ရေစမ်းမကုန်သေးဘူးလားကတ်ကြမရဲ့မေဘာဖြစ်တာလဲအစင်ပြေရဲ့လားသမီးရဲ့မိတ်ဆွေဆိုတာအဲ့လိုလားဟုတ်ဘာလို့လဲဟင်ဟိုဘာမှမဖြစ်ပါဘူးသမီးရဲ့အတိအသင်နဲ့လေတူလို့ပါဒေါ်နေစီဘာမှမဖြစ်တယ်လို့စိတ်ကိုတင်ပြီးပြောနေမိတယ်သူတည်တာကအဲ့လူကိုသူတို့မိတ်ဆွေပြစ်ထားခဲ့တဲ့လူမဆန်နဲ့သူ့ကိုတသက်လုံးမမေ့ခဲ့ဘူးဟုတ်လားသမီးမိတ်ဆက်ပြီမယ်လေဦးလေးကခေဖို့ကောင်းပါတယ်ရှားပါတယ်သမီးရဲ့နောက်မှပဲနှုတ်ဆက်တာပေါ့လာပါမေရဲ့အခုပဲတခါတဲ့မိတ်ဆက်ပေးမယ်မိတော်နေစီလည်းကိုဆွဲလာပြီထိုလူစီကိုခေါ်လာခဲ့တယ်တော်နေစီလည်းမိဆွဲခေါ်ရပါလာခဲ့တယ်ဥဖေမတွေ့တာကြပြီနော်ဟာမေလေးဥဖေမင်းကိုဆက်ပြီးနောက်မဆက်နိုင်တော့ပါဘေးမှာတော်နေစီကိုသာအော်မှုများစွာပဲကျင်းနေမိတယ်နေစီဟုတ်ပါတယ်နေစီမဟုတ်လားဥဖေကမေနဲ့သိနေတာလားမေဟုတ်လားဒါဆိုမေလေးနဲ့နေစီကမေရဲ့ချွေးမှာပါဒါဆိုတားတောင်အိမ်အောင်ကြပြီပေါ့ဥပိမာမဝါတာနဲ့မျက်နှာဖြင့်ဒေါ်နေစီကိုလန့်ကြည့်လိုက်တဲ့အခါဒီမဲ့ရှင်ဘာတွေပြောနေတာလဲရှေ့ကိုယ်တိုင်ပြစ်ထားခဲ့တာလေရှေ့မှာတာရောမိမရောဆိုတာမရှိတော့မသိတော့ဘူးလားအခုမှဓားတွေသမီးတွေလာမပြောပါနဲ့နေစီကိုတောင်းပန်ပါတယ်ရှေ့တောင်းမှလည်းအလကားပဲရှေ့သားကရှင့်ကိုအခုမတွေ့ချင်အောင်မုန်းနေခဲ့တာမေလေဥပိမောင်နဲ့ဒေါ်နေစီတို့ပြောနေတာတွေနားထောင်ရင်ဥပိရစားရဲ့ဖေမှာသိခဲ့တယ်လာသမီးပြန်ရအောင်ဟုတ်ဥဖေတော်တော့မယ်နော်ဥဖေမောင်တယောက်
ကောင်းနေတာညင်ပြလိုက်တယ်မိနိုင်လေးကိုထိုင်ချင်းနေမိတယ်ရှားပြန်လာမယ့်ချိန်ကိုထိုင်ဆောင်နေခြင်းပဲကောင်းတာကြတော့မေရှားစီမြင်မြန်ရှောက်သွားပြီးရှားလက်တရအိတ်ကိုယူလိုက်တယ်ရှားလေးမိကိုငေးကြည့်နေမိတယ်စပင်အရှိကြီးတွေကိုစစ်စစ်ထားပြီးဖိုင်ပွဲညီလေးနဲ့လှနေတဲ့မိကိုသူ့ပထမဆုံးချိန်တေချာကြည့်မိခြင်းမှာဒီမှာရှင့်ကိုကျွန်မပြောစရာရှိတယ်မိစကားပြောလိုက်တော့မှသူငင်းနေတာကိုတရေရသွားတယ်မင်းမဘာပြောစရာရှိလို့လဲကျွန်မစကားအကောင်းပြောမလို့ငါလည်းမင်းကိုအကောင်းပြောနေတာဒီနေ့မိမိနဲ့ရှင့်ဖေးတွေ့ခဲ့တယ်ငါမှဖေးဆိုမရှိဘူးမင်းလို့ဆရာရှိတာသွားလို့တော့ရှင်ဘလို့ပြောလိုက်တာလေကြားတဲ့အတိုင်းပဲရှင့်ကိုဖေးကိုဒီလိုမပြောသင့်ဘူးငါမှသာကြိုက်တယ်လို့ပြောမယ်ငါမိသားစုကိစ္စမင်းဝင်ပါဆရာမလို့ဘူးဒီမှာကျွန်မလည်းဒီမိသားစုကပါရှင်နဲ့လက်ထပ်ထားတဲ့မိမမင်းကိုငါမိမလို့လည်းမတွေးဘူးငါမိသားစုဖြစ်လဲမတတ်မှတ်ထားဘူးရှင်မိတယောက်ရှားရစကားသားတွေကြားရတာဟာနားရီတန်ရီဘူးလောင်းထည့်လိုက်တယ်လို့ခံစားရတယ်သူနဲ့ကလေးတယောက်ရှင်းနေတာတော့သူမိမမဟုတ်ဘူးဆိုတော့မင်းရစင်တွက်ပါလေရှာမိဝနေတဲ့စိတ်ဖြင့်ငွေရတဲ့မှာဘလောက်ကြာသေးမသိရှာခံနေဝင်လာတော့မင်းရဲ့စိတ်တန်လေးတွေကြားနေရတယ်မင်းရဲ့ပိုက်ဖောင်းဖောင်းလေးကိုသူ့ရင်တွေကကင်ကြည့်ချင်ဘူးလားအခုမင်းအေးပြောနေတော့မင်းရဲ့ပိုင်လေးကိုအသားလေးကန်ကြည့်နေမိတယ်မေလေးစားရလာတဲ့ထိလန်လို့လာခဲ့တယ်ရှင်ဘာလို့နေတာလဲကိုကလေးကိုကန်ကြည့်တာလေဒီမှာရှက်ကလေးမရှိဘူးကျမကလေးပဲရှိတယ်မိဘတွေကငါကလေးငါကိုင်းနေတာရှက်ကလေးလို့ပြောရအောင်ရှက်မမွေးပြင်မိမရှိလို့လားကျမကလေးတော့မပေးနိုင်ပါဘူးရှာကိုသူစကားနဲ့သူပြန်ချပါနေတဲ့မိကိုချစ်ပြီးရဲကျင်လာတယ်ဒါဆိုအဲ့ကလေးကဖြတ်လာအောင်ဘသူကရှင်တော်တော်ညက်ပတ်တာပဲမေးသေးတာပေါ့ရှာပါဆက်ပြောမေးဆိုတာဒါကြောင့်မျက်နှာတစ်ခုလုံးညှမြန်းလာတယ်ဘာညက်ပတ်လို့လဲငါပြောတာမှားလို့လားမသိဘူးတော်ပြီအပြင်မှာပဲသွားရတော့မယ်ဘဲမှမသွားနဲ့ဒီမှာပဲအိတ်ရှားပြောရင်မိကိုမှွေပြီးတော့အိယာပေါ်တင်ပြီးမိရဲ့ခါလေးကိုနောက်မှဖတ်ထားလိုက်တယ်မိအတွက်ဒီနေ့ရဲ့ကိုဆုံးပါပဲကိုဝတာရှိခဲ့တာသူနဲ့ဒီလိုတကားမှနေနေကမနေခဲ့ဘူးပါမနက်မိုးလင်းတော့မိအိယာကထမင်လို့တော့ရှားမိရဲ့ခါပေါ်ကလက်ကိုမဖေးသေး၍ထမရဖြစ်နေတယ်ဒီမှာဆင်းလက်ဖေးပြီးကျမထားလို့မရဘူးဟာဘာလဲကွာအစောရှိသေးတယ်နားညစ်တယ်နားမညစ်ချင်ရင်ရှင်းလက်တွေအရင်ဖေးပေးလေဘာလို့ဖေးရမှာလဲငါအိတ်လို့မဝသေးဘူးမင်းလည်းမထားနဲ့ပြန်အိတ်နေဒီမှာကျမမထားလို့မဖြစ်ဘူးဘာဖြစ်နေလို့လဲမင်းကကျမတန်းဆိုင်ကသွားချင်နေပြီဟာစောစောကတော့မပြောဘူးထထမြင်မြတ်သွားရှင့်ကိုအစောကြီးတွေကဖဲလို့ပြောနေတာကိုကဲပါမြင်မြတ်သွားမင်းရဲ့ကားကိုရှာတော့လှလိုက်တာနဲ့ဘိုက်ကလေးကိုလက်နဲ့မပေးကော့တော်တော်လေးသွားနေတဲ့မိကိုကြည့်ပြီးရှာရည်နေမိတယ်ငါဘာဖြစ်နေရလဲငါသူ့ပေါ်ချစ်များချစ်နေမိပြီလားမပြတ်နိုင်ပါဘူးငါချစ်ခဲ့တာခြေပြဟုတ်ပါခြေပြငါရဲ့ပထမဆုံးချစ်သူငါသူ့ကိုမေးလို့မဖြစ်ဘူးငါရဲ့တာယာနေတဲ့အချစ်ကြီးကိုသူဝင်နောက်ဆက်ခဲ့တာအခုကျဲဆိုခြေပြငါ့ကိုမေးနေပြီလားရှာတွင်းနေတဲ့အရာတွေကိုရက်တက်လိုက်ပြီးမိထွက်လာတာကိုစောင့်နေတယ်တိတ်မကြပါမိသက်စံကနေမှပြန်ထွက်လာခဲ့တယ်မိဒီနေပြန်သွားเสียရှိလားရှိတယ်ဘယ်ကိုသွားမှလဲကျမအလုပ်ကိစ္စပါမင်းမဘာလုပ်ရှိသေးလို့လဲငါကုမ္ပဏီမှာတာဝန်ခံလောက်တာကလည်းပြန်လွှဲပြီးပြီမဟုတ်ဘူးလားဟုတ်တယ်အခုကကျမရဲ့မပြီးသေးတဲ့စာနာပြုစုမှုကိုဆက်လုပ်မလို့ဘာမှဆက်လုပ်စရာမလိုဘူးအိမ်ကနေလေဘယ်မှမသွားရဘူးရှင်းပြောတဲ့အတိုင်းကျမမနေနိုင်ဘူးမင်းရင်တော့ငါ့ကိုဒီလိုပြန်မပြောပါဘူးအရင်တော့ကမင်းငါ့ကိုခေါ်တာဒီလိုမဟုတ်ပါဘူးမောင်လို့ခေါ်တာမလားဟုတ်တယ်အရင်တော့ကတော့ခေါ်တော့ရှင်မခေါ်စရာမလိုတော့ဘူးဆိုဟုတ်တယ်အရင်တော့ကပြန်မခေါ်ဘူးဆိုတာကျမအမအတွက်ပြန်မပြောခဲ့ဘူးအခုဘာမှငဲ့စရာမလိုဘူးရှေ့ကြောင့်ကျမအဖေဈေးရုံတင်တာလည်းမသိခဲ့ရဘူးကျမရဲ့ဆက်ဆက်ပါပါတော်ရီတော့တငယ်ချင်းမြန်မာပြည်ရောက်တာလေနှုတ်မဆက်လိုက်ရဘူးငါကြောင့်လို့မင်းကပြောချင်တာလားဟုတ်တယ်ရှေ့ကြောင့်ကျမမိသားစုလူအများကြားမှာကျမကိုဝန်ကြောင့်အဆက်ကွေးတာတွေဒါတွေရှင်မသိဘူးမလားငါလည်းမင်းကြောင့်ငါရဲ့အချစ်ဦးငါရဲ့ချစ်သူနဲ့ကွေးခဲ့တာကြတော့မင်းဘာပြောမလဲဘာမှမပြောဘူးရှင်လည်းကျမကိုဘာမှလာမပြောနဲ့မင်းမပြောပြီမင်းငါကတော့ပြောရမှာပဲမင်းကြောင့်ငါချစ်သူနဲ့ငါကွေးခဲ့ရတာမင်းကိုမုန်းနေရှာရဲ့မုန်းနေဆိုတဲ့စကားကမင်းရဲ့နားလေးတန်ရီဘူးလောင်းချတယ်လို့ပါပဲမုန်းနေဆိုလေဘာလို့ပြန်ပေါင်းနေတယ်လဲမင်းစီမှာငါကလေးစိတ်နေလို့ငါရဲ့ကလေးကိုဘယ်တော့မှအဖေမရှိပဲမမွေးလာစေရဘူးဘာလဲရှင်းလို့အဖေမရှိပဲနေရပါဆိုလို့လေမင်းနာဦးရှာဒေါသထွတ်ထွတ်နဲ့
မေရဲ့နာမည်ကိုအော်လိုက်တာကြောင့်မေလက်သွားမိတယ်မေသူ့ကိုဒီလိုမပြောတဲ့မှာတတိဝင်လာတယ် sorry ပါကျမဒီလိုမပြောတဲ့မို့နောက်တစ်ခါမပြောမိစေပါနဲ့ငါကလေးကိုလည်းအဖေမရှိပဲမွေမယ်လို့စိတ်တော်မကူပဲနဲ့ရှားပြောပြီးချင်းလက်ထွက်လာခဲ့တယ်မေဒီတခါတော့သူ့ကိုပြောလိုက်တာလွန်သွားမှသိတယ်သူတို့နှစ်ယောက်စကားများတာကိုဒေါ်နေစီကောင်ကြားလိုက်တယ်နောက်နဲ့သမီးကိုနှုတ်ဖို့တက်လာခဲ့တာပါဒါပေမဲ့ကြားလိုက်ရတဲ့စကားများကြောင့်ဒေါ်နေစီဝမ်းနေပြီးဝင်နေမိတယ်သူမရဲ့သားကသူ့လိုအဖေမျက်နှာငတ်ပြီးသူ့ကလေးကိုမကြည့်ပြစေချင်တာကိုသိပြီးတော့ပို့ပြီးနောက်ကိုတတိထားမိတယ်အခုလိုဖခင်မျက်နှာငတ်ပြီးကြီးလာရတာသူမအပြစ်လည်းမကဲမှာသမီးရေအေးစီမှာဧည့်သည်လာတဲ့နေ့တွေ့တယ်ဟုတ်မေမေသမီးသွားကြည့်လိုက်မေမေအေးစီကိုရောက်တော့မျက်လုံးများဝိုင်းပြီးအံ့ဩမိတယ်ဥဖေမေလေးဥကိုအိမ်နဲ့မခေါ်တော့ဘူးလားဟာဟုတ်သားပဲဥလေးလာဥဖေအိမ်ထဲကိုဝင်အိမ်ထဲကိုရှင်ဝင်လာစရာမလိုဘူးအနောက်မှာဒေါ်နေစီရဲ့တန်ကြောင့်မေရောဥဖေပါလှည့်ကြည့်လိုက်မိတယ်ကိုတောင်းမှမာတဲ့နေစီကိုမအတွက်လေကိုပြန်ပြီးပေးဆက်မှာပါရှင်းနေကြမှာပြောစရာမရှိဘူးပြန်มาတော့ဒေါ်နေစီကပြောရင်လည်းမျက်ရည်များစီးကျလာမိတယ်ကိုရှင်းပြတာကိုနားထောင်မအောင်နေစီရဲ့ဘာမှနားထောင်စရာမလိုဘူးရှင်းလို့မိသားစုပေါ်ရက်စနိုင်တဲ့သူနဲ့လေဘာမှပြောစရာမလိုဘူးမင်းကို့ကိုမုန်းနေပြီဆိုတာသိပါတယ်အခုချိန်တည်းကို့ကိုခွင့်မလွတ်နိုင်သေးဘူးလားဟင်ရှင်းကိုဘယ်တော့မှခွင့်မလွတ်ဘူးရှင်းကြောင့်ကျမသားလေးမှာငငရွရွစိတ်တရားရခဲ့တယ်ရိုးချင်းတဲ့ဒီနိုင်ငံမှာတောင်းမနေနိုင်လို့အခြားနိုင်ငံမှာဒုက္ခတွေနဲ့နေခဲ့ရတာကိုတောင်းပါပါတယ်ရှင်းပြမှာတော့တားလို့သွားခြင်းနေပြီရှင်းဝတ်တွေ့ရင်တာစိတ်ထိခိုက်လိမ့်မယ်ဒေါ်နေစိတ်သူကိုပြန်စီချင်တာကြောင့်တတဝက်ချောင်းပြပြီးပြောလိုက်တော့တယ်ရှာကအစောတွေကပင်အလုတ်သွားပြီဖြစ်တယ်ဒါဆိုလေကိုပြန်မမယ်ဒေါ်နေစိဥဖေရဲ့မျက်နှာကိုမကြည့်ပါတပတ်ကိုလွှဲထားရင်မျက်ရည်များသာကျနေတယ်ဥဖေသမီးနောက်မှာပဲလာတွေ့တယ်နော်ရပါတယ်သမီးရဲ့သမီးစင်ပြေမှလာတွေ့ပါဟုတ်ကဲ့ဥဖေမောင်လည်းမိတို့စီမှာမျက်ရည်များပြန်လာခဲ့တယ်သူ့အပြည့်အတွက်သူပြန်ပေးဆက်ရမိသားတွေးနေမိတယ်မိလေဥဖေပြန်တော့မှဒေါ်နေစီကိုတောင်းပန်နေတယ်သမီးတောင်းပန်ပါတယ်မိမိအမှန်ဆိုဥဖေကိုသမီးသဘောတိုင်းအိမ်မခေါ်တဲ့မို့ရပါတယ်သမီးရဲ့မိမိဘာမှမဖြစ်ပါဘူးဟုတ်မိမိကြည်ပြမဟုတ်လားဟဲ့မေနင့်ကိုတွေ့ရတာငါအစံဝမ်းသာတာပဲကြည်ပြရဲ့ငါလည်းတူတူပါပဲမေရဲ့ဒါနဲ့နေပါအောင်နင်ကဘယ်တော့အိမ်အောင်ကြပြီအခုမေရဲ့ပိုင်းလေးကိုမေခေါင်းငုတ်ပြီးငိုးလာမိတယ်ငါအိမ်အောင်ကြတာနင်ပြီးခဲ့တဲ့တစ်ခေါက်ကမြန်မာပြည်ပြန်လာတဲ့အချိန်လောက်တည်းကငါကနင့်ကိုတတက်ယောက်ျားမရတော့ဘူးလို့ထင်တာဒီလောက်ပေါင်တဲ့နေပြီးဘွဲဆိုရင်လက်တောင်မကြည့်တဲ့သူကအိမ်အောင်ကြပြီးစူဘူးပါရှိနေတာမယုံနိုင်သေးဘူးငါလည်းထင်မထားပဲနဲ့ဖြစ်လာခဲ့တာပါကြည်ပြရဲ့ဘယ်လိုမထင်မှပဲဟုတ်လားဟုတ်တယ်သူနဲ့ငါကချက်ချက်လို့ယူခဲ့ကြတာမဟုတ်ဘူးအခြေအနေတကွကြောင့်ရှူပြစ်ခဲ့တာသူကတော့ငါ့ကိုတော်တော်မုန်းနေတယ်လေသူချစ်သူနဲ့လမ်းခွဲခဲ့ရလို့မိရဲ့နင်းဖြစ်ကလည်းစိတ်မချမ်းသာစရာငါလည်းနင်းနဲ့မချမ်းသာပါဘူးဟာငါမြန်မာပြည်လိုက်လာတော့ငါချစ်သူဟာအကြတရားနဲ့လက်ထပ်လိုက်ရပြီးသူနဲ့ယူတဲ့သူကသူ့ကိုအပိုင်ဖန်ခဲ့တာတဲ့နင်းတို့ကလည်းစိတ်မကောင်းပါဘူးကြည်ဗျာရှားပါလေဟာဖြစ်ပြီးသွားပြီပဲဟာငါတို့စုံတော့ရှောက်နေရအောင်မလေးမီလေးရေနင်းကရှောက်နေမိသားပြောနေတာကိုလည်းပြန်ကြည့်အောင်ပိုက်တကားနဲ့ကြည်ဗျာနော်သူများကိုပိုက်ကြည့်တဲ့ရှောက်မလဲရဘူးလို့ဘသူပြောလေဟုတ်ပါပြီကဲဘယ်သွားမလဲမုတ်ရင်ရှောက်စားမယ်โอเคမေလေကြည်ဗျာနဲ့တူဝတ်သားတို့ကြာတန်တော့မုတ်တီတွေကိုအဝါရှောက်စားပြတဲ့ကြည်ဗျာကနိုင်ငံခြားမှာနေတော့လေမြန်မာအစည်းအဝေးကိုတော်တော်များများကြိုက်ကြတယ်ကြည်ဗျငါပြန်တော့မယ်နော်ရော့ဒါငါအိမ်လေးစားနေမပြန်သေးရင်ငါစီလာလေမှာပါစိတ်ချမိလေးကြည်ဗျနဲ့တွေ့ရတာမဝသေးပါအိမ်ပြန်တော့ကြမှာဆိုရတာပြန်လာခဲ့ရတယ်သူမအိမ်ရှိကိုရောက်တာနဲ့သူမကိုစူးစိုက်ကြည့်နေတဲ့စားကိုမြင်ပြီးလှမ်းသွားမိတယ်ငါမေကိုဘယ်မှမသွားဘူးပြောထားတယ်မလားရှစ်စကားနားထောင်မိလို့ကျမပြန်မပြောမိလို့လားမင်းဆောင်သွားတာကဘာမှမဖြစ်ဘူးလမ်းမှာတခုဖြစ်လို့ကလေးထိတ်ကရင်ဘယ်လိုလုပ်မလဲကျမလည်းဒီလောက်တော့ကိုဂယူးဆိုင်နိုင်ပါတယ်အာမေပြောနေတော့မေဘိုင်းနာလာတယ်ဘာဖြစ်တာလဲဘာဖြစ်တာလဲဘိုင်းနာလာလို့ဟာဒါဆိုမင်းကငါလာတယ်နဲ့မွေးမလားမေဒီမှာမင်းနာကိုမွေးတော့မယ်ထင်တယ်ဒီမှာရှင်မာရီစောက်ဝင်နေတာလေကလေးမွေးဖို့နာတာမဟုတ်ဘူးအိမ်သားတက်ချင်လို့စောစောကပြောပါလားတားနာနေပြီမရှားတော့ဘူးရှားလေမေပြင်းနေတဲ့ပုံကိုကြည့်ပြီးမြန်ပွက်ချီခေါ်သွားကအိမ်သားလေးထိပို့ပေးလိုက်တယ်
မေအိမ်သားတွေကထွက်လာပြီးမကြပြန်ဝင်သွားပြန်နေမိကိုရှားကြည့်ပြီးဒေါသထွက်လာတယ်မိဘတွေစားခဲ့လို့ဒီလောက်ဖြစ်နေတာလေဝတ်သားတူတူရဲ့ကြာတန်တုတ်ရဲ့မုတ်တီရဲ့နေနေပါပါစားခဲ့တာဘာမိမအောင်တော့မရှိဘူးလားဒါတွေအခုချိန်စောင့်စားတဲ့နေဆိုတာကလေးတကူကူဖြစ်လို့ကတော့မင်းကိုတီးတိုင်မထားဘူးဒီမဲ့အခုခံနေရတာကျမပါရှင်ကလေးကိုဘသူကစိတ်မပူပဲနေမလဲကျမကလေးရဲ့အမေပါမင်းစစ်ချင်ပေါ့ဒီမှာတညလုံးပေးမှန်းထားတာကြောင့်မိမနဲ့မိုးလင်းတော့တော်တော်နဲ့မထားနိုင်ပါရှားဆရာဝန်ကော်ပီစိတ်ထုတ်ပေးခဲ့တယ်ရှားရဲ့စိတ်တွေလည်းဝေခွဲမရဖြစ်ခဲ့ရတယ်သူတညလုံးမိကိုစိတ်ပူတာလားဒါမှမဟုတ်ဘယ်တဲ့ကလေးကိုစိတ်ပူတာလားဝေခွဲမရပါမင်းနိုးလာပြီလားအိယာပေါ်မှာတောင်မျက်လုံးလေးလှုပ်လေနိုးလာတဲ့မိကိုကြည့်၍မိလိုက်တော့တယ်ရှားမေးတာကိုမိကောင်းလေးညံ့ညွန်သာလှုပ်ပြီးပြန်ပြေးလိုက်တယ်စကားမပြောနိုင်လောက်အောင်နိုးရတဲ့ထမျက်နှာလေးပါလေးတဲ့အောင်ကိုပုံစံလေးကိုမှန်နေပြန်ကြည့်ဘယ်တဲ့ကလေးကိုမှထဲ့မတွက်စားကြရဆွတ်စားတာပဲမိသူပြောတာကိုပြန်မပြောပဲနားထောင်နေမိတယ်ကိုလည်းဒေါသထွက်မိတယ်ဒီလိုဖြစ်ခဲ့တဲ့အတွက်မင်းငါပြောတာကိုကြားရလားသူကသာပြောနေပြီးမေကဘာမှပြန်မပြောတာကြောင့်စိတ်တူပြန်မေးလိုက်ချင်မှာဟုတ်ကြားပါတယ်နောက်တစ်ခါဒါမျိုးမဖြစ်စင်နဲ့မေးပြတာအရေးကိစ္စမဟုတ်ဘူးမေးပိုက်တဲ့ကလေးလေးတခုခုဖြစ်လို့ကတော့မင်းကငါရှားပြောနေရင်ဘာမှစမပြောတော့ပါနောက်တစ်ခါဒါမျိုးမဖြစ်စင်နဲ့မေးပြတာအကြောင်းကိစ္စမဟုတ်ဘူးပိုက်တဲ့ကငါကလေးလေးတခုခုဖြစ်လို့ကတော့မင်းကငါရှားပြောနေရင်ဘာမှစမပြောတော့ပါနောက်တစ်ခါတခုခုဖြစ်ရင်ရှင်းရပါလို့မို့လဲကျမလည်းအမေပါဘယ်လိုလုပ်ဒီလိုဖြစ်ချင်မှလဲမင်းကပြောနေပဲမင်းကြီးများကြားလာတယ်မင်းကိုနေတော့သူမဘေးမှာဖုန်းလေးထားမိလာတယ်ဟယ်လိုရှင်မဖြစ်နိုင်ဘူးမေမေတို့ပြောတော့တတ်တာလာပြီဆိုအခုဘေဘေကဘာလို့မရှုံဘူးမေဖုန်းပြောရင်လည်းပဲမျက်ရည်များပူကျလာပြီးညကလေးကပင်မနေတာကြောင့်တတိပိတ်မလို့ဖြစ်နေတယ်ရှားလေမေစီကဖုန်းကိုလမ်းယူလိုက်ပြီးတပတ်ကစကားကိုစံနာထောင်လိုက်တဲ့အခါမယုံနိုင်အောင်ဖြစ်ခဲ့ရတယ်ကျွန်တော်နဲ့မေမနေ့ပြန်ချက်ချင်းလာခဲ့ပါမယ်အခုလေနေမကောင်းလို့အိပ်ရထဲမှာဟုတ်ကဲ့ရှားပေါင်းပြော့ပြီးဒီဘက်လေတော့မေရမရှိတော့ပါဆွေးရည်စင်တဲ့တူဒေါ်သာပါထွက်လာခဲ့တယ်ဒီလောက်နေမကောင်းဖြစ်နေတာကိုဟာကွာရှားအောက်တက်ကိုမြင်ပြေးဆင်းလာခဲ့တယ်ဟဲ့နော်ဘယ်လိုဖြစ်တာတော့သမီးလေးအခုပေါ်ကပြနဲ့ဆင်းလာတယ်မေနောက်ရဲ့အဖေစုံမိတဲ့အခုပဲဖုံးဆက်တယ်ဖះကြီးဟိုတလုံးကပဲတတ်တာတယ်ဆိုတားမသိဘူးမေအခုမေနောက်ကိုတာလိုက်အောင်မေအေးသားသမီးလေးကိုတခြားလဲခရစ်ဆိုင်အောင်နော်ဟုတ်မေဆိုင်နေမှာမြန်ပြေးထွက်ပြီးမိရနာကိုပြေးလိုက်လာတယ်မိလေကိုဝင်နေမို့ဝမရောက်ခင်တွေ့ပြီးပြက်ခေါ်လာရတယ်ဒီမှာမင်းကငါကိုယ်တိုင်လိုက်ပုံမေဒီပုံနဲ့ဘယ်လိုသွားမှလဲအိမ်မှာကားပြန်ယူမေမင်းလည်းမျက်နှာလေးနေပပတဲ့ပြီးရင်သွားမေမိပါမှပြန်မပြောမိပါအတွင်နဲ့သာငွေနေမိတယ်မေလေးတို့ရှောင်းလာတယ်ကိုကြီးရဲ့ဖေဆုံးတာတကယ်လားမေလေးရဲ့ဖေကသွားချိန်တန်လို့သွားပြီပဲမငွေနေတော့နော်ဒါမေလေးရဲ့ယောက်ျားလားဟုတ်ကိုကြီးဟိုတခါလာတော့ငါသူ့လုံးမှာကိစ္စလေးရှိလို့မလိုက်ဖြစ်ခဲ့တာပါရပါတယ်မေလေးရဲ့အခုဖေဆုံးတဲ့အချိန်မှာလိုက်ခဲ့ပြီးတာပဲဟိုဒါနဲ့နာမည်ကရှားမင်းအောင်ပါကိုရှားကိုယ်တိုင်ဝင်ဖြေပေးလိုက်မိတယ်နိုင်ရပြနေချိန်မှာတွေ့တော့အာရနာတဲ့ငါညီရရှားပါတယ်ကျွန်တော်ဘက်ကလည်းမတွေ့ဖြစ်ခဲ့လို့တောင်းပန်ပါတယ်ရပါတယ်ကွာတောင်းပန်စရာမှမဟုတ်တာငါညီနေနဲ့လေဘယ်လာတွေ့ချင်အောင်မလဲအခုလေမေလေးပြပြလို့ငါညီနဲ့မေလေးရဲ့ဆက်ဆံရေးကိုသိပါတယ်ကိုကြီးရဲ့စကားများကြောင့်ရှာမျက်နှာပူလာပြီးပါရီပါရဲကနေဖြစ်သွားတယ်မင်းနောက်ရဲ့အကိုဆိုပေမဲ့လေမောင်နှမတွေဒီလောက်ထိတောင်ပွင့်လျရသလားဆိုတဲ့အချင်းနဲ့မင်းမျက်နှာကိုလှမ်းကြည့်လိုက်ကကျွန်တော်ပြလဲမကင်းတာပါနှစ်ယောက်လုံးအစစ်ပြေအောင်သာနေပါအကိုတို့ကတော့မေလေးနဲ့ပတ်သက်ရင်သူစိတ်ချမ်းသာတယ်လို့လှုပ်ခိုင်းခဲ့တာပဲကိုကြီးမေသူတို့နှစ်ယောက်စကားပြောနေရမှလှမ်းခေါ်လိုက်တယ်ဘာဖြစ်လို့လဲမေလေးဟိုမေနဲ့မမကြီးရောမတွေ့ပါလားမေလေးရင်ရောက်တဲ့ကကြည့်နေတာမတွေ့ဘူးမေကန်ထဲမှာရှိတယ်မမကြီးကဘယ်တော့မှပြန်ရောက်နေတာလဲနိုင်ငံခြားသွားနေတာမဟုတ်ဘူးလားဟုတ်တယ်ဖေဆုံးတာနဲ့ဖုံးဆက်ပြီးခေါ်လိုက်တာမေလေးတို့နဲ့ရှေ့ဆက်နောက်ဆယ်မဲလျှောက်တာဒါဆိုမေလေးမေစီသွားလိုက်အောင်မယ်ရှားပါခေါ်သွားလေမေနဲ့မမကြီးနဲ့လည်းတွေ့လို့ရအောင်ပေါ့ဟုတ်ကိုကြီးညီလေးလိုက်သွားလိုက်ပါမေတို့နဲ့တွေ့ရတာပေါ့ဟုတ်ကဲ့မေနဲ့သူမေကန်နဲ့တူတူဝင်လာတာမြင်တော့မမကြီးကအော်နေပုံရတယ်ကိုရှားမင်းတော်က
ကျမတို့နိုင်ရလာတယ်မိလိုက်ဦးအော်စွာပြောလိုက်တာကြောင့်မိကက်မမြပင်ဝင်စင်ပြတယ်မမကြီးဒါမေလေးနဲ့လက်တက်လိုက်တဲ့သူလေမေလေးယောက်ျားဟမ်မမကြီးကိုစားတာဝန်ခံအနေနဲ့သွားတဲ့ကုမ္ပဏီကတတိမဟုတ်လားဒါဆိုမင်းတို့ကတာဝန်ခံတတ်မဟုတ်ပဲ Green House ကုမ္ပဏီရဲ့အငယ်ဆုံးသမီးဆိုတာလားဟုတ်တယ်မေလေးကကျမတို့ရဲ့ညီမအငယ်ဆုံးလေးအော်ဒါနဲ့မေလေးကြောင့်ဘာမှမသိပဲယူခဲ့ကြတာလားကျွန်တော်သူ့ကိုအလုပ်ထွက်ခိုင်ငှားရင်လည်းသိတာပါကျန်တာတော့ဘာမှမသိဘူးမေလေးကလည်းသူလက်ထက်လိုက်တာပဲပြောပြတာပြီးတော့ကွာစင်းနာရဲ့နောက်မှာကိုစားမင်းနာရဲ့အမေကပြန်ပြီးပေါင်းဖို့လိုက်ပြောမှပြန်ပေါင်းတာကိုသိတာဒါတောင်အဲ့ဒီကအတင်းနှင်းစင်နေပဲကျမတို့သိလိုက်တာအခုချိန်ထိသူ့ယောက်ျားရဲ့နာမည်နဲ့မေလေးကလည်းသူ့လက်ထက်လိုက်တာပဲပြောပြတာပြီးတော့ကွာစင်းနာရဲ့နောက်မှာကိုစားမင်းနာရဲ့အမေကပြန်ပြီးပေါင်းဖို့ပြောလိုက်တော့မှပြန်ပေါင်းတာကိုသိတာဒါတောင်အဲ့ဒီကအတင်းနှင်းစင်နေပဲကျမတို့သိလိုက်တာအခုချိန်ထိသူ့ယောက်ျားရဲ့နာမည်တောင်မသိခဲ့ဘူးကျွန်တော်ဘက်ကလည်းလူဝဲချက်ရှိခဲ့လို့ပါမမကြီးမိမိနဲ့မိလေးတွေ့ချင်တယ်မိမိအိမ်နေတယ်ခဏလေးနောက်မိလေးမိမိလေးဖိဖိဆုံးတော့ဝမ်းနေလို့တင်တယ်တိတ်ပြီးစကားမပြောဘူးမိလေးမိမိနိုးတဲ့တီစောင့်မယ်အမဒါနဲ့မိလေးကြည့်ရတာတိတ်ပြီးအားမရှိတဲ့ပုံပဲဟုတ်တယ်သူတညတော့ဘိုက်တင်နာပြီးတက်စင်ကမဲဝင်းနေတာအခုမနေ့ကျတော့လေဖုံးဆက်ပြီးတွေကအဲ့ဒီလိုပုံစံဖြစ်နေတာမိလေးရဲ့ကျမရဲ့ဂရုစိုက်မှာပေါ့ပြီးတော့ကိုကမပေါ်မပါချင်းနဲ့ကလေးမွေးကနေရဲ့ဒုက္ခရောက်လိမ့်မယ်မိလေးဂရုစိုက်ပါမယ်အခုမမေအိတ်နေတော့ဆိုတော့ခဏသွားနာလိုက်မိလေးခံကိုနေတိုင်းဆေးကိုင်းထားတာမိလေးလာတဲ့ချိန်လွတ်လွတ်လပ်လပ်နေလို့စအောင်ဟုတ်မမကြီးဒါဆိုမိလေးတို့နာတော့မယ်မေနာဦးမင်းကငါ့ကိုပါတဘောလေမိကန်းနဲ့ရောက်ချင်းရှာမေးလိုက်တာကြောင့်မိသူ့ကိုကြောင်ကျင်းနေမိတယ်နောက်မှဘာလို့လဲမင်းငါမိသားစုကိုဘာလို့ငါနာမိတောင်မပြောပြထားတာလဲမလိုအပ်ဘူးထင်လို့ပါဘာလို့မလိုအပ်ရမှာလဲကလေးရဲ့ဖေကငါဆိုတာမင်းမမင်းနဲ့ဟုတ်ပါတယ်ရှင်းကလေးပါရှင်းမေကလေးလေးရဲ့အဖေပါနောက်တစ်ခါပိုက်သွားပြရင်ငါနာမည်ကိုထည့်ခဲ့မင်းရင်တော့ကလေးဖေနေရမှာနာမည်မထည့်ထားပါဘူးထည့်ခဲ့ရှင်တော်တော်ဒီကလေးကိုလိုချင်နေတာလားမလိုချင်ပဲနေမလားငါသွေးသားပဲရှင်သွေးသားပဲဝမ်းနဲ့လွေထားရတာကကျမပါကိုချင်းမဆာနာကလေးပဲအဖြစ်သေးပြမနေနဲ့ငါရဲ့ကလေးကိုအဖြစ်မသေးလို့မင်းတို့ပါသေးပြရမလားဟုတ်တယ်စင်နော်မရွှေနဲ့မရွေးပါဘူးမေးကြည့်တာတော်ပြီမင်းလည်းနာတော့ဒါနဲ့ငါရေချိုးချင်လို့ခဏဆောင်ကျမရင်နှွေးဆက်ပေးမယ်မင်းကိုရင်နှွေးဆက်ဖို့ပြောနေတာမဟုတ်ဘူးရေချိုးကမသိလို့မသိရင်ငါရေချိုးတိုင်းပြေးပေးနေရတဲ့ထင်းကုန်ပဲဟုတ်ပါတယ်ကျမအပြစ်ပါပဲရေချိုးကန်ကညာဘချမ်းမှာရှာပြီမင်းနာတော့အေးစင်နာမေလေသူပြောပြတာနဲ့သူမရဲ့ကလေးမောခဏနာနေတော့တစ်ချိန်လုံးပင်ပန်းထားတာကြောင့်မိကနေအိပ်ပျော်သွားတယ်မင်းနာဦးဟမင်းနာဦးရှာတယောက်မိရဲ့လက်မောင်းကိုလှုံနိုးလာတာကြောင့်မင်းမျက်လုံးများပွင့်လာတယ်ရှင်ဘာလို့အင်ကြီးမဝတ်ထားတာလဲစားရချိုးပြီးကစားတပတ်အရှိကိုခါအပိုင်းသာပတ်ထားပြီးအပေါ်ပိုင်းဝက်လွတ်ဖြစ်နေတဲ့ပုံကိုအနီးကတွေ့လိုက်ရတဲ့ကြောင့်မိလက်ပြီးအော်ကမျက်နှာကိုလက်ဝါးနဲ့အုပ်ထားတယ်။မိရဲ့ဖြစ်နေတဲ့မျက်နှာကိုကြည့်ပြီးရှာအောမိတယ်တော်တော်လေးဆက်တက်တာကိုမင်းမျက်နှာကဘာဖြစ်နေရလဲဒီဘက်လေအောင်အိုးရှင်အင်ကြီးရင်ဝဟာမင်းကဘာလို့ဆက်နေတာလဲကလေးတောင်တရားမွေးတော့မယ်ကလေးမွေးတာနဲ့ဘာဆိုင်လို့လဲရှက်တာကရှက်တာပဲရှက်မနေနဲ့ဟိုတယ်မာတွေကအတွင်းသိစင်သိဖြစ်ခဲ့လို့အခုဆိုရှင်တော့ထပ်မပြောနဲ့တော့အဲ့ဒါဒီဘက်လေငါပြောတာလေနားထောင်ငါရေချိုးပြီးဝတ်ဖို့အင်ကြီးမရှိတာမေ့နေတယ်အဲ့ဒါပြောမလို့မင်းကိုနှုတ်လိုက်တာဖေဖေအင်ကြီးတွေရှိတယ်ကျမရှိပေးမယ်ဘာဖြစ်တာလဲအခုငါတို့လာတာမင်းဖေရဲ့နာရင်နော်အင်းလေရှက်တောင်မလဲသေးတဲ့သူရဲ့ဟာကိုငါဝတ်เสียလားရှင်းရကြောက်လို့လားကြောက်เสียလားတော်လေသူစိတ်မဖြောင်ပါဆိုလို့ပြောတော့လေရှင်သွားတာပေါ့ဒါဆိုကိုချစ်စရာယူပေးမယ်ကျမထမလို့ရှင်ပေးရကနေမေထရရင်နဲ့တကားနာရောက်မှမျက်နှာကွယ်သွားတဲ့လက်ကလေးများကိုဖယ်ချလိုက်တယ်မင်းကိုကြည့်ပြီးရှာအနာမှာရှင်းနေမိတယ်တေချာသေးမှာသူမအပေါ်မှာခံစားချက်ရှင်းနေချက်ပဲသူနဲ့ရှင်းနေချိန်တွေမှာကြည်ပြားကိုလည်းမင်းနေတယ်လို့ဖြစ်ပြီးတရေတောင်မရမိပါတခါတလေတော့လေသူ့ရဲ့စကားများဇက်ဖြစ်နေရပေမဲ့အိမ်ထဲမှာတော့ချီနုနေခဲ့တယ်ကိုကြီးဘာလဲမိလေးရဲ့ဟိုကိုကြီးရဲ့အိမ်ကြီးတစ်စုံလောက်ရှာဝတ်ဖို့ဘာမှမယူလာခဲ့မိလို့ရှော့ဒါလေးယူသွားပေးလိုက်နည်းနည်းသေးတော့တော်လောက်မှာပါ
ဟုတ်ကဲ့မေလေးစားအတွက်ရှုပ်ပြီးပြတ်တတ်ဖို့လို့တော့နောက်မှစကားပြောတဲ့ကြောင့်ဝမ်းသာတယ်လို့ဖြစ်ခဲ့တယ်ဟိုဒါမင်းနောက်ရဲ့အိမ်လာရှင်ဟုတ်ပါတယ်ဘသူလဲမသိကိုကြီးအဲ့ဒါမေလေးတငယ်ချင်းမေမြင်းမြန်းဆက်ဆက်ပဲဝင်ပြေးလိုက်တယ်အော်မသိလို့တော့ညီမရှားပါတယ်ရှင်ကြည်ပြလေမေရဲ့ဖေဖေနာရဲ့တရင်ကြလို့လိုက်လာခဲ့တာကြည်ပြရဲ့နင်ကစီလာတာအစံဝမ်းသာတာပဲအောင်မလေးမေရဲ့မနေ့ကပဲငါတို့တွေ့ခဲ့ကြသေးတာပဲဒါပေမဲ့ဒီနေ့မနက်တရင်ကြတော့စိတ်တောင်းမကောင်းဘူးမေလေးအင်ကြီးအရှင်သွားပြလိုက်အောင်လေကိုကြီးဝင်ပြောမှာပဲအင်ကြီးသွားပြဖို့တတိဝင်လာခဲ့တယ်ဟုတ်သားပဲကြည်ပြမေအင်ကြီးသွားပြလိုက်အောင်မေခဏဆောင်နော်ရှားတယ်မေသွားပါကြည်ပြအေးစိနေပြီးမှပြန်ပါအဲ့ဒါဆိုမေရဲ့အမျိုးသားနဲ့သားမိတ်ဆက်ပေးမယ်သူလဲပါလာတယ်ဟာဒါဆိုလေတွေ့ရတာပေါ့မင်းနဲ့လက်ထပ်ထားတဲ့သူဟာစားပြနေခဲ့မယ်ဆိုရင်ကြည်ပြအခုလိုဝမ်းသာပါမလားနောက်ပြီးမင်းကလည်းကြည်ပြနဲ့ရှားတို့ရဲ့ပတ်သက်မှုကိုသိရမှာပါလားဒီမှာရှင်ဝဖို့ပြီးရင်အခုခဏဆင်းလာပေးပါကျမတငယ်ချင်းနဲ့မိတ်ဆက်ပေးခြင်းလို့ဒီမှာမင်းကဝစကားပြောတာဒီဘက်လည်းပြောလို့မရှားဘူးလားအိုးရှင်မအင်ကြီးမဝတ်ရသေးတာပြီးရင်ရှင်ဆင်းလာခဲ့โอเคပြီးရင်ဆင်းခဲ့မယ်မရောက်တဲ့ကိုဆင်းလာပြီးကြည်ပြနေစကားများပေါက်ဖွက်ပြောနေတော့ရှာဆင်းလာခဲ့တယ်ဒါပေမဲ့ရှားရဲ့ခြေထောက်များလေကတဝက်လောက်မှပဲဇက်တက်နေခဲ့တယ်မျက်လုံးကိုပင်မယုံနိုင်အောင်ဖြစ်နေမိတယ်လေကပေါ်မှာရှားကိုမြင်ပြီးကြည်ပြလဲအောင်းနေမိတယ်ပါစက်မှာလွတ်ကနေထွက်သွားတဲ့စကားတန်းကြောင့်ပို့ပြီးအောင်းသူကတော့မေဖြစ်တယ်အခုကြည်ပြဒါဆိုရှားကကြည်ပြပြောတဲ့သူ့ရဲ့ချစ်သူလားဒါဆိုငါကတငယ်ချင်းရဲ့ချစ်သူကိုလူယူမိခဲ့တာလားတငယ်ချင်းအရင်ကြီးပေါ်ကိုတစ္ဆာဖောက်ခဲ့မိတာလားရှားရလေသူနဲ့ကြည်ပြကွဲရလို့ငါ့ကိုအရှမ်းမုန်းနေတာအခုကြည်ပြကပါငါ့ကိုမုန်းတော့အောင်မလားမင်းရဲ့စိတ်ထဲမှာဝမ်းနေခြင်းနဲ့အတူမိကိုပေါင်းများစွာထုတ်နေမိတယ်ကြည်ပြရဲ့စကားစပြောမှမင်းရဲ့တွေးများလွှဲပြောင်းသွားတယ်အခုနဲ့လက်ထလိုက်တယ်ဆိုတာမင်းနဲ့ပေါ့ဟုတ်တယ်ကြည်ပြအခုကန်ကောင်းပါလေမိလိုမိန်းကလေးမျိုးနဲ့တွေ့တာမင်းကအစမ်းအနေအေးတာအပေါင်းအသင်းလည်းတိတ်မထားဘူးဟုတ်မှာပါအနေအေးလို့လေဟမ်ရှားရည်လောင်တယ်လို့မျက်နှာထားကကြည်ပြရဲ့စကားကိုမိချရတာပို့ပြီးအားရတယ်အမှန်ဆိုမိကိုပြပြောတဲ့မာတယ်လေကြည်ပြကခွဲလို့ပြီးမိမှာတော့အပြစ်ရှိတယ်လို့ခံစားနေမိတယ်ကြည်ပြကိုမိတောင်းပန်ပါတယ်မိသားရှားကိုလက်မတက်ခိုင်းခဲ့ရင်သူနဲ့အခုဆိုအေချန်ပြောရှင်နေရမှာအခုတော့မိကြောင့်ဒါဒီအားလုံးကမိကြောင့်ငါသမီးကိုလက်မထပ်ဖို့ဆိုရင်လေငါလိုက်ပြန်ကလုံခဲ့မှာမဟုတ်ဘူးငါအပြစ်မကယ်ဘူးဆိုတာလေငါလက်ခံနေတော့မှာတော့ပြီးတာတွေလေပြီးနေပြီမေရဲ့မငိုပါနဲ့တော့ကြည်ပြလေဘာမှမဖြစ်ပါဘူးကြည်ပြနှောင်မှဘာမှမဖြစ်ပါဘူးလို့ပြောနေတော့လေသူ့ရဲ့မျက်ဝန်းမှာဝမ်းနေမှုအချို့ကိုတော့မိတွေ့နေရတယ်ရှာရဲ့မျက်ဝန်းမှာလည်းအာနာမူလားဝမ်းနေမူလားမသေးကွဲတဲ့ခံစားချက်တွေကိုမိမြင်နေရတယ်ကဲမိတို့ပြန်လာအောင်မေအတီကိုတော့နောက်မှပဲလာတွေ့တော့မယ်မိရဲ့ကိုကြီးကိုလည်းနှုတ်ဆက်သွားတယ်လို့မိပြောလိုက်ပါမယ်ကြည်ပြမေကိုနှုတ်ဆက်ပြီးအပြန်မှာတော့ငါနဲ့ကိုအပြစ်မမြင်ပါဘူးမေနဲ့လောက်ပြုတ်ဆင်ခဲ့တဲ့တငယ်ချင်းကိုငါအပြစ်မမြင်ပါဘူးကကြမကြောင်းလို့ပဲငါတင်နေအကူကသူ့ကိုအပိုင်ဖမ်းခဲ့တယ်လို့ပြောတော့ငါအကူပြောတာကိုနည်းနည်းယုံကြည်တယ်လို့ဖြစ်ခဲ့မိတယ်ဒါပေမဲ့ငါကိုရတာကိုလုံးဝမယုံကြည်တော့ဘူးအဲ့ဒါနေပြစ်နေလို့ပဲမေနေရဲ့ကိုချင်တရားကိုငါသိဆုံးမှုလို့ပဲကြီးပြစိတ်ထဲမှာရေရွက်ခဲ့တယ်ဖေဖေနာရေးကိစ္စပြီးတော့မိတို့ရှားရဲ့အိမ်ကိုပြန်လာခဲ့ကြတယ်ဒါပေမဲ့အရင်ကရှားနေစကားပြောအစင်မပြေခဲ့တာအခုဆိုပြောစရာစကားပဲမရှိတော့ပါသမီးရှင်းမမေဒီနေ့စကားသွားရမှာမဟုတ်လားဟုတ်တယ်မေဒါဆိုနောက်ကိုလိုက်ဖို့ခိုင်းရမယ်သမီးလေးကိုဝန်ကတပြပြရှင်းနေပြီဘေးရခင်မပိုင်မှတော်ရကြမယ်နေပါစေမေသူအလုံးစုံနေလိမ့်မယ်ကိုဘာသာကိုသွားလိုက်ပါမယ်မဟုတ်တာသမီးရဲ့သူပြောတာမှန်တယ်မေတားအလုံးမအားဘူးမင်းနဲ့တော်နေစကားပြောနေရရှာဝင်ပြောလိုက်မိတယ်အမှန်ဆိုသူလည်းအခုချိန်မှာမင်းနဲ့အတူတူမသွားချင်သေးပါတားမအားဘူးဆိုလေမေလိုက်သွားမယ်သမီးလေးတယောက်တည်းသွားတာတော့စိတ်မချဘူးမေတဘောပဲလေလိုက်သွားပေါ့ရှာပြောပြီးလက်ကလေးကိုဆွဲပြီးထွက်သွားခဲ့တယ်သမီးလေးတော့ပြန်တော့လေမေစောင့်နေမယ်ဟုတ်မေဆရာသမီးလေးရမွေးဖို့ဘလောက်လို့သေးလဲဒိမ့်မပေးလိုက်ပါမယ်နှစ်ပတ်လောက်ပဲလူတော့တယ်မွေးကနေဆိုတော့နည်းနည်းပူပြီးကြည့်ဆိုင်နော်ဟုတ်ကဲ့ပါဆရာသမီးဆရာပြောတာမှတ်ထားနော်ချားလားမွေးဖို့တိတ်မလို့တော့ဘူးတဲ့ဟုတ်မေအပြန်ကြရင်သမီးအတွက်ဈေးဝင်ရမယ်လိုအပ်တာလေးပေါ့သမီးဘာမှမလိုပါဘူးမေရဲ့
သမီးရဲ့မွေးကနေဆိုအနည်းတွေကလေးတွေဝင်ရမယ်လေဟုတ်ဒေါ်နေတွေချွေးမပြတဲ့ကိုချစ်ပြီးကိုယ့်ရဲ့ဖြစ်ကိုပြန်မြင်အောင်မိတယ်သူမတော်ကဆိုခင်မပြတဲ့ကိုရှနေတိုင်းစိတ်နာမိတယ်တားလေးမွေးတော့လေသူမတယောက်တည်းကြက်ကြက်ခိုင်အောင်အားတင်ပြစ်စုခဲ့ရတယ်ခင်မဖြစ်တဲ့ကိုရှနေတိုင်းစိတ်နာမိတယ်တားလေသူ့အဖေကိုပို့ပြီးတော့စိတ်နာနေစေပဲရက်ကိုလေချွေးမလေးမှာသူမငယ်စဉ်ကလို့တားကယူမဆိုင်တာကြောင့်ပို့ပြီးယူဆိုင်ချစ်ခင်နေတယ်ရှားနေမိစကားပြောတယ်မှာတပတ်လောက်ကြာပြီဖြစ်တယ်သူလည်းမိကိုဘာမှမပြောတော့တယ်လို့မီလီဆာကိုခေါ်ဖို့အတွက်ဝင်လေးတယ်လို့အားနာမိတယ်သူမကြောင့်ချစ်သူနဲ့ကွဲကွာခဲ့ရတာကိုလည်းဝမ်းနေမိတယ်မင်းအောင်ဖြောဖြောလေးအောင်မှာရှားရဲ့မျက်နှာကိုမင်းငေးကြည့်နေမိတယ်မိသူကိုခုလိုကြည့်တာပထမဆုံးနဲ့နောက်ဆုံးချိန်မှာနောက်ဆုံးသူ့မျက်နှာကိုမင်းချစ်ခွင့်ရတော့မယ်မဟုတ်ပါသူမစိတ်ဆုံးဖြတ်ချထားမိတယ်ရှားကိုငေးကြည့်ရင်မိခါနာလာတယ်လို့ခါကြိုက်တယ်လို့ဖြစ်လာခဲ့တယ်ဘက်ကလည်းနာကျင်တယ်လို့အနာကျင်တယ်လို့ရှားမိသူကိုနှိုးတော်လဲမနှိုးသေးပါမိပူပြီးဘိုင်းနာလာတယ်ရှားခဏတအောင်ဘာဖြစ်လို့လဲအိတ်နေတာကိုကျမဘိုင်းနာလာလို့မင်းဘာစားမိပြန်ပြီလဲအိမ်သားမြတ်သွားလေမဟုတ်ဘူးကျမမွေးတော့မယ်ဒါဆိုမြတ်ထလေထားနာနေပြီရှားမမစဉ်းစားမနေတော့ပဲမေကိုပွေ့ချစ်ပြီးဆင်းလာခဲ့တယ်မေဘာဖြစ်လာတော့ဒီမှာသူဘိုင်းနာနေပြီဆေးရုံမြတ်သွားရမယ်မေလေးလိုက်ခဲ့မယ်မေရေဘိုင်းနာတယ်သမီးလေးဘာမှမဖြစ်ဘူးမေရှိတယ်နော်မေကအော်ရင်မျက်ရည်လေးများဝဲလာတယ်ဆေးရုံရောက်ပြီမကြာမေကလေးမွေးဖွားခဲ့တယ်ဆရာဘာလေးမွေးလေမေကလေးမွေးတယ်ကလေးကတော့ချမ်းသာပါတယ်မိခင်ကတော့အားနေနေတာမို့ခဏအိပ်ပျော်နေတယ်ကျွန်တော်တို့ဝင်ကြည့်လို့ရပြီလားရပါပြီအခန်းထဲရောက်တော့ရှားကလေးစီတန်းပြေးသွားတယ်ဒေါ်နေစီကတော့မေရဲ့အနာသွားပြီးလက်ကိုစုပ်နေပေးနေတယ်မေအိပ်ပျော်နေပေမဲ့ဒေါ်နေစီထိလိုက်တော့နိုးလာခဲ့တယ်ဒါပေမဲ့သူ့အနာမှာစားမရှိနေ၍မျက်လုံးများကိုမိတ်သုံးထားလိုက်တယ်ရှားတော့ကလေးကိုစားတွေ့ကလေးကအနာမကွာပဲကျင်းနေတယ်နောက်ကလေးပဲကျင်းနေတော့မလားဘာဖြစ်လို့လဲမေဒီမှာသမီးလေးကိုလည်းလာကြည့်အောင်လေသူကများမွေးပြီးမှန်းနေရှာတာမေကလည်းသူမမနှိုးသေးတာနိုးလာခဲ့ရင်လေအခုသမီးလေးကိုကြည့်လို့မဝသေးဘူးရှားရဲ့တကားတန်းတွေကိုမေမျက်လုံးမပွင့်မေကြားနေရတယ်သူလိုချင်တဲ့ကလေးလေးကိုမေမွေးပြီးဆိုတော့သူ့တော်မေကပို့ပြီးအရေးမပါတော့ဘူးလားမေမျက်ဝန်းမှာမျက်ရည်များစေးကျလာတယ်ဒေါ်လေးစီကမေရဲ့လက်ကိုကင်ထားပေမဲ့ကလေးစီကိုမျက်စိရောင်နေတာကြောင့်မေရဲ့မျက်ရည်များမတွေ့လိုက်ရပါရှာငါမေကိုရောက်ခမတွားတော့မေဈေးဝင်မြင်မနှောက်နဲ့ကွာအခုငါသမီးကအခုမှမွေးထားတာမင်းတို့တေကနေနဲ့မပြောစမ်းပါနဲ့ငါလည်းစားတာပါကွာအပြစ်သေးမနေနဲ့မင်းမွေးတဲ့ခါကျမှခေါ်မယ်ရှားတော့များနော်မေနာဦးကိုမုန်းနေတာဆိုတဲ့သူစကားပြောထားလေကလေးကြတော့လက်ကတော့မချဘူးသူ့ကိုမုန်းတာပဲဒါကငါကလေးလေးမဝချင်မဥကိုခင်းနဲ့ငါလည်းစားတာပါကွာအဖြစ်သေးမနေနဲ့မင်းမွေးတဲ့ခါကျမှတွေ့မယ်ရှားတော့များနော်မေနာဦးကိုမုန်းနေတာဆိုတဲ့သူမွေးလာတဲ့ကလေးကြတော့လက်ကတော့မချဘူးသူ့ကိုမုန်းတာပဲဒါကငါကလေးလေးမဝချင်မဥကိုခင်းနဲ့မင်းလည်းကြတော့ဥကိုခင်ပြီးမှမဝချစ်မယ်ထင်တယ်ရဲဝေမင်းပေါက်ကရတွေပြောတာတွေချက်တော့ဒီမှာကလေးတို့တော့မင်းအေးပါကွာဒါဆိုလေပြန်တော့မင်းတို့လည်းများလေလွတ်လပ်နေရတာပေါ့ပြန်ကနေတောင်မျက်နှာပြောင်းနေသေးတယ်ရဲဝေပြန်မှရှာမေးဘက်ကိုလှည့်ကြည့်မိတယ်မေးပြောနေတာကိုကြည့်ပေးမှပဲတက်ပြန်ချမိတယ်ရဲဝေနဲ့သူပြောနေတာတွေကိုဘာကြောင့်မှမသိမေကိုမချားသိချင်မှာအထူးသဖြင့်မုန်းတယ်ဆိုတဲ့စကားကိုပေါ့သူမေကိုမမုန်းချင်တော့ပါဘူးချစ်တယ်ဆိုတာမသိကြပေမဲ့မမုန်းချင်တော့ဘူးဆိုတာကတော့သိကြတယ်သူ့ကိုမုန်းတာပဲဒါငါကလေးလေးဆိုတဲ့စကားကမေကိုစူးနေထိုးတယ်လို့ပါပဲအရင်တော့သူ့ကလေးကိုလွှဲထားလို့ဂရုစိုက်တာရှိပေမဲ့အခုတော့ဘာမှမျှော်မှန်းလို့မရှာတော့မှမေသိပါတယ်မေအေးနေပေမဲ့ရှာနေရဲဝေတို့ပြောနေတဲ့စကားတွေကိုအကုန်လုံးကြားနေတယ်စိတ်မကောင်းလည်းဖြစ်မိတယ်ရှာရှေ့အတွက်ကလေးလေးမွေးပေးပြီးဆိုတော့ရှေ့မုန်းနေတဲ့ကျမကိုစိတ်ညစ်ခံပြီးကျင့်နေစရာမလိုတော့ပါဘူးသမီးလေးကိုမေချစ်ပေမဲ့ရှင့်အတွက်ပေးခဲ့မှာပါမေစိတ်ထဲမှာစကလုံးများစွာပြောပြီးကျိန်ကိုနေမိတယ်ဟာကလေးဒီလောက်ငိုနေတာကိုဘာလို့ထမချီတာလဲကွာမင်းနာဦးရှာမေကိုခေါ်ပေးမယ်လေဘာမှပြန်တွေးတာမကြတာကြောင့်ထဆာမိတယ်နှုတ်မှလည်းမေကိုစက်တိုက်ခေါ်နေတယ်မေကိုမတွေ့ရဲ့ကလေးကိုချစ်ပြီးနောက်ကိုဆင်းလာခဲ့တယ်
မေဘာလဲသားရဲ့စောတော်စီစီဒီမှာမေဓာငွနေတယ်အဲ့ဒါများသားရဲ့သမီးလေးကိုနှုတ်ပေးနှုတ်တိုက်လိုက်လေသူမရှိဘူးမေဘယ်သွားနေလို့လဲတာမသိဘူးမေအခုကလေးကိုကြည့်ပေးပါဦးတာသူ့ကိုသွားဆလိုက်အောင်မေအေးတာမြတ်သွားမတွေ့ရင်သမီးလေးမိဘတွေစီသွားကြည့်ဟုတ်မေနာအိုမိဘတွေစောင့်လုံနေတာလေကွာရှာတယောက်တည်းမေကိုလိုက်စားရင်ပါစက်မရေရွတ်နေမိတယ်မေကိုရှာမတွေ့ရဲ့သူမိဘတွေစီသွားစားမိတယ်ဟာကြီးလေးအစောကြည့်ပါလားဟုတ်တယ်ကိုမေကိုလာစားလားမေပြောက်နေတယ်မေလေးကဘယ်လိုလုပ်ပြီးပြောက်နေတာလဲကျွန်တော်လည်းမသိဘူးကလင်းကိုတော့ထချင်မှသူမရှိတော့ဘူးတာဘယ်သူကြောက်နေတာလဲရှာနေမေအကူစကားပြောနေစဲမေအနောက်မှာရောက်လာပြီးမေးချင်းမှာရှားရောက်နေတာမေလေးပြောက်နေလို့တဲ့သမီးငယ်ကဘယ်လိုလုပ်ပြီးပြောက်နေတာလဲတားတော့လေအဲ့ဒါကြောင့်စိတ်ပွနေတာညကလေးကဆိုတော့သူပုံတော့ပုံညာမှနေတဲ့မဖြစ်စီသွားလာမသိဘူးစက်ကြည့်ပြပါမယ်ဟုတ်သားပဲတာဟိုတခါမေကိုပြန်ခေါ်တော့ကဟုတ်သားပဲတာဟိုတခါမေကိုပြန်သွားခေါ်တော့ကနေတဲ့စီကိုသွားတာပဲဖြစ်မယ်အခုဒါဆိုကျွန်တော်လက်စားပေးအခုလိုက်သွားမယ်ရှားချက်ချင်းပဲမေစီကိုလိုက်သွားတယ်ကလေးကိုလေဒေါ်နေစီရောမေရဲ့မိသားစုများကပါဂယုဆိုင်ကြတယ်မေရဲ့ကိုကြီးနဲ့မမကြီးကလည်းသူတို့ရဲ့ဒူမလေးကိုတဲတဲလောက်ချက်ကြတယ်မေတကယ်ပဲနေ့ကိုသွားမှလားဟုတ်တယ်မဖြူမေဒီတခါတော့မေသွားတော့မယ်အချက်တစ်ခေါက်တုန်းကလည်းမသွားပြလိုက်ဘူးမေရဲ့ရန်ကုန်ကိုပဲပြတ်မှလားပြီးတော့ကလေးလေးရှိသေးတယ်လေအခုချိန်ဆိုမေရဲ့သမီးလေးငိုးနေမလားတော့မသိဘူးမဖြူရဲ့မပြောပါနဲ့တော့မေမပြန်တော့ဘူးလို့ဆုံးဖြတ်ထားပြီပြီးတော့သူ့ကိုလည်းမေမတွေးချင်တော့ဘူးမေကိုမြင်ရင်သူ့မုန်းနေအောင်မှာမဖြူလည်းမထားတော့ပါဘူးပြီးတော့သွားမှလေဒီညနေကားနဲ့မြန်လိုက်တာမေရဲ့ရှောက်တာလည်းမကြသေးဘူးမေစိတ်တွေကိုအလုပ်ထဲမှာပဲအာယုံစိုက်ထားလိုက်ရင်သမီးလေးကိုတတိယနာတွေလေတတ်တာအောင်လို့ပါမဖြူလည်းမေကိုပါမှစမပြောတော့ပါဒီကိုပထမတစ်ခေါက်လာတဲ့ကမေရဲ့အိမ်အောင်ရဲ့အခြေအနေကိုသိထားတာကြောင့်မေကိုတနာမိတယ်မဖြူမေသွားပြီနော်မေလုပ်တွေပဲဖိလုံမနေနဲ့နော်ကျမကြီးလည်းကြွဆိုင်အမသွားပြီနော်မေမဖြူကိုပြောတာတင်မှာပြေးမှရှိတဲ့ရှေးဟောင်းစိုက်တွေကိုလေ့လာမယ်လို့ပြောခဲ့တာကားကိုလေပြည်မျိုးကိုသွားတဲ့ကားကိုစီခဲ့တယ်ဒါပေမဲ့မေပြည်မျိုးကိုမရောက်မီမန္တလေးမှာစကြနေခဲ့တယ်အိတ်ရှင်တို့ဘယ်သူလဲမသိဘူးဒါမဖြူတို့အိမ်လားမသိဘူးဟုတ်ပါတယ်မဖြူဆိုတာကျမပါဒါဆိုဒီအိုမေနောက်မြစောင်းနေတာဟင်ဒီကမင်းနဲ့ဘယ်လိုပတ်သက်တာလဲကျွန်တော်ကမေးရခင်မောမှာသူထွက်သွားတွေကလိုက်ရှာနေတာပါမီဒီယိုရောက်လာပါတယ်ဒါဆိုသူရှိလာဟင်မနေ့ကညနေကပဲသူပြည်ကိုထွက်သွားပြီဗျာပြည်ရဲ့ဘယ်ကိုသွားတယ်ဆိုတာပြောသွားသေးလားရှေးအောင်ဆိုင်တွေမှာလေးလာစရာရှိတယ်လို့ပဲပြောသွားတာလိမ့်စာတော့အတီးကြမပြောခဲ့ဘူးဟုတ်ကဲ့ကျေးဇူးပါဗျာရှားအမေကိုလိုက်ရှာတယ်မှာအမောမပြေခဲ့ပါမိသွားတဲ့ပြည်မျိုးကိုလည်းရှောက်ခဲ့တယ်ပြည်မျိုးမှာရှိတဲ့ရှေးအောင်ဆိုင်မှန်သမျှကိုလည်းလိုက်ရှာခဲ့တယ်ဒါပေမဲ့မိရဲ့တဲ့အစနာတောင်မကြားရပါနောက်ဆုံးရန်ကုန်ကသာပြန်လာခဲ့တယ်တမီးလေးမျက်နှာမြင်တော့မိကိုပို့ပြီးတတိယမိတယ်တမီးလေးကရှားနေတော်တူတယ်ရှေးဝေးကလည်းမိကိုကုရှာပေးပါတယ်အလုတ်တွင်နေဘက်တွေကိုဆဲပြီးဆိုရင်လေမိရဲ့တဲ့လိုက်ဆုံဆန်းပေးတယ်ရှေးဝေးပြောတဲ့စကားကြောင့်တမီးလေးရဲ့မျက်နှာကိုတေချာပြန်ကြည့်မိတယ်မိနာဦးကတော့မင်းကိုချစ်လားမချစ်လားဆိုတာမင်းရဲ့သမီးမျက်နှာကတက်သေးပဲဘာဆိုင်လို့လဲမင်းမကြဘူးလားကိုဝန်ဆောင်ချိန်မှာမိခင်ကသူချစ်တဲ့သူရဲ့မျက်နှာကိုကနာမြင်လို့ချင်းရင်မွေးလာတဲ့ကလေးကအဲ့လိုနဲ့ချစ်စော့ပဲတဲ့တို့ပါကွာပေါက်ကရတွေငါကလေးဆိုမှတော့ငါနဲ့တူတာဘာဆန်းလို့လဲအေးပါကွာဒါနဲ့မင်းသူ့ရဲ့တဲ့ဘာမှမကြားဘူးလားမကြားဘူးသူ့နေနိုင်တယ်ကလေးတို့တော့မငယ်ဘူးမင်းလည်းသူ့ပေါ်ဆက်ဆံနေတာတွေကြည့်အောင်လေအမြင်မုန်းတိနေပြီးတော့ငါသူ့ကိုမမုန်းတော့ဘူးဆိုတာသိကြတယ်သူ့ကိုချစ်မချစ်ဆိုတာကတော့ငါကိုယ်တိုင်လည်းမသိဘူးတကယ်လို့ချစ်နေမိခင်ရဲ့တောင်ငါပွက်ပြောပြမှာမဟုတ်ဘူးကိုယူထားတဲ့မိန်းမကိုချစ်မိလို့ချစ်တယ်ပြောတာများကွာမတူဘူးလေကွာငါအစားတော့ငါသူ့ရဲ့ပိုင်ဆိုင်မှုကိုသိက္ခာပါမှမသိခင်ကတော့ငါ့ကိုအပိုင်ဖမ်းနေတယ်ပဲငါဘက်ကပဲသူ့ကိုပြောဆိုနေပြီးမှသူကငါတက်တောင်ချမ်းသာတဲ့ဂရင်းဟောက်ရဲ့အငယ်ဆုံးသမီးမှသိမှချစ်တယ်လို့ပြောရင်ငါဘာနဲ့တူမလဲဆိုတာမင်းလည်းသိတာပဲမင်းဘက်ကတွေးရလေကွာသူကတော့မင်းသူ့ပေါ်မုန်းနေတဲ့တင်ပြီးထွက်သွားတာလေအခုချိန်မှာသူ့ကိုပြန်တွေ့မယ်ဆိုရင်တော့သူ့ကိုမပြောပြတဲ့စကားတွေပြန်ပြောချင်တယ်ဒါနဲ့မင်းတော့ကရှေးအောင်သူတည်တနာပညာရှင်အဖွဲ့အစည်းကနော်ဟုတ်တယ်လေဘာဖြစ်လို့လဲဟာဒါဆို
မင်းတို့ကိုရှာစရာမလိုပဲပြန်လာအောင်လှုပ်လှရှာတဲ့နေငါမှရှိတယ်ဘယ်လိုလုပ်ရမှာလဲနောက်တော့သိရမှာပေါ့စောင့်သာကြည့်ပြီးတော့မိကုဆိုထွက်လာတဲ့6လအတွင်းမှာမပြည့်ပြည့်သေးခဲ့တဲ့စာတန်ကိုအပိတက်လုံနိုင်ခဲ့တယ်ဒီအတွက်အတွင်းနေထိုင်ခဲ့တဲ့ဆံများမှာသူမနှွေးရတဲ့တိုင်းသမီးလေးကိုတရေရပြီးငိုရတယ်နေတိုင်းလိုလိုပါပဲရှားရတဲ့တဲ့ကိုလည်းအမြင်မပြတ်စားကြည့်နေမိတယ်ဒီနေ့တဲ့ကသူမအတွက်ဝေကြရခက်စေတယ်ဒါပေမဲ့ခြေလက်များရန်ကုန်ပဲပြတ်ကျင်နေမိတယ်သူမပြန်มาဖြစ်မယ်လို့လေဒီတဲ့ကပြောနေတယ်လို့ပဲရှားရဟိုတယ်ကိုရှေးအောင်နေမြင်မလို့၍ပြက်ပြက်စေရန်တပတ်လုံးကပိုင်ရှင်ကတရားဆွဲချက်တင်ထားတာကြောင့်အမှုနဲ့ရင်ဆိုင်နေကြောင်းကြပြီးမိရန်ကုန်ကိုပြန်လာခဲ့တယ်ကြောက်ရောက်ချင်းရှားကိုတရားဆွဲချက်တင်ထားတဲ့တပတ်လူနဲ့တွားတွေ့ခဲ့တယ်ဒီကဦးမင်းနိုင်ကရှာမင်းအောင်ကိုတရားဆွဲထားတယ်သူလားဟုတ်တယ်မင်းရမတွေ့လေကျမဘသူဆိုတာတည်းဘာကြောင့်တရားဆွဲတယ်ဆိုတာကိုသိချင်တယ်မိမိတိုင်းငါအဖေဆရာလားမင်းဘသူဆိုတာမသိပဲဘာမှမပြောနိုင်ဘူးကောင်းပြီဒါဆိုကျမသူ့ကုမ္ပဏီနဲ့လက်တွဲနေတဲ့လုပ်ငန်းပါတနာဆိုရင်လုံလောက်ပြီတင်တယ်သူ့ကိုတရားဆွဲတာလေသူ့လုပ်ငန်းပါတနာနဲ့သက်ဆိုင်မှုသိမရှိဘူးထင်တယ်နော်ဒီမေရှေးကုသူကိုတရားဆွဲတာရှေးအောင်နေမြင်မလို့တဲ့ကိစ္စဆိုတော့ကျမရှေးအောင်သူတည်တနာအဖွဲ့စီကဆိုရင်ရောဒါနေမှာမလုံလောက်သေးဘူးဆိုရင်ကျမကသူ့ရဲ့ဇနီးအနေနဲ့လာတယ်လို့မှတ်ပေးပါဟာမင်းရဲ့လူပိုင်ဝင်ကများလာကြလားလုပ်ငန်းပါတနာရှေးအောင်သူတည်တနာအဖွဲ့စီနောက်ဆုံးရှားမင်းအောင်ရဲ့ဇနီးဆိုတော့တကယ်ဟုတ်မဟုတ်မိခင်မဆိုတဲ့သူကိုမေးကြည့်ရတာပါဒီမှာကျမလာတာဘာလို့သူ့ကိုမေးနေမှာလဲမမေးနဲ့ sorry ငါမေးရမရှုံးဘူးပြောရင်လည်းရှားစီဖုန်းလက်ဆက်တယ်မိလေရှားစီကိုသဘောဆက်မိမှမသိ၍ဘာလို့မှမသိဖြစ်နေတယ်တိတ်မကြပါရှားနေသူတငယ်ချင်းရှေးဝေပါရှောင်းလာခဲ့တယ်ရှားပြလိုက်တဲ့စကားကြောင့်မိအံ့ဩခဲ့ရတယ်ကျေးဇူးပဲဦးမင်းနိုင်အကြောင်းကြားပေးတာရှားပါတယ်ကွာဒါမျိုးကိစ္စကကိုကြီးကောင်းပါတယ်ဒီမှာရှင်တို့ဘာတွေပြောနေတာလဲအော်ဒါလားမင်းကိုပြန်တွေ့အောင်ကိုကြီးပေးလို့ကျေးဇူးတင်နေတာလေဒါဆိုတရားဆွဲတဲ့ကိစ္စကအဲ့ဒါတတ်တဲ့လွှင့်တာမင်းမပေါ်မလာတာအဲ့တော့ကိုကပဲပေါ်လာအောင်လုပ်ရတာပေါ့ရှင်းလိမ့်နေကျမကတကယ်မှတ်ပြီးစိတ်ပူလိုက်ရတာမိကပြောရင်မျက်ရည်လေးများဝဲလာတာကြောင့်ရှာကသူမပကုံကိုဘက်ကကိုတောင်းပါပါတယ်ဒီလိုမှမလုပ်ရင်မင်းကိုရှာဖို့မလွယ်ဘူးလေတမီးလေးကိုလည်းကိုလိုအဖေတကွေအမေတကွေနဲ့မကြည့်ပြသေးချင်ဘူးဒါဆိုကျမကိုပြန်ရှာတာရှစ်သမီးစီမှာအမေမရှိမှဆိုလို့ပေါ့အဲ့လိုလည်းမဟုတ်ဘူးလေကိုမင်းကိုချစ်နေတာအကြောင်းလည်းပါတယ်ဟမ်ရှင်ဘာတွေပြောနေတာလဲလူတွေရှိနေတဲ့ဟာကိုငါတို့ဟိုဘက်လှည့်ပေးမယ်လေရှေးဝေရဲ့စကားကြောင့်မင်းမျက်နှာလေးအောက်ငုပ်ပြီးပြောနေမိတယ်မင်းရောကို့ကိုမချစ်ဘူးလားမချစ်ပါဘူးတကယ်ပြောတာလားဟုတ်တယ်ဒါဆိုကိုကတော့အတိတ်ကျန်ဖြစ်တော့မှာပဲမိမိကလည်းဖေဖေနဲ့ပြန်ပြီးအတူနေပြီသမီးလေးကလည်းသူ့အန်တီတွေနဲ့နေတိုင်းနေပါသွားတော့တယ်ဘာမိမိနဲ့ဦးဖေကဟုတ်တယ်မိမိတို့တောင်အဆင်ပြေနေပြီကိုနေမင်းလည်းအဆင်ပြေတယ်နော်လို့ရှင်အခုပြောနေတာတွေကတကယ်လားဟင်ကိုတကယ်ပြောတာပါမင်းကိုချစ်နေပြီမိလေးစိတ်ကိုချစ်နေတာကြာပါပြီဒါဆိုဟိုးရင်ကလို့မောင်လို့ပြန်ခေါ်လေဟုတ်ကဲ့ပါမောင်ဟုတ်ကဲ့ပါရှင်ချစ်ရတဲ့ပရိသတ်ကြီးအခုနားဆင်ကြရတဲ့အချစ်ဇလံကောင်းလေးကတော့သူသိပါစေဆိုတဲ့ဇလံလေးရဲ့အစအဆုံးလေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာချစ်ဇလံကောင်းများစွာကိုရွေးချယ်ပြီးတင်ဆက်ပေးအောင်ပါမို့စောင့်မျှော်ပေးနာဆင်အားပေးကြပါအောင်ရှင်နားဆင်အားပေးခဲ့ကြတဲ့တယောက်ချင်းတိုင်းကိုစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ရပါတယ်